ပြည်တော်လုံးမဲ့မင်္ဂလာပါခင်ဗျမြန်မာ Ghost Story Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာဆက်လက်ပြီးတင်ဆက်ပေးသွားမှာကတော့ Outline ဘုတ်ထင်နဲ့မြစ်တာတောင်ခီးချမ်းပထမပိုင်းဖြစ်ပါတယ်ခင်ဗျအားလုံးပဲ ready ဖြစ်ရင်စီစဉ်ကိုစရအောင်ပါအကြီးသိမ်းဆုံလာသောနွားတုံးမှာလဲလန်းတိုင်းတိုးဝေသွားနေသဖြင့်လဲလန်းချောင်းတစ်ချောင်းဖုံများထောင်းထောင်းထားလို့နေပါတယ်ဂျိတ်တုံးကိုကင်ထားတဲ့နွားချောင်းသားလေးကလဲလန်းမှဖယ်ခွာဖို့ကြံစီနေတဲ့နွားတို့ကိုသူကြီးခတ်သေးသေးအတန်ဖြင့်အော်ဟစ်ငောင်းငန်းလို့နေပါတယ်အဲနွားတွေနဲ့နွားချောင်းသားတို့ရဲ့အနောက်ခလန်းထဲမှာလူတစုလမ်းလျှောက်လို့နေကြအဲလူစုမှာချားသူများမဟုတ်မိုးစိန်ညိုဦးဆောင်တဲ့ဘိုးထင်ပေတူတာရီတာရဘိုးတွေကိုကိန်းနဲ့ပေါတူးတို့ဖြစ်ကြပါတယ်ပေါတူးကဘိုးထင်နွားတောင်းတောင်းပန်ပန်နဲ့ယခုကီကလိုက်ပါကွင်းရရင်ခွင်တောင်းတာကြောင့်လိုက်ပါကွင်းပြုလိုက်ခြင်းဖြစ်ပါတယ်ကျန်တဲ့သူများမှာတော့ယခုလိုကီးများမကြာခဏသွားဘူးနေကြသူများဖြစ်တာကြောင့်မထူးဆန်းတော့လဲပေါတူးနဲ့ကိုကိန်းတို့မှာဖြင့်ယခုခါမှာဘိုးထင်တို့နဲ့တူခီးထွက်ရတဲ့အတွက်များစွာစိတ်လှုပ်ရှားလို့နေကြပါတယ်သူတို့နှစ်ယောက်ကပလိုင်းများကိုလွယ်ထားပြီးတော့စားတော့များကိုတည်ဖို့လာကြတခြားသူများထပ်ပို့ပြီးတော့ပင်ပန်းကြလေတယ်ပေတူနဲ့တာရီကကျွေးဆွဲဆွဲနဲ့မျက်နှာခက်ပြုံးပြုံးနဲ့ပျော်နေတဲ့ပေါတူးတို့နှစ်ယောက်နာသွားကပလိုင်းများကူတယ်ပေးမယ်အကြောင်းကိုပြောလိုက်လေတယ်ကိုကိန်းနဲ့ကိုပေါတူးကျုပ်တို့ပလိုင်းပေးလေရတဲ့တာရီကငါတို့အထုပ်ထမ်းဖို့လိုက်လာပဲပြီးတယ်မှာဗျာတက်ခီးတဲ့တူသွားတဲ့လူတွေပဲကျုပ်တို့ကအထုပ်ထမ်းလိုက်ခဲ့ဆိုခင်ဗျားတို့စတာပါဒါနဲ့လက်နက်တွေရောပါလားမင်းကလည်းဒီမှာတို့လွယ်ထားတယ်လေကွာအဲ့ကမှပေတူးနဲ့တာရီကိုကိန်းတို့နှစ်ယောက်မှာလွယ်ထားတဲ့ငှက်ကြီးတောင်ဓာတ်တို့ကသတိထားမိလိုက်တအိမ်ဟာအသေးချာကနုတ်ဖော်ကပပွားလေးများပင်ချီထားသေးကတော့ကိုကြည်ကောင်းနေစေပေတယ်ပေတူးကပေါတူးနဲ့ကိုကိန်းလွယ်ထားတဲ့ဓာတ်ကြည့်လိုက်ပြီးတော့ခင်ဗျားတို့ဘယ်ကငားလားငါတော့မင်းတော်ရငားလာတာကိုပေါတူးကရွာလူကြီးရတက်ဖြုတ်ချလာတာကွာပေါတူးစကားကြောင့်ရှေ့မှာလမ်းဆောင်နေတဲ့ဖိုးထွေးကနောက်ကိုလဲကြည့်လာပြီးပေါတူးကအံ့ဩနေတဲ့မျက်နှာပင်ကြည့်လိုက်ကကိုပေါတူးခင်ဗျားတို့မွေးဖမ်းပြန်ဗျာကျုပ်ကအဲ့ဓာတ်ယူဘယ်လောက်တန်ဖို့ထားဆိုခင်ဗျားမသိဘူးလားပြန်ထားလို့လည်းမရတော့ငါးကောင်ကြီးနော်ငါအပြည့်ပြောမနေနဲ့တော့မင်းလည်းသိသားနဲ့ရွာမှာဓာကောင်းဆိုလို့မင်းမဓာပဲရှိတာမင်းမငါးမှလည်းမဟုတ်ဆိုတော့တက်ဖြုတ်လာခဲ့တာကြီးပြောပြပြီးယူခဲ့ဖို့ဗျာပြောရင်လည်းမင်းမဘေးမှာမလို့လားလို့အားလည်းဟုတ်တာပဲသူ့ဓာကိုကျုပ်တို့ကန်တော့မကြိုက်ဘူးအဲ့ဒါကကျုပ်ဘရဲ့အမေကြီးမြန်ရဲ့ဓာတွေဗျာရွာထဲဝင်တဲ့ဓမြတွေကိုခုတ်တက်ထားတဲ့ဓာတွေအားကြောင့်သူကတန်မိုးထားတာဘိုးရင်းနဲ့ပေါတူးစကားပြောနေချိန်တာရင်နဲ့ပေတူးတို့ကပေါတူးနဲ့ကိုကိန်းလွယ်ထားတဲ့ပလိုင်းများကိုကူပြီးတော့လွယ်ပေးလိုက်ကြအဲနောက်သူတို့ကနှအုပ်သွားနေတဲ့လမ်းတိုင်းဆက်လိုက်သွားရမကြတော့ချိန်မှညောင်မင်းစုတင်းချိုင်းစရက်ကိုရောက်လာကြဘိုးရင်နဲ့မုံစိန်ညိုတို့မှဇရက်ပေါ်တက်မိကြမ်းချိတ်ကိုကိန်းမှလှမ်းမေးလိုက်ဘိုးရင်အဲ့ပေါ်ဘာလို့မှဒီမှာတဲမှာလေဗျာညောင်မင်းစုရွာတဲ့တဲအောင်လေကွာအသိမရှိဘူးဗျာမင်းကလည်းငါနဲ့ပေါတူးပါနေတာပဲဟိုမင်းတို့ကောင်တွေကလည်းရှောက်ပတ်တော့သွားပြီညောင်မင်းစုမှတော့အသိမရှိဘူးလားလာရွာထဲပဲတဲမယ်ဟဲ့အောင်ပေါတူးဘာကြီးမုံလို့ရင်တဲမလားဟိုနွားပွဲသားလူပြိုကြီးလားအေးဘောကွာအဲ့ဆိုသွားရအောင်လေပေါတူးနဲ့ကိုကိန်းကပြောဆိုရှေ့မှာထွက်သွားလျာကြံသူများလဲတယောက်ကိုတယောက်မင်းငေါကအချက်ပြလိုက်ကြပြီးတော့ကိုကိန်းနဲ့ပေါတူးတို့နောက်ကိုသာလိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါလေတော့တယ်ညနေနေဝင်ရောချိန်မှာဖြစ်ပါတယ်ညောင်မင်းစုရွာလေးတဲ့ဝင်လာတဲ့ဘိုးထင်တို့ဖွဲ့မှာဓာလွယ်သူကလွယ်ဒူးလေးလွယ်သူကလွယ်လန်ကင်သူကကင်နေမလို့ညောင်မင်းစုရွာထဲမှာလူများကဒိုလောအကြည့်တွေဖြင့်ကြည့်နေကြလေရွာသားများကြီးမျက်နှာကိုသတိထားမိတဲ့ကိုကိန်းနဲ့ပေါတူးကသူတို့ဟာကြည့်နေကြတယ်ရွာသူရွာသားများကိုပြုံးပြပြီးတော့အတန်ခတ်ကျဲကျဲနဲ့ရွာသားများကိုစကားပင်ဆိုလိုက်ပါသေးတယ်ကျုပ်တို့ကမုံဆိုးတွေဗျာတောလိုက်ဖို့ခီးထွက်လာကြတာဟုတ်တယ်ဗျာစိတ်မှုကြပါနဲ့ဗျာကျုပ်တို့ကမုံဆိုးတွေပါပေါတူးနဲ့ကိုကိန်းတို့ရဲ့စကားကြားတော့မှရွာသူရွာသားများမသိမသာတပ်ပြင်းချပြီးတော့သူတို့ဟာပြုံးပြလို့ပင်သွားသေးတယ်ဒီလိုနဲ့ကိုကိန်းတို့နှစ်ယောက်ဥဆောင်မှုဖြင့်ညောင်မင်းစုရွာမှအိမ်ဝိုင်းချိန်ထဲမှာကျုံးတစ်လုံးများတွေတိဆောက်ထားပြီးတော့ပြင်အောင်ပြင်ငယ်အိမ်ကြီးစီကိုရောက်လာကြသူတို့လာတော့မြင်တာနဲ့အိမ်ကြီးအောက်မှာဈေးတန်ခဲနေအသက်60ကျော်ရွယ်လူကြီးတယောက်မှသူတို့ကလမ်းကြည့်ပြီးတော့ခေါ်လိုက်လေတယ်အဲ့ဒါတွေတင်တော့ကွာလာကြလာကြဘိုင်းမုံကတော့နာမည်နဲ့လိုက်အောင်မျက်စိမှုံနေပြီလားဗျာကျုပ်တို့တွေဗျာဟေးဘသူတွေတုံးဟာပေါတူးနဲ့ကိုကိန်းဘေးပင်သားနှကောင်လားရောက်မလာတော့ကြာပေါ့သိန်းအောင်ကြီးရောဘာတွေလုပ်နေတော့ तू ကတော့ဘာလုပ်နေမှမသိပါဘူးဗျာသူ့တူပါလာလေဟုတ်လားလာကြဘိုင်းမုံကနွားပွဲသားတယောက်ဖြစ်တဲ့အတွက်ဘေးပင်ရွာမှသိန်းအောင်နေရင်းနှီးသူဖြစ်ပြီးလူဆက်စုများဖြစ်တဲ့ကိုကိန်းပေါတူးတို့နဲ့လည်းရင်းနှီးသူဖြစ်ပါတယ်ဘိုင်းမုံကဧည့်သည်များဖြစ်ကြတဲ့ဘိုးတင်နွားရင်းနှီးပင်အဲဝဲပြူလိုက်လေတယ်ထိုင်ကြဟေးငါအိမ်မှာတော့ငါတယောက်တည်းကွာမင်းတို့ဒီညအိမ်မှာမလားအိမ်မှာပါရဲ့ညသာလဲစားသေးပုံမပေါ်ဘူးမိဖို့ထဲမှာစမ်းစီစားအစုံရှိပြီးဝင်ဟိုးလဲရှိကိုဘာသာချက်စားကြအားမနာကြနဲ့နော်ဟင်းချက်ဆရာတို့ကတော့တင်းကုန်းမှာကြက်စင်ရှိတယ်ကြိုက်တဲ့ကြက်သာလှုပ်လိုက်တော့ဘော်ဒူးနဲ့ကိုကိန်းမင်းတို့ကဧည့်သည်မဟုတ်မင်းတို့စီစဉ်ပေးလိုက်ကြအောင်နော်စိတ်ချပါရာကျုပ်တို့နှစ်ယောက်ကြောင်းလည်းသိသားနေပေါတူးတို့နှစ်ယောက်နဲ့ဘာကြီးမုံမှာတော့ကိုရင်းနှီးကြပြီဘိုးထင်တို့ကသူတို့လွယ်ထားတဲ့လွယ်များပလိုင်းများနဲ့လက်နက်များကိုထိုင်းတဲ့နေရာများမှာထားလိုက်ကြပြီးအိမ်နောက်ရှိကိုပြစ်တန်းအားများမှာထိုင်ပြီးတော့ဘာကြီးမုံနဲ့စကားဆမီပြောကြလေ
ကိုကိန်းနဲ့ပေါတူးမှပြင်ဘာကြီးမုံပြောတဲ့အတိုင်းသူတို့စားသားဖို့အတွက်ချက်ပြုတ်စီစဉ်နေပါလေတော့တယ်ကိုကိန်းနဲ့ပေါတူးတို့နှစ်ယောက်အကြောင်းပြုတော့ဘာကြီးမုံရဲ့နေမှာဘိုးတင်တို့ဖွဲ့ကောင်းမစွာနားယူကြလေတယ်သူတို့ကညနေစာစားတော့ပြီးနောက်ဘာကြီးမုံနဲ့ခိတ္တစကားပြောကအင်ကြီးဘောကိုအိတ်ဆက်ရန်တက်သွားကြလူများတဲ့ကြောင့်ဆောင်းကောင်းမပြည့်စုံတော့လေတောသားများမလို့ပစိုးရှိကအစဉ်ပြေပြီးဖြစ်ရာဆောင်းကောင်းမပြည့်စုံခြင်းမှာအခရာမကြလာပြီသူတို့ကအင်ကြီးရဲ့တင်များခင်းထားတဲ့ဂျမ်းမြေပေါ်မှာတပြေးတဲ့အိတ်လိုက်ပြီးတော့မိခင်စကားများပြောကြလေတယ်ပထမဆုံးပေါတူးနဲ့ကိုကိန်းကမုံစိတ်ညိုကမေးလေတယ်ဆရာကြီးဘာလို့ချက်သားမစားလဲကျုပ်တို့ချက်တာမကောင်းထင်လို့လားမဟုတ်ပါဘူးကွာငါမြင်သားကြတာမစားဘူးအော်အဲ့လိုလားတော်ပါသေးရဲ့ခန်းကြီးလေးလေးရှိလို့ကျုပ်တို့ခန်းကြီးငယ်6ချက်တာစားကောင်းလာပြန်ထွေးရောမင်ရဲ့လားမိမကွာအခုတော့ဘိုက်ကတောင်းနေတော့ကိုကိန်းနဲ့ပေါတူးမှသူတို့ချက်ကျွေးတာကိုကောင်းတယ်ပြောတာကြောင့်ကျေနပ်လို့နေကြအဲ့နောက်ကိုကိန်းကမုံစိတ်ညိုကဆက်ပြီးတော့မေးမြန်းလိုက်လေတယ်ပြောဆရာကြီးအိတ်ချင်ပြီလားမအိတ်ချင်သေးပါဘူးဘာလို့တော့ကျုပ်သိကျင်တာလေးရှိလို့လေအေးပြောလေကွာတခြားတော့မဟုတ်ပါဘူးဗျာဆရာကြီးကဟိုเจ้าကိုသွားပို့သေးတယ်ပြောတယ်မလားအေးပို့တယ်လေဘာပဲလို့အဲ့မှာဘလူတွေကြုံခဲ့ရဆိုတာကျုပ်ကသိကျင်နေတာကိုကဲရဲ့စကားဘိုးတင်ပေတူးနဲ့တာရီတို့ကလည်းထောက်ခံလိုက်ဟုတ်တယ်မဟုတ်စိန်ညွာကျုပ်တို့လည်းသိကျင်နေတာကျုပ်တို့လည်းလမ်းခွဲပြီးတော့ဘာဖြစ်ခဲ့ဆိုတာကျုပ်တို့မသိရသေးဘူးလေဟုတ်တယ်မဟုတ်စိန်ညွာပြောပြဗျာစောလဲစောသေးတော့အိတ်လည်းမအိတ်ချင်သေးဘူးမလားဘိုးတင်တို့ရဲ့တောင်းဆိုမှုကြောင့်နဖူးပေါ်လက်တင်ပြီးတော့ပက်လက်အိတ်နေတဲ့မဟုတ်စိန်ညွာကချောင်းချက်ဟန်းလိုက်ပြီးတော့ငါတို့ကအဲ့ယူခီးဆက်မှာဆိုတော့မင်းတို့လည်းကြိုတင်ပြင်ဆင်လို့ရအောင်ငါပြောပြအေးတခုတော့ရှိတယ်ကျန်တဲ့သူတွေတော့တီးပြီးသားမဟုတ်ပြောတော့ဘူးပေါတူးနဲ့ကိုကိန်းမင်းတို့နဲ့ငါကြိုသတိပေးမယ်နော်ဒီခီးကအသက်သေးတဲ့ဒီဖြစ်နိုင်တယ်ဒါကြောင့်ခုတည်းကမလိုက်ချင်ဆိုဒီမှာနေခဲ့ပြီးရွာပြန်လို့ရတယ်ကြားလားမုံစိန်ကျွေးစကားကြောင့်ကိုကိန်းနဲ့ပေါတူးကမကြေမနက်လေးတန်ဖြစ်မုံစိန်ကျွေးစကားခွန်းတုံပြန်လိုက်လေတယ်ဆရာကြီးကလည်းဗျာဒါပဲပြောနာလူစွာသေးနေမွေးနေပဲမနေခဲ့ပါဘူးလိုက်ချင်လို့အိမ်အမားတွေအောင်ရန်လို့ပြီးတော့လိုက်လာပါတယ်ဆိုမှဟုတ်တယ်ကျုပ်လဲလိုက်ချင်လို့ကိုမြာကြီးကိုခေါ်ခိုင်းပြီးတော့ကျုံမိန်းမကိုမရမကနားချခိုင်းခဲ့ရတာမင်းတို့ကဘာလို့တားလိုက်ချင်နေကြတော့ဘာတွေရမယ်ထင်နေလဲအတွေးကြုံပေါ်ဆရာကြီးကကျုံနှစ်ယောက်ကထူးဆန်းဆန်းဆိုတိတ်ပြီးဝါသနာပါတာဗျအေးဟာဆိုလဲပြီးတာပဲမျောလင်းချက်နဲ့လိုက်တာဆိုရင်တော့မင်းတို့မလိုက်နဲ့လို့ငါပြောမလို့ငါတို့သွားတဲ့ခီးကကိုအတွက်ဘာအကျိုးမြတ်မှရမှာမဟုတ်ဘူးဆရာကြီးကျုပ်တို့အထင်သေးတာပဲဗျကျုပ်တို့အကျိုးမြော်တဲ့ကောင်တွေထင်နေရလားပေါတူးမမကြေမနက်ပြောလိုက်ရကိုကိန်းဒီလဲပေါတူးဤစကားကိုထောက်ခံလိုက်ပါလေဟုတ်တယ်ဆရာကြီးကကျုပ်တို့နှစ်ယောက်ထင်သေးလို့နေဗျာကျုပ်တို့ကြောင့်ဘိုးတင်တို့မေးကြည့်စမ်းပါသူတို့သိပါတယ်မကြေမနက်ဖြစ်ပြီးတော့သူ့အားစကားဆိုနေပေါတူးနဲ့ကိုကိန်းရဲ့ပြောစကားများကိုမုံစိန်ညိုတယောက်နားထောင်ပြီးတော့ပြုံးလိုက်မိအဲ့နောက်သူကချောင်းချက်ကိုနောက်ထပ်ဟန်းလိုက်ပြီးတော့အေးမင်းတို့စော်ကားသူတို့ဖြစ်သွားရင်ငါတောင်းမှန်ပါတယ်ကွာရေနှမ်းပြီလားရပါတယ်ဗျာကိစ္စမရှိပါဘူးဆရာကြီးပြောရမယ်ဆိုတဲ့အကြောင်းသာပြောပြတော့အေးဟုတ်ပြီအဲ့လိုနဲ့မုံစိန်ညိုကနဖူးပေါ်လက်တင်ကပက်လက်အိတ်နေမှာတပင်းချက်ကိုမသိမသာချလိုက်ကသူကြုံတွေ့ကြတဲ့ဖြစ်ပျက်များကိုပြောပြလိုက်ပါလေတော့တယ်ပျော်ရွှင်စွာဖြင့်တချင်းကိုဆိုကတောက်စားပျော်ပါနေတဲ့အတန်များမှာအတိုင်းသားကြားလို့နေတယ်အဲ့တန်များမှာမရဏမြန်ရွာကိုအောင်နိုင်သည့်အတွက်ကြောက်တောင်ရွာလူဘူးလေးများနဲ့သူတို့နဲ့တူတိုက်ခိုက်တဲ့မုံဆိုးကြီးဦးတိတ်ခါနဲ့ဘိုးတင်တို့ဖွဲ့အတန်များဖြစ်ကြယခုမုံစိန်ညိုကကြောက်တောင်ရွာနဲ့ခလန်းလန်းမှာရောက်ရှိနေပြီးတော့သူကြီးကိုဖြစ်သူကြီးတာဝန်ပေးချက်ရမြစ်တာတောင်ကိုသွားဖို့တော့ထွက်ခွာလာခဲ့ခြင်းဖြစ်ပါတယ်ရွာနေဝေးတဲ့ထိအဲ့တန်များကြားနေသေးလေရာသူကြီးစိတ်ထဲမှာအထီးကျန်စိတ်များကြီးစိုးနေပြီးတော့စိတ်မကောင်းဖြစ်လို့နေရအမှန်စစ်စစ်သူသည်ယခုခီယာတယောက်တည်းမထွက်လို့ပြီဘိုးထင်တို့နဲ့သွားလို့ပါတယ်ဒါပေမဲ့အကိုဖြစ်သူရဲ့လမ်းညွှန်ကြားစောတကမတက်ရဲ၍ယခုကဲ့သို့တယောက်တည်းထွက်လာခဲ့ခြင်းဖြစ်ပါတယ်မုံစိန်ညွှာအမောင်တို့ကြီးစိုးနဲ့တော်ကြီးတဲ့ဝင်လိုက်စဉ်သူကြီးလွယ်ထဲမှာထည့်ထားတယ်သစ္စာเจ้าမှလင်းအောင်များထွက်လာရာအိတ်ထဲမှာထုတ်ပြီးတော့မီးအိမ်ရလုံးငါသုံးပြီးတော့တောထဲမှာလမ်းလျှောက်လို့သွားနေဘိုးထင်တို့နဲ့ကြောက်တောင်ရလူပူလေးတို့ဤတောက်စားပျော်ပါကတီဆိုကားခုံနဲ့အတန်တို့မှာတဖြည်းဖြည်းပြောက်ကွယ်သွားပြီးတောတွင်းရှိတောကောင်များဤအော်မီတန်သာကြားလေတယ်သူကတော်လိုင်းတိုင်းသွားနေတဲ့သူကြီးလက်ထဲမှာလင်းနေတဲ့သစ္စာကြောက်ကိုကြည့်ပြီးတော့သူကြီးကိုဖြစ်သူမှားကြားခဲ့တဲ့စကားသံများကိုသတိရမိလေတယ်ဘိုးလိုက်မင်းသစ္စာကြောက်ကိုမြစ်တာတောင်သွားပို့ရလိမ့်မယ်ဘိုးတင်တော့ခေါ်လို့မရဘူးလားမင်းရဲ့ပညာရှင်တောင်းလို့မင်းတယောက်တည်းပဲသွားခိုင်းတာကျုပ်မြစ်တာတောင်သွားတယ်လမ်းမှာမသိတာဘူးမင်းလက်ထဲမှာကြောက်ရှိနေတာပဲလမ်းမမှားပါဘူးကြောက်ရှိုံနဲ့လမ်းသိမှလားကိုရဲ့သိတယ်ညသွားရင်လမ်းမှန်ကြောက်ကလင်းနေလိမ့်လမ်းမရင်ကြောက်ကလင်းနေမိကမိတ်လိုက်လင်းလိုက်ဖြစ်လိမ့်နေချိန်သွားရင်လမ်းမရင်ကြောက်ကလင်းလာလိမ့်မယ်ဟာကိုကြောက်ကလည်းရှုပ်နေတာပဲဗျာဘိုးလိုက်မေလန်ခီမှာတမထအားထုတ်တာကိုလုံးဝရှော့လို့မရဘူးနော်ဒီကြောက်ကိုမြန်မြန်သာပို့မရဏမြိုင်ကကောင်းနေအားပြတ်မကောင်းငင်မင်းရောက်ဖို့လိုတယ်အိမ်ပါဗျာအိမ်ပါဘိုးထင်းတို့မပါတော့ကျုပ်စိတ်အားငင်မိတာတော့မှန်ပဲမုံစိန်ညိုတယောက်သူနဲ့သူ့ကိုဖြစ်သူတို့မရဏမြိုင်မှာအပြန်လမ်းမှာပြောတဲ့စကားများကိုကြားအောင်နေခြင်းဖြစ်ပါတယ်အဲ့တော့သူကသစ္စာကြောက်ရဲ့လင်းအောင်မြင်ဆက်ပြီးတော့ခီးဆက်လာရအိတ်တန်းဝင်တဲ့ကျင်းငတ်တို့ဤတန်နဲ့တူအာအောင်တက်ချိန်ကိုရောက်ရှိလာဖြစ်ပါတယ်
အိုင်နောက်ဆက်ပြီးတော့လမ်းလျှောက်လာတောကြီးရဲ့ပြင်ကိုရောက်ချိန်မှာတော့နေကြီးအလင်းအောင်နဲ့တူမုံစိမ့်ညိုကြီးလက်ထဲမှာတစ္ဆာကြောက်ကြီးအလင်းအောင်ဒီလက်ပြောက်ကွယ်လို့သွားပြီးတော့ဖြူဖွေးနေတဲ့ကြောက်သားဖြစ်တာရှိလေတယ်မုံစိမ့်ညိုကြောက်တုံးကိုသူကြီးအင်းကြီးအိတ်ကတ်တွင်ထဲကဆက်ပြီးတော့လမ်းလျှောက်လို့လာတယ်အဲ့နောက်သူကအချိန်တန်ကြာလမ်းလျှောက်ပြီးညောင်မင်းတပင်အောက်ကိုရောက်တဲ့အခါတရားထိုင်ခြင်းမှုကိုပြုလေတယ်အဲ့လိုတရားထိုင်လိုက်တဲ့အချိန်မှာတော့အထီးကျန်တဲ့စိတ်တို့မှာဘိုးရီတိုးလာပြီးဖြစ်ဘိုးရင်တို့ရှိစဉ်ကကြောင်းကြားစိတ်မရှိဘဲနဲ့တရားထိုင်နိုင်တော့လဲယခုသူတို့မရှိချိန်မှာတော့ကြောင်းကြားစိတ်များဖြစ်လာမရဏမြိုင်မှာပညာသင်များလာအောင်ပြီးတော့သူ့ဟာဒုက္ခပေးကကြောက်ကိုလူသွားမြေကိုလည်းတွေးပူနေတယ်ဒါကြောင့်တရားထိုင်ခြင်းမှုကိုကောင်းစွာမပြုနိုင်မဲ့တရားထိုင်ခြင်းဟာဖြုတ်လိုက်ရအဲနောက်သူကကြောက်တောင်ရွာမှာလူပူလေးများထည့်ပေးလိုက်တဲ့အစားအသောက်များကိုစားတောက်ပြီးတော့ထပ်ပြီးတော့ခီးဆက်လေတယ်ဒီပင်များဖုံးလွှမ်းနေတဲ့တောင်များရဲ့တောင်ကြီးလမ်းမှာတယောက်တည်းလမ်းလျှောက်နေရတဲ့မုံစိမ့်ညိုဖို့အခက်ခဲများကြားအတူရင်ဆိုင်ခဲ့ဘူးတဲ့ဘိုးရင်ပေတူတာရေးဖိုးရင်းနဲ့တားတို့ကများစွာသတိရမိလေတယ်အခုချိန်သူတို့ပါလာပါကမိမပြောစရာကောင်းပြီကိုတွေးမိလေတရန်နဲ့ဆနက်ပိုင်းဖြစ်ပိုးလို့တောင်ပြောစရာကောင်းမြူတွေးပြီးတော့တယောက်တည်းပြုံးနေမိလေတယ်အဲလိုလမ်းလျှောက်လာနေ့လယ်ချိန်ကိုရောက်သူရင်းမြန်တဲ့ချင်းဆိုင်လမ်းမှာမိမပြိုလေးသုံးတို့လမ်းလျှောက်လာလေတယ်သူမတို့ကတနခါပကွက်ကြားလေးများနေဖြစ်ပြီးတော့ပလိုင်းများကိုကိုစီလွယ်ထားကထမိန်တိုတိုလေးများဝစ်ထားပြီးတော့ချစ်စပွဲတောပန်းလေးများလာလှပပြီးတယ်သူမတို့ကတယောက်နဲ့တယောက်စကားပြောရင်းနဲ့လမ်းလျှောက်လာရမုံစိမ့်ညိုနဲ့မြန်တဲ့ချင်းဆိုင်ရောက်မှာတော့မုံစိမ့်ညိုကထူးဆန်းအံ့ဩနေတဲ့မျက်နှာပင်ကြီးကအမေးစကားများဆိုကြလေတယ်ဦးဒီဘယ်သွားမလို့တော့မြစ်တာတောင်ကိုသွားမလို့ဒူမကြီးမြစ်တာတောင်ဟုတ်လားဟုတ်တယ်ဒူမကြီးတို့ကမြစ်တာတောင်သိလားကြားဘူးတာပါအဲ့ဒါဆိုဦးကြီးကတာမန်လူတယောက်မဟုတ်ဘူးထင်တယ်မိမပြိုလေးတယောက်မှအဲ့လိုပြောလိုက်လေရတခြားသောမိမပြိုလေးမှာအဲ့ဒီမိမပြိုလေးကကြည့်လိုက်ပြီးတော့မိထွေးရဲ့ဒီကိုရောက်နေမှာဘလို့တာမန်လူဖြစ်မလို့အဲ့ဒီမိန်းကလေးကသူမနဲ့အတူလာကြတဲ့မိန်းကလေးကစကားဆိုပြီးတဲ့နောက်မုံစိမ့်ညိုကြီးကပြုံးပြီးတော့စကားဆိုလိုက်လေတယ်ဦးကြီးကျမတို့ကဖြူရမှနေတာဦးကြီးကျမတို့ရလိုက်ခဲ့ပါလားဦးကြီးသွားနေတဲ့ခီးတော့အထောက်အကူတစ်ခုရလောက်တယ်မိန်းကလေးများရုပ်တွေမှာသူ့ဟာရံပြုတ်မိရဲရောင်မရှိလို့သူမတို့ကိုမြင်တွေ့ရသည့်အတွက်အကျိုးတစုံတရာကောင်းကျိုးရနိုင်သူခံစားမိ၍မိမယိုလေးများကမ်းလန်းချက်ကိုမငင်းတော်ပဲနဲ့လက်ခံလိုက်ပါလိမ့်တယ်အေးဦးကြီးလည်းလမ်းလျှောက်လာတာတော်ကြပြီကွယ်အဲ့တော့ရေလဲစားပါလာတဲ့ရေဘူးကလည်းကုံတော့မယ်ဆိုတော့လိုက်ခဲ့မယ်ကွယ်စိတ်ချပါဦးရဲ့ရွာရောက်ရင်ဦးကြီးတို့လွဲတာပြင်ဆင်ပေးလိုက်မယ်နော်ပြောမရဘူးမေကြီးကဦးကြီးကိုသိရင်သိနေမှာကျုပ်ကတော့မသိနိုင်တော့ပါဘူးဒူမကြီးရဲ့ကျုပ်ကပြင်ဒီနယ်ခုမှရောက်ဘူးတာဟုတ်လားဒါဆိုကျမောင်းတော့လိုက်ခဲ့တော့ဦးကြီးကောင်းပါပြီကွယ်ကောင်းပါပြီမိန်းကလေးများလာလန်းတိုင်းလဲကမုံစိမ့်ညိုကသူမတို့နောက်လိုက်ဖို့ခေါ်လေတယ်မိန်းကလေးများလှပတဲ့ကိုလုံးကိုပေါင်းများမှာအထင်းသားမလို့မုံစိမ့်ညိုတယောက်ရှေ့ကိုစိုက်မကြည့်ရဲလမ်းလျှောက်ရမှာတော့နေခတ်နေအတွက်မတတ်တာတဲ့အစုံရှေ့မှာလမ်းလျှောက်နေမိန်းကလေးများအားသူရှေ့မှာသွားလူတီကိုတောင်းဆိုမှုပြုရလေတော့တယ်ဒူမကြီးတို့ရက်ပါအောင်ကွယ်ဦးကြီးရှေ့ရသွားပါရစေဘာလို့လဲဦးရဲ့ရှင်းပြောရရင်တော့တမာရီမပြတ်အောင်လို့ပေါ့ကွယ်ကဲလမ်းကွေးရမယ်လမ်းချိုးရမယ်ဆိုဦးကြီးကိုပြောလိုက်ဟုတ်လားဟုတ်ကဲ့ဦးမိန်းကလေးမမုံစိမ့်ညိုဟာရှေ့မှာသွားစီလိုက်ပြီးတော့သူမတို့ချင်းချင်းပြုံး၍ကြည့်လိုက်ရင်မုံစိမ့်ညိုရိုးသားတဲ့အပြုမှုပြောဆိုများသဘောကျ၍နေကြပါလေတော့တယ်စပယ်ပန်းပုံညက်ပန်းတစ်စပန်းနဲ့တစ်ပေမှာကပ်၍ပေါက်နေတဲ့တစ်ခွာပန်းတို့ပြင်တခြားသောပန်းမျိုးစုံတို့ပါလှပစွာဖြင့်လမ်းဘေးဝဲရတစ်ချောင်းမှာပွင့်လန်းလို့နေတဲ့အဲ့ဒီရောင်စုံလာတဲ့တောပန်းကလေးတို့ဟာအဲ့ဒီပန်းများနဲ့အပြိုင်ပေါက်ရောက်လို့နေကြပါတယ်ပန်းတို့ရဲ့အမွေးရတိုင်းမှာလမ်းလျှောက်နေသူကိုပင်စိတ်ရွှင်လန်းမှုပေးစီလျာအဲ့ဒီလမ်းကလေးကလမ်းလျှောက်သူတိုင်းမျက်နှာပြုံးရွှင်ရစမြဲဖြစ်အဲ့ဒီလမ်းကလေးကအဖြူရွာဦးမြည်ရတဲ့ရွာကိုဝင်သည့်လမ်းဖြစ်ပြီးတော့အဲ့ဒီလမ်းပေါ်မှာတော့မုံစိမ့်ညိုနေသူ့ဟာခေါ်လာတဲ့မိန်းကလေးတို့လမ်းလျှောက်လို့နေကြတော်ကြီးတောင်ကြီးများထဲမှာယခုလိုလှပတဲ့လမ်းလေးရှိနေခြင်းကိုအံ့ဩနေတဲ့မုံစိမ့်ညိုမှနောက်ကိုလဲကြည့်ကအံ့ဩတကြီးမေးမြန်းလိုက်လေတယ်ဒူမာကြီးတို့ရွာကရွာဝင်လမ်းနေတော်တော်လှနေပါဗောလားဟုတ်တယ်ဦးရဲ့အမေကြီးကလှပကြိုက်တယ်လေဦးကြီးမင်းဒီတော်ကြီးတောင်ကြီးထဲမှာအခုလိုရွာမျိုးရှိနေတာအံ့ဩလိုက်ဦးကြီးသိတာကြောက်တောင်ရွာနဲ့မရဏရွာလောက်ပဲသိတာဒီဘက်မှာရွာတွေရှိတယ်ဆိုတာမသိဘူးဒါမဲ့လူတွေကတော့ကြောက်တောင်ရွာကိုပဲသိကြမှာပဲဟိုဒီဘက်ကအဖြူရွာတို့အမဲရွာတို့လမ်းဆုံးရွာတွေတော့မသိနိုင်တော့ဘူးရွာတွေများတာပဲနော်မုံစိမ့်ရွာပန်းများနဲ့တင့်တယ်နေတဲ့လမ်းလေးမှာရှေ့ဆုံးမှာလမ်းလျှောက်နေပြီးတော့ညမချသောချိန်မှာတော့တင်များဖြင့်တိဆောက်ထားပြီးတော့ရေနံကြီးစားထုံးဖြူဖြူတုတ်ထားတဲ့အိမ်လေးများကိုတွေးလိုက်ရအိမ်လေးများပုံစံတူပြီးတော့အကြီးအသေးနဲ့အိမ်ဝိုင်းကျဲဝန်းတာလင်မတူညီကြပြီအားလုံးတူညီတဲ့အချက်မှာအိမ်ဝိုင်းထဲမှာပန်းပေါင်းစုံတို့ဝေဆောင်ဆိုင်ထားခြင်းဖြစ်တချို့အိမ်များကထုံးတုတ်ထားတဲ့အိမ်ထဲမှာပင်သစင်ပန်းတွေများတင်ထားပြီးတော့တချို့သောအိမ်များမှာမူတစ်ခွပန်းများကိုချိတ်ဆွဲထားကြအိမ်ဝိုင်းထဲမှာဝေးဆုပ်လာတဲ့ငှက်ကလေးများနဲ့ပြားမတုံးများကလည်းအိမ်ဝိုင်းလမ်းဒီပါရှိနေပြီးတော့အတော့ကိုထူးဆန်းလှပတဲ့ရွာလေးဖြစ်ပါတယ်ရွာထဲမှာပြုံးရွှေပြီးတော့လမ်းလျှောက်နေတဲ့သူများမှာအားလုံးမိန်းကလေးများသာဖြစ်ကြတယ်အသက်14နှစ်ရွယ်မှစပြီးအားလုံးသောမျိုးသမီးများမှာအသက်30ထက်ကျော်ဟန်မရှိသလိုမိန်းကလေးများကလည်းတနခါပကွက်ကြားလေးများဖြင့်လှပနေပြီးတော့ရွာပြင်ကိုထွက်တဲ့မိန်းကလေးများကလက်မှာကျိန်ချင်းအောင်ကိုင်းသူကိုင်းပလိုင်းလွယ်သူလွယ်နေမုံစိမ့်ညွာပြုံးပြီးတော့ကြည့်ကြသလိုမုံစိမ့်ညိုနောက်မှမိန်းကလေးများကိုလည်းနှုတ်ဆက်ကြလိမ့်တယ်
မထွေးမိုရီရလာလားမရှားပါဘူးညီမလေးတို့ရေလမ်းမှာဧည့်သည်နဲ့တွေ့လို့ခေါ်လာခဲ့တာအော်ဟုတ်ကဲ့အားဆိုညီမတို့သွားရှာလိုက်အောင်မယ်အေးဂယူးဆိုင်သွားကြနော်မေးအိမ်မှာရှိလားရှိတယ်မအော်အေးမုံစိန်ညွာမြင်မြင်သမျှအံ့ဩလို့နေတယ်တွင်းများမိန်းကလေးများမှာကိုဟန်ရင်လေးများဖြစ်ပြီးတော့သူတို့၏မျက်နှာများမှာပြုံးရွှင်လို့နေကြရွာလေးတွင်ရောက်သည်နှင့်ပန်းပေါင်းစုံတို့ရနက်မှာမွေးနေပြီးတော့ဘိုက်စာနေသည်ကိုပင်မေးလျော်သွားသည်ဖြစ်ပါတယ်အဲ့နောက်မုံစိန်ညွာပြောင်းရှင်းတဲ့ရွာလေလမ်းမှာမြည်သည့်နေရာကိုသွားပြီးမှမသိဖြစ်နေခြင်းသူဟာခေါ်လာတဲ့မိန်းကလေးတို့မှာပြုံးရွှင်ရင်သူတို့နောက်မှလိုက်ဖို့အတွက်ပြောဆိုလာပါလေတယ်ဦးဒီခါတော့ကျွန်တော်နောက်ကလိုက်မှရတော့မယ်အမေကြီးအိမ်သွားတဲ့လမ်းနည်းနည်းရှုပ်လို့လေအဲ့လိုဆိုမှတော့လဲနောက်ကပဲလိုက်ရတော့မှာပေါ့ကဲတူမိုင်တို့ရှိရသွားကြပါကွယ်မိန်းကလေးများမှာရှိမှသွားပြီးတော့အမေကြီးဆိုသူကြီးအိမ်တို့ပို့ဆောင်လေတယ်ရွာလေးကညီညာပြန်ပြူးတီကိုမုံစိန်ညိုထိမိတော့လဲအဲ့လိုမဟုတ်တချို့သောအိမ်လေးများတောင်ကုန်းပေါ်မှာတည်ရှိကြသူတချို့သောအိမ်လေးများဂျိုင်ဝမ်းတွင်တည်ရှိနေကြတူညီတဲ့ချက်မှာအိမ်တိုင်းကအဖြူအောင်ထုံးများတုပ်လိမ့်ထားပြီးတော့ပန်းမျိုးစုံစိုက်ထားခြင်းတို့ဖြစ်ပါတယ်ကောက်ကွေးတဲ့လမ်းလေးတိုင်းအတန်မြင့်တဲ့တောင်လေးပေါ်မှာတော့တန်ရှင်းသက်နေတဲ့အိမ်လေးနဲ့တူဗန်းမင်များကိုဂယူးဆိုင်နေအသက်40ရွယ်မျိုးသမီးတယောက်ကိုတွေ့လိုက်သူမကတီကြီးတဲ့ရုပ်သွင်းရှိပြီးတော့ရှေးလျားတန်မာတဲ့သပင်များကိုစရုံးထုံးထားမျက်ခုံးမျက်ဖန်လှပြီးကော့နေတဲ့မျက်တောင်လိုရှိပြီးတော့မျက်ခုံးမွေးမှာလည်းတခြားသောမိန်းကလေးများနဲ့မတူညီပဲခတ်ထူထူရှိလေတယ်သူမကရေမုံအင်းကြီးကိုဝစ်ဆင်ထားပြီးတော့အဖြူရွာမှတခြားသောမိန်းကလေးများနေတူတနခါပကွက်ကြားနေဖြစ်အိုင်မျိုးသမီးကမုံစိန်ညိုတို့ကမြင်လာနဲ့ပြုံးရွှေစွာလှမ်းပြီးတော့စကားဆိုလိုက်ပါတယ်မထွေးတို့ဧည့်သည်ခေါ်လာလားဟုတ်တယ်မေကြီးမြစ်တာတောင်သွားမယ်ဆိုရင်ခေါ်လာတာအမေကြီးစောင့်နေသူများဖြစ်နေမလားလို့လေအိုက်ကပန်းဆိုင်တဲ့မျိုးသမီးကဆိုင်းလက်ဆပန်းမယားတစ်နဲ့ပြုတ်လောက်ထားတဲ့လက်ကင်ပါတဲ့ရေစီပိုင်းလေးနဲ့ရေလောင်းလိုက်ပြီးတော့မုံစိန်ညွာတေချာကြည့်ပြီးတော့မေးမြန်းလိုက်လေတယ်။အော်သိပြီစေပိုင်ဘိုးမြိုင်နဲ့ရုပ်တူတယ်ဆိုတော့ငါမောင်ဘိုးမြိုင်ရဲ့ညီဘိုးလိုင်ဆိုတာလား။မုံစိန်ညွာမှာသူ့ဟာငါမောင်သုံးလိုက်တဲ့အသက်40ပဲမျိုးသမီးကြောင့်ဘလို့ပြောမှမသိဖြစ်လို့နေပါတယ်။အိုင်မျိုးသမီးကဘိုးလိုင်ဟန်ပန်ကိုနားလေသဘောပေါက်စွာပင်ပြုံးပြီးတော့နောက်ထပ်စကားဆိုလာပြန်နေ။မင်းတက်ကရှိလာ60ကျော်80ပေါ့။မင်းတက်ကရှိလာ60ကျော်80ပေါ့ဟုတ်တယ်မလား။ဟုတ်တယ်ကျုပ်တက်က60ကျော်ပြီ။ငါအသက်90ကျော်ပြီလေ။ဗျာအသက်90ကျော်ဟုတ်လား။ရှိလာ40ပေါ့။မုံစိန်ညိုစကားအသက်40ရွယ်ခန့်ရှိတဲ့မျိုးသမီးမှာပြုံးပြီးတော့မုံစိန်ညိုဘေးမှာရက်နေတဲ့မိထွေးဦးအမိရတဲ့မင်းမပြိုလေးကလက်ညှိုးထိုးကပြုံးပြီးတော့စကားဆိုလိုက်အသက်40ဟဲ့လားမင်းမေးကမထွေးတော်မှ90လောက်ရှိနေပြီမုံစိန်ညိုနားမလည်နိုင်စွာဖြစ်၍နေတယ်အဲနောက်အသက်40ရွယ်ခန့်ကိုထင်ရတဲ့ဖြူရွာသူများခေါ်အမေကြီးကမုံစိန်ညိုကသူ့အိမ်ဘေးမှာရှိတဲ့ပန်းပင်များကြားမှာတစ်သားခုံလေးများကိုလက်ညှိုးထိုးပြပြီးတော့အဲ့နေရာမှာထိုင်မှုအတွက်ဖိတ်ခေါ်လိုက်လေတယ်ကဲငါမောင်ဟိုခုံမှာထိုင်ကြရအောင်မုံစိန်ညိုမိသည့်စကားမှမပြောဘဲအမေကြီးထိုင်ခိုင်းရာခုံတန်းလေးမှာထိုင်လိုက်သူ၏နောက်မှာတော့မထွေးတို့မှမတ်တက်ရက်ပြီးတော့နေကြများကြသောအချိန်မှာတော့အသက်90ကျော်ပဲရုပ်ရည်မှ40ခန့်သာရှိတဲ့မျိုးသမီးမှာမုံစိန်ညိုမျက်နှာချင်းဆိုင်မှာထိုင်ပြီးတော့ပြုံးရွှင်စွာမေးမြန်းလိုက်ပြန်လေတယ်မြစ်တာတောင်ဝန်နဲ့သွားမှာပေါ့ဟုတ်တယ်ကျုပ်တခုမေးပြစီဒီရွာဘလို့လဲတာမန်လူတွေမဟုတ်ကြဘူးလားအမေကြီးမခေါင်းခါရမ်းပြလိုက်ပြီးတော့မဟုတ်ဘူးဒါအဆုံးပြူတွေနေတဲ့ရွာလေးလူတွေကောင်းကျိုးပြုလို့ငါတို့စူချင်းမြင့်တဲ့အနေနဲ့အထက်ဆရာကြီးကဒီနေရာကိုပေးထားတာအော်အဲ့ဒါကြောင့်ထူးဆန်းတယ်လို့ထင်နေတာမင်းကမြစ်တာတောင်သွားဖို့တယောက်တည်းလာလားဟုတ်တယ်ကျုပ်ကတယောက်တည်းသွားခိုင်းတာဘိုးမြိုင်မင်းကိုအတော်ယုံတာပဲသူနဲ့တွေ့ရင်တော့မင်းလည်းတော်မှာပါခက်တာအမောင်ကနေအလင်းကိုပြောင်းလာသူမှဒီเจ้าကိုမြစ်တာတောင်တဲခွင့်ရှိတာအဲ့လိုလူတွေထဲမှာမင်းအတော်ဆုံးဖြစ်နေမှာပဲထင်တယ်ကျုပ်လည်းမသိပါဘူးဗျာမှန်တိုင်းပြောရရင်တော့ကျုပ်မှအဲ့လောက်ရေးချင်းမရှိဘူးထင်တာပဲငါလည်းတက်နိုင်တော့မင်းကိုကူညီပါမယ်ကဲမထွေးတို့သူ့အတွက်လိုအပ်တာတွေပြင်ပေးလိုက်အောင်ငါတို့ရွာမှုပဲစားတာဆိုမှုတွေပဲပေးနိုင်မှာပဲအမေကြီးကအဲ့လိုပြောလိုက်လေရမထွေးတို့ကမုံစိန်ညိုထံမှရေဘူးကိုတောင်းကတောင်ကုန်းလေးပေါ်မှာဆင်းသွားလေတယ်သူမတို့ထွက်သွားပြီးနောက်မုံစိန်ညိုရှိမှအမျိုးသမီးကြီးကလက်ကိုဖြန့်လိုက်ပြီးတော့ငါ့ကိုတစ္ဆာကြောက်ပေးဗျာဘာလို့မှငါ့ကိုယုံစမ်းမှာနေရှင်းဆက်မဲ့ခီးမှာဒီတစ္ဆာကြောက်အသုံးပြုလို့အောင်ငါလုပ်ပေးမယ်မုံစိန်ညိုကသူ့ဟာတေချာကြီးကကြောက်ကိုတောင်းတယ်အမျိုးသမီးအားတေချာပြန်ကြည့်ပြီးတဲ့နောက်သူ၏အင်ကြီးအိတ်ကန်ထဲမှာတစ္ဆာကြောက်ဟာဖြည်းဖြည်းချင်းထုတ်ပေးရန်ပြင်နေတယ်တစ္ဆာကြောက်ပေးနေချိန်တွင်တော့မုံစိန်ညို၏စိတ်တို့ကဒွိဟာဖြစ်လို့နေတယ်ပေးရန်သိမသိအချိန်တန်ကြောင်ကြောက်ကိုကိုင်းနဲ့စဉ်းစားနေကအိုင်းနောက်တပ်ပင်းရှည်ချက်ကိုချလိုက်ပြီးကြောက်ကသူ့ရှိမှထိုင်ကလက်ဖြန့်ပြီးတော့ကြောက်ကတောင်းနေတဲ့အမျိုးသမီးကြီးရဲ့လက်ထဲကိုထည့်ပေးလိုက်ပါလေတယ်ကြောက်လက်ဖွားတဲ့ရောက်တာနဲ့ဆုံးဖြူမျိုးသမီးကြီးကတစ္ဆာကြောက်ကဆက်ကနေစုပ်ကန်လိုက်ကမျက်လုံးကမိတ်လိုက်ပြီးမုံစိန်ညိုတယောက်ထိုင်နေရမှမတ်တက်ရက်မိသည်ဒီဖြစ်ပါလေတယ်ဒါပေမဲ့မြည်သည့်လှုပ်ရှားမှုမှမရှိတဲ့အခါမှာမုံစိန်ညိုတယောက်မတ်တက်ရက်နေရမှပြန်ထိုင်လိုက်သူ၏ရှိမှမျိုးသမီးကြီးကတစ္ဆာကြောက်ကစုပ်ကန်ပြီးတော့မျက်လုံးမိတ်ထားဆဲဖြစ်ပါတယ်အတန်ကြာလာတဲ့ခါအမေကြီးရဲ့နှုတ်မှမပီမတမန်တန်ရွတ်တန်စတင်လာပြီးတော့မန်တန်ရွတ်တန်ကျဲလာလေသူမ၏လက်ထဲမှာစုပ်ကန်ထားတဲ့တစ္ဆာကြောက်သည်လည်းတဖြည်းဖြည်းအယောင်များတောက်လို့လာလေဖြစ်ပါတယ်
မန်တန်ဆုံးတဲ့အခါမှာတစ္ဆာကြောက်ကရောင်များသည်လည်းပျောက်ကွယ်သွားတယ်အဲ့ခါမှာမေကြီးလည်းမျက်လုံးကိုဖွင့်လိုက်ပြီးတော့သူမကြီးလက်ထဲမှာကြောက်ဟာမုံစိန်ညိုထံပြန်ပေးလိုက်ပြီးတော့ကဲမင်းတရားမဲ့ကြောက်ကိုငါတို့လှုပ်ပိုင်ဝင်နေပြီးတော့လှုပ်တင်တာလှုပ်ပေးလိုက်ပြီမင်းဒီကြောက်ကိုဆောင်ထားရင်မင်းကိုလိန်ပြောလို့မရဘူးမင်းကိုလိန်ပြောတဲ့သူဟာသူတို့ကြံစီထားတဲ့အကြံစီတွေသူတို့စိတ်ကတွေးထားတဲ့အတွေးတွေပဲမင်းမြင်ရကြားလိမ့်မယ်ငါကူညီကမင်းတို့အထောက်အကူဖြစ်ပါစေလို့ငါဆုတောင်းတယ်မုံစိန်ညိုမိသည့်စကားပြောရမိမှမသိဖြစ်နေချိန်မထွေးတို့ပြန်လာပြီးတော့သူ့အတွက်ယူလာတဲ့မှုကြောက်များနဲ့ရေဖြည့်လာတဲ့ရေဘူးကိုပြန်ပေးလိုက်လေတယ်ရေဘူးနဲ့မိုများရသည်နဲ့အမေကြီးကမုံစိန်ညိုကပြုံးကြည့်လိုက်ပြီးကဲမင်းလည်းခီးဆက်ပြီးတော့ငါတို့လည်းငါတို့တတ်နိုင်တော့ကူညီပြီးသွားပြီမြစ်တာတောင်သွားတဲ့ခီးကစပြီဆိုတော့သတိဝရိယနဲ့သွားပြီတော့ဟုတ်ကဲ့ပါကျုပ်ကူညီပေးလို့လည်းကျေးဇူးတင်ပါတယ်ဗျာဒါဆိုကျုပ်သွားပါဦးမယ်ဒီလိုနဲ့မုံစိန်ညိုကအမေကြီးဆိုတဲ့အမျိုးသမီးနှုတ်ဆက်ကမထွေးတို့လိုက်ပါပို့ဆောင်မှုဖြင့်အဖြူရွာပြင်ကိုထွက်သွားလိုက်ကြပါလိမ့်တော့တယ်မုံစိန်ညိုတယောက်အဖြူရွာမှထွက်လာပြီးလမ်းလျှောက်လာရညနေချိန်တို့ပင်ရောက်ရှိလာပါပြီအဲနောက်ဘိုက်ဆာလာအတွက်တစ်ပင်တစ်ပင်ရဲအောင်မှထိုင်လိုက်ပြီးတော့စားတောက်များကိုလွေထဲမှာထုတ်စဉ်အဖြူရွာမှပေးလိုက်တဲ့အင်ပတ်နဲ့ထုတ်ထားတဲ့မိုးကြောက်ကလေးများကိုကောက်ယူပြီးတော့စားကြည့်လိုက်မိုးကလေးများမှာချိုပြီးတော့နှစ်ပင်ခန့်စားလိုက်သည်နဲ့အင်းလိုနေကရေတောက်လိုက်ရပြီရေတောက်လိုက်တဲ့အခါအံဩစရာကောင်းလောက်ဘိုက်ပြေသွားပြီးတော့ကိုခန္ဓာသည်လည်းပင်မနှွမ်းနေမှုပျောက်ကွယ်သွားပြီးတော့လမ်းဆန်းလိုနေပါလိမ့်တယ်အဲ့တော့မုံစိန်ညိုကနားယူခြင်းကိုလက်စားတက်လိုက်ပြီးတော့ထိုင်နေရာမှာမတ်တက်ရက်ကဆက်ပြီးတော့လမ်းလျှောက်လိုက်ပါလိမ့်တယ်အချိန်ကြာမင်းသွားလမ်းလျှောက်လိုက်တော့လဲမောပန်းနွမ်းနေခြင်းမရှိလေရမိုးချုပ်သွားသည့်အနားမယူပဲတစ္ဆာကြောက်ရဲ့အလင်းအောင်ဖြင့်ညဘက်ပါလမ်းဆက်လျှောက်လို့နေတယ်မုံစိန်ညိုကဆုံးဖြူများပေးလိုက်တဲ့မှုများကိုစားတော့ကအတော့ကိုလမ်းဆန်းတက်ကြွနေ၍မောပန်းခြင်းမရှိပဲညအချိန်ခါတွင်ပါခက်မြန်မြန်လမ်းလျှောက်နိုင်နေတယ်ဒုနဲ့လမ်းလျှောက်လာရအောင်တက်ချိန်ရောက်မှာတော့တစ္ဆာကြောက်မှထွက်နေတဲ့အလင်းအောင်ကပျောက်ကွယ်လို့သွားတော့တယ်သူကတစ္ဆာကြောက်ကအိတ်ကအတွင်းထည့်ပြီးတော့လမ်းဆက်လျှောက်နေခြင်းသူလမ်းလျှောက်နေတဲ့မျက်နှာချင်းဆိုင်လမ်းမှာအသက်20ရွယ်မိန်းကလေး9ဦးတို့လမ်းလျှောက်လာနေတာကိုတွေ့လိုက်ရမြူုံများရဲ့ကြားထဲမှာလှုပ်လဲဖြင့်ဝေကောင်းစားလာများဝစ်စင်လာတဲ့မိန်းကလေးတို့မှာအတော့ကိုမြင်တင်းလာပြီတယ်သူမတို့ကနှစ်လိုဝဲပြုံးများနဲ့တယောက်ကိုတယောက်ရီကမောကနေစကားပြောနေကြညောင်ကြသောချိန်မှာတော့မိန်းကလေးများကမုံစိန်ညိုမျက်နှာချင်းဆိုင်ကိုရောက်ရှိလာခဲ့ကြသူမတို့ကမုံစိန်ညိုကတက်လဲသူမတို့အချင်းချင်းတက်လဲကြည့်လိုက်ပြီးတဲ့နောက်အာသွက်ရှာသွက်ရှိပုံရတဲ့မိန်းကလေးတယောက်မှစတင်ပြီးတော့စကားဆိုလာခဲ့ဘိုက်ဘယ်သွားမလို့လဲကျမတို့ဘာကူညီပေးရမလဲမြစ်တာတောင်ကိုသွားမလို့ဒူမာကြီးတို့ရဲ့မြစ်တာတောင်ဟုတ်လားမုံစိန်ညိုကသူရှိမှရှိနေမိန်းကလေးများဆုံးဖြူများထင်းသွားပြီးတော့သူသွားလူတဲ့နေရာကိုပြောပြလိုက်မိအဲ့ကမိန်းကလေးများမှသူမတို့ချင်းချင်းကြည့်ကအံ့ဩနေပြီးတော့အချင်းချင်းအချက်ပြလိုက်ကြပြီးတော့နောက်ထပ်မိန်းကလေးတယောက်မှမုံစိန်ညိုကစကားဆိုလိုက်ပါလိမ့်တယ်ဘိုက်ကမြစ်တာတောင်သွားမှလားအဲ့ဆိုကျုပ်တို့ရွာလိုက်ခဲ့လေကျုပ်တို့ရွာဖြတ်ပြီးတော့မြစ်တာတောင်သွားမှာဟုတ်တယ်ဗျာကြီးဘာကြီးကျုပ်တို့ရွာမှာခဏနားပြီးတော့မြစ်တာတောင်သွားဖို့လိုက်ခင်နော်ရွာရောက်ကောင်းကောင်းဧည့်ခံပေးမယ်မြစ်တာတောင်သွားတဲ့လမ်းကျမတို့ရွာနေပဲသွားလို့ရတာဗျာကြီးဘာကြီးလိုက်ခဲ့ကျွန်တော်တို့အဲ့ဝပြုတ်ရမှာပေါ့ဘာမှအားနာစရာမလိုပါဘူးမျက်နှာများမှာပြုံးရွှင်ပြီးတော့စကားကောင်းများဆိုနေတဲ့မိမပြိုလေးများအားမုံစိန်ညိုတယောက်သေးချာကြည့်နေချိန်မှာသူ၏နားမှာကြားရတဲ့စကားများနဲ့မိမပြိုလေးတို့၏မျက်နှာဟန်ပန်မှာအတော်လေးကွဲပြားနေတာကိုတွေးလိုက်ရပါလိမ့်တယ်နင်လိုက်ခဲ့မြစ်တာတောင်သွားခြင်းတဲ့ကောင်ဟမ်အသေးသက်ပြစ်မနေအောင်လိုက်ခဲ့စမ်းမှာရွာရောက်လို့ကတော့နှစ်သွေးတွေကိုကောင်းတောက်ပြစ်မှာမသားကြီးနင်ထွက်ပြေးမယ်ကြံလို့ကတော့ငါတို့ဘလောက်စွမ်းနေဆိုတော့ပြသေးတာပေါ့ဟဲ့မုံစိန်ညိုတယောက်တော့ကိုအံ့ဩလို့သွားခဲ့မိမပြိုလေးများရဲ့ချိုးသားသောစကားပြောပြီးချင်းပြောင်းလဲကသူကြားတဲ့အတန်းနဲ့မြင်ရတဲ့ဟန်ပန်တို့မှာအတော့ကိုကြောချမ်းစရာကောင်းလာပါလေယခုချိန်မျိုးမှာစိတ်လိုက်မှန်ပါပြုမှုလိုက်ကသူ့အတွက်ဘေးဖြစ်နိုင်သည်မှာအသေးချပင်ဖြစ်တော့ဒါတော့မုံစိန်ညိုကသူမတို့၏ကြံစီများကိုမသိဟန်ဆောင်ပြကပြုံးရည်ရွပင်စကားပြန်ဆိုလိုက်ပါလေအော်ဒူမာကြီးတို့ကဘယ်ရွာတုံးကွယ်လမ်းဆုံးရွာလေလမ်းဆုံးရွာဟုတ်လားဟုတ်တယ်အမဲရွာရဲ့ဒီဘက်ပေါ့လိုက်လို့လိုက်ချင်တယ်မိတ်ဆွေတွေကိုလည်းစောင့်ရအောင်ပါဆိုတော့တဘာလေးလိုက်လို့မဖြစ်ဘူးထင်တယ်ဘိုင်းမှာအပေါင်းဖော်တွေပါသေးရလားပါသေးတယ်ဒူမာကြီးတို့ရေသူတို့ကလာမယ်ဆိုပြီးမလာနိုင်လို့တယောက်တည်းထွက်လာတာဒူမာကြီးတို့ရွာရောက်ရင်သူတို့နဲ့လမ်းလွဲသွားမှာစိုးတယ်ဒါနဲ့ဘာကြီးကမြစ်တာတောင်ဘာသွားလို့မှလဲဒီလိုပဲဒူမာကြီးတို့ရဲ့ပေါင်းသိန်းတွေနဲ့ဆက်စုတာပေါ့ဘာကြီးပေါင်းသိန်းနေရောဘယ်နှယောက်တောင်လဲ4ယောက်လောက်တော့ရှိမှာပေါ့မိန်းကလေးတို့ကမုံစိန်ညိုကြီးစကားအမှန်ထင်ကသူတို့ချင်းချင်းကြည့်ကစကားဆိုလိုက်ကြညီတို့ဘယ်လိုလုပ်မလဲဘာကြီးပဲရွာခေါ်မလားသူ့ဖော်တွေစောင့်ခိုင်းမလားအဖော်တွေကြံနေဆိုလဲစောင့်စီပေါ့သူတို့သွားသားရှာသွားပြီးပြန်လာရင်သူတို့ဘာအကုန်ခေါ်သွားမယ်လေဘယ်လိုလဲအားလည်းကောင်းတာပဲငါ့ဆိုတော့ပိုးအဆင်ပြေတာပေါ့မိန်းကလေးများကြီးကြံစီကိုတီးတော်လဲမတီးသလိုဟန်ဆောင်နေရတဲ့မုံစိန်ညိုကအတော့ကိုပင်မန်းလှပြီလေမိန်းကလေးများမှာတာမန်မိန်းကလေးများမဟုတ်မှန်းသိတာကြောင့်သူဤဟန်ဆောင်ခြင်းကိုမပြီးပြမှာစိုးရင်နေမိဒါပေမဲ့မိန်းကလေးများကသူဆိုတဲ့စကားများကိုအတီမှတ်ယူသွားကဘာကြီးအပေါင်းသီးတွေဗမာစောင့်ပါလေဒီမှာပဲစောင့်မလီဒူမာကြီးတို့ပြန်လာမှရွာလိုက်ခင်ဘာကြီးလဲတော့ပင်မန်းနေပြီဟိုကောင်လေးလည်းပင်မန်းနေလောက်ပြီကွယ်
အဲ့လိုလုပ်တာလည်းကောင်းပါလေရွာလူကြီးကဧည့်သည်လာကိုစောင့်နေတာဧည့်သည်9အောင်တောင်လိုက်မှာဆိုတော့ကျုပ်တို့ရွာလူကြီးကတိတ်ပျော်သွားမှာပဲကဲဆိုကျမတို့သွားစားရှိရသွားလိုက်အောင်မယ်ဦးကြီးတို့ဒီမှာပဲစောင့်နေနော်စိတ်ချဒူမာကြီးတို့ရဲ့မြေတာတောင်ကဒူမာကြီးတို့ရွာဖြတ်သွားမှာမဟုတ်လားဟုတ်တယ်ရွာပဲဖြတ်သွားတာအဲ့တော့ကျုပ်မလိုက်ပဲနေလို့ရမလားဒူမာကြီးတို့သာမြန်မြန်ပြန်လာကွယ်နော်မုံစိန်ညိုကြီးစကားကြောင့်မိန်းကလေးများကအမှန်တကယ်ယုံကြည်သွားကြပြီးတော့သူတို့သွားလို့တဲ့နေရာကိုထွက်သွားခဲ့လေတယ်အဲ့ကမှမုံစိန်ညိုကတပ်ပြင်းရှိကြီးကိုချပြီးသူလာလန်းကိုခက်မြန်မြန်ပြန်လျှောက်ကနှုံးမှလည်းကိုဖြစ်သူကတစားစားနဲ့တလေတော့ဒုနဲ့ပြန်လန်းကိုလမ်းလျှောက်လာမကြတော့ချိန်သူရှိမှတော့သူအားကြောပေးကရက်ဆောင်နေတဲ့မုံစိန်ဖြူအားတွေးလိုက်ရပါလေမုံစိန်ညိုကမုံစိန်ဖြူကိုတွေးတာနဲ့ပြစ်တင်စကားများပြောလေတော့တယ်အကိုခမမဟုတ်သေးဘူးဗျာကျုပ်ကိုလုံးကြံတာလားတော်သေးတယ်အဖြူရွာမေးကြောင်ကျုပ်မသေးတာဘိုးလိုက်မင်းဘာလို့တရားကျင့်ကြံတာတွေကိုရှော့လိုက်တာလဲတယောက်တည်းဘလို့ကျင့်မလဲဗျာကိုစင်းသားကြည့်လေဘိုးနေလုံးနဲ့အတူတုံးကတော့တရားထိုင်နိုင်တာဗောသူတို့ရှိတယ်ဆိုအသိစိတ်နဲ့ညှိနေလေဗျာခုတော့တယောက်တည်းဘဲချင်းဘဲကောင်ကဒီကြောက်ကိုလာလူနဲ့ချိုးရိမ်နေရတာဇောကကျုပ်တွေးခဲ့တဲ့မိန်းမတွေမကောင်းဆိုးပါလိမ့်မလားဟမ်မုံစိန်ညွေအမေကိုမုံစိန်ဖြူမခေါင်းချင်းပြလိုက်အဲ့ကမုံစိန်ညွာပို့ပြီးတော့မကြေမနက်ဖြစ်သွားကသူအိတ်ကထဲမှာကြောက်ကိုထုတ်ပြီးတော့ရော့ခမရကြောက်ခမရဘာသာပို့လိုက်သွားမုံစိန်ညွာကိုဖြစ်သူမုံစိန်ဖြူတန်ကိုတစ္ဆာကြောက်ကလက်မကိုင်းကတိုးကတ်သွားလိုက်မုံစိန်ဖြူမှာလက်ကပြလိုက်ပြီးတော့ငါသွားပို့လို့မရဘူးပို့လိုက်ဒီကြောက်ကိုသူ့နေရာသူပြန်ထားနိုင်တာကအမှောင်ပညာတွေနဲ့မင်းလိုစိုးသွမ်းနေတာနဲ့ကောင်းလာတဲ့လူတွေပဲရှိတာငါတို့ထီလို့မရဘူးငါတို့သာသွားထားရင်တစ္ဆာဖောက်ပြတ်မိပြီးအမှောင်လောကသားတွေပို့ပြီးတော့အစွမ်းထက်လာကြလိမ့်မယ်အကူတော့တကယ်ကိုရှုပ်ထုတ်ကြီးပဲဗျာဘိုးတင်တို့နဲ့သွားမယ်ဆိုတော့ခင်ဗျားတို့ခွင့်မပြုကျုပ်ဘာမှမလုပ်နိုင်ဘူးဟိုပြင်ထားတဲ့ငါ့ကိုတော့ကျုပ်တော်တော်ကြောက်နေပြီအကူကျုပ်ကိုကြောက်ကိုပြန်ပို့စီခြင်းဘိုးတင်တို့ခေါ်ခွင့်ပေးလိုက်အဲ့ဒါသူကျုပ်ပြန်ပို့ပေးမယ်မင်းဘာလို့တမာရီတွေကြကုန်တာလဲငါနားမလဲဘူးကြမှာဗျာတော့ကများနေတာကိုဘယ်အချိန်ဘယ်ကောင်လာတတ်မလဲတွေးနေရတာဘယ်ကတမာရီဒီနိုင်မှာတော့လို့အေးမင်းပြောတာလည်းဟုတ်တာပဲကဲအဲ့ဒါဆိုမင်းဘိုးတင်တို့လိုက်မယ်ဆိုခေါ်ပေါ့ကွာအဲ့ဒါကျုပ်ဘိုးတင်တို့သွားခေါ်မှာလားခေါ်ပေါ့ကြောက်ကိုတော့မြန်မြန်ပို့မှာဖြစ်မယ်မရဏရွာပြီးသွားတဲ့ကောင်နဲ့အားပြန်မွေးနေတာလမ်းတစ်လျှောက်တော့အမောင်ရွာနေမင်းတို့ရင်ဆိုင်ရလိမ့်မယ်နော်ပတ်လမ်းမရှိဘူးလားမရှိဘူးအဲ့ရွာတွေကိုဖျက်ပြီးမှရောက်မှာမင်းကပညာသင်တက်ပြီလို့ငါထင်းနေတာအစိုးရကျုပ်တွေးတဲ့မိန်းမတွေအောင်လူသွေးတကယ်တောက်တာလားမုံစိန်ညွဲမေကိုမုံစိတ်ပြီးမှခေါင်းငိမ့်ပြီးတော့ဖြေလိုက်ဟုတ်တယ်သူတို့ကမာနဲ့မြူဆွဲပြီးတော့လူတွေကိုဒုက္ခပေးတာကျုပ်လိုဆိုလိုက်သွားမိမှာတော်သေးတော့အမေကြီးကကြောက်ကိုစီရင်ပေးထားလို့ကဲကိုအဲ့ဆိုကျုပ်ဘိုးတင်တို့သွားခေါ်မယ်ဗျာအေးမင်းတို့အမြန်တော့မြစ်တာတောင်သွားကြတော့ကြားလားအင်းပါဗျာအင်းပါတို့နဲ့မုံစိန်ညွဲမြစ်တာတောင်သွားသည့်လမ်းအားဆက်မသွားတော့ပဲအဖော်များကိုခေါ်ဆောင်ပေးပေးမှာကိုသွားဖို့အတွက်စုံပြတ်ချက်ချလိုက်ပါလေတော့လေအဲ့ဒါပဲငါးကောင်တွေကငါတောင်ပထမဆုံးတွေးတဲ့မကောင်းဆိုးဝါးရွာမိမငောင်းနေလန့်သွားတာဆရာကြီးကအဲ့ရွာလိုက်သွားရင်အခုလောက်ဆိုသေးရင်သေးနေမှာအေးဘောပေါတူရဘလို့လဲမင်းနဲ့ကိုကိန်လိုက်ရဲကြသေးလားမုံစိန်ရွာသူသွားခဲ့တဲ့ခီးစဉ်အကြောင်းကိုပြောပြရင်လည်းကိုကိန်နဲ့ပေါတူတို့ကမေးလိုက်လေတယ်အဲ့ကကိုကိန်တို့နှစ်ယောက်ကအတန်ထွက်အောင်ရီးလိုက်ပြီးတော့ဆရာကြီးကဘိုးတင်တို့ပါနေမှာဘာကြောက်ကြရှိလို့လဲကျုံကိုယ်တိုင်လည်းအဲ့လိုလေးတွေကြုံတွေ့နေတာဗျာမိမရပြီးတော့အိမ်မှာပဲခြေကျုံမိနေတာကိုကိန်ကတော့အမားတွေချုပ်ချင်တာလည်းဘယ်မှမသွားနိုင်ဘူးလေပေါတူရဲ့စကားကြောင့်အိမ်မပြောသေးတဲ့သားကမကြေမနက်လေတန်နဲ့သူကြီးကိုဖြစ်သူပေါတူဟာအိမ်နေမှလမ်းပြီးတော့စကားဆိုလိုက်ကိုပေါတူခမရတော့ပောက်ပြပြောတာပဲပြောလိုက်တော့အိမ်မှာခြေတုံးပြီးလို့ဘာလို့လဲတကူဆိုခမရပဲရှေ့ဆုံးကအမြဲတမ်းဒါရစကားကိုဒါအိမ်မှာထောက်ခံလိုက်ဟုတ်တယ်ကြက်ဝိုင်းဆိုလဲခမရတို့နှစ်ယောက်ရောက်နေဖဲဝိုင်းဆိုလဲရှေ့ဆုံးကအတူပါသွားတော့ခမရတို့ရှေ့ဆုံးကဖဲရိုက်ဖို့ကြောင်းတာဒါအများခြေတုံးပြီးတယ်လေဘာကြီးလုံနေအဲ့ဒါပေါ့ကွာကဲအဲ့တော့မနေ့ပြန်ခီးဆက်မှာမလားပေါတူမခတ်တီနဲ့စကားလမ်းကြောင်းလွှဲလိုက်ပြီးတော့သတိပေးလိုက်ရမုံစိန်ညိုဒီလဲပေါတူဤစကားကိုထောက်ခံလိုက်ပါတယ်ဟုတ်တယ်ငါးကောင်တို့ကအိတ်ကြတော့မနိုင်ပြန်စားပြီအခုလိုအိမ်မှာအိတ်ရတော့မှာမဟုတ်ဘူးဖြစ်တယ်လို့အိတ်ရတော့မှာဝဝအိတ်ထားကြမုံစိန်ညိုအဲ့လိုပြောပြီးတော့အိတ်ပြောရန်စူးစမ်းလိုက်ကြံသူများဒီလဲအတွေးကိုစီပင်အိတ်မပြောကြသေးပဲအဲ့နောက်အစုံဆုံးမှာအိတ်နဲ့ဖိုးထွေးကထုံးထားတဲ့ရေနံသီးမီးဝက်ကိုမှုတ်လိုက်ရာသူတို့အိတ်နေတဲ့ဘာကြီးမော်အိမ်ပေါ်တက်တီလဲမှောင်မဲလို့သွားပါလေတော့တယ်အောင်လန်းဘိုးတင်နဲ့မြစ်တာတောင်ခီးချမ်းပထမပိုင်းကဤမြတာမကြမီအောင်လန်းဘိုးတင်နဲ့မြစ်တာတောင်ခီးချမ်းဒုတိယပိုင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးခဲ့တာကအောင်လန်းဘိုးတင်နဲ့မြစ်တာတောင်ခီးချမ်းပထမပိုင်းဖြစ်ပါတယ်အဲ့တော့နောက်နေ့မှာလည်းဘိုးတင်ဆက်လက်များပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Story Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာကတော့အောင်လန်းဘိုးထင်နဲ့မြစ်တာတောင်ခီးချမ်းဒုတိယပိုင်းဖြစ်ပါတယ်အဲ့တော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ဒီနေ့အစီအစဉ်ကိုစရအောင်ပါခင်ဗျာ
အနောက်ဘက်တောင်တန်းများစီကိုနေလုံးကြီးဖြည်းဖြည်းချင်းငုံချိုးပြောက်ွယ်စာပြုတ်နေဖြစ်ပါတယ်အဲ့လိုနေလုံးကြီးမပြောက်ွယ်ခင်ချိန်ကလေးကတောင်ဆွေတောင်တန်းများနဲ့တောတောင်များရဲ့ကြားထဲမှာတော့မှောင်စပြိုးနေဖြစ်တယ်တပိနှစ်ပယောက်မှာတော့လူရွယ်လူငယ်နှစ်ယောက်တို့ဟာသချင်းလေးကြီးကထမင်းချက်ပြုတ်နေကြသူတို့နှစ်ယောက်မှာအခြားသူများမဟုတ်ကိုကိန်းနဲ့ပေါတူးတို့ဖြစ်ပါတယ်သူတို့ကမကြသောချိန်မှာထမင်းချက်ပြုတ်ခြင်းကိစ္စပြီး၍သူတို့နဲ့မလန့်မကန့်မှာဝိုင်းဖွဲကသွားနေတဲ့ခီလန်ကြောင်တိုင်မင်ဆွေးနွေးနေကြတဲ့မုတ်စိတ်ညိုတို့အတန်ခတ်ဆာဆာဖြင့်လှမ်းပြီးတော့စကားဆိုလိုက်ပါတယ်ပြောစရာကြီးထမင်းစားတော့မလားစင်သေးမယ်ဗျအေးစားတာပေါ့ကွာဒီနေ့စောစားပြီးစောစောနားကြတာပေါ့မုတ်စိတ်ညိုမှာထမင်းစားတော့မြူပြောတဲ့အခါပေတူးသားကြီးဘိုးတင်ဖိုးတွင်းနဲ့သားတို့အားလုံးကကိုကိန်းနဲ့ပေါတူးတို့ညှောင်းနာသွားပြီးတော့တယောက်တစ်လက်ဝိုင်းကူလိုက်ကြမကြသောချိန်မှာတော့ထမင်းစားဖို့အတွက်အသင့်ဖြစ်လို့နေပါတယ်အဲနောက်သူတို့ကဝိုင်းဖွဲ့ပြီးတော့ထမင်းစားကြရင်းနဲ့မှကိုကိန်းမဘိုးတင်ုံကြီးကစကားဆိုလေတယ်ဘိုးတင်မနေ့ကမင်းမမင်္ဂလာဆောင်နေနေမလားဟုတ်တယ်ကိုကိန်းဘာဖြစ်မင်းမမင်္ဂလာဆောင်တော့စီမှာပါကွာရွာထဲလူတွေသွားကြမှာပဲအဲ့ဒါကျုပ်စိတ်ဝင်စားကိုကိန်းဟာမင်းစိတ်ခံစားနေရတာငါနားလေပါတယ်ဘိုးတင်မင်းဘာကိုလဲမင်းပြန်နားလေပေးရမှာပေါ့တော်ပါဗျာကျုပ်နားလေပေးထားလို့အဲ့မင်းမမတတ်တာတကယ်တမ်းကျုပ်ပါမင်္ဂလာတော့ကျုပ်လုံးဝစိတ်ဝင်စားဘူးဘိုးတင်မှာခက်တီနဲ့အဲ့လိုပြောလိုက်ရပေတူးကသူကြီးထမင်းမကန်ထဲမှာငါ6ဖက်ကပါဇက်ထဲထည့်လိုက်ပြီးတော့မင်းစိတ်ဝင်စားလဲငါစိတ်ဝင်စားတယ်ကွာငါတို့ဦးချက်ကြီးရဲ့ဝတ်တနီကြောက်သိသတိရတော့ကွာဘာယုံကလည်းမနှမျောတတ်တာနဲ့ကိုချက်ကြီးကလည်းလက်ဆွဲပြနေတာလုံးဝအန်ကိုက်ပဲဟမ်မင်္ဂလာဆောင်ကျွေးမွေးတော့လုံးဝပြီးပြေဆုံးနေပါပဲဟုတ်တယ်ပေတူးငါလို့ဆိုဘာယုံမင်္ဂလာဆောင်ကြီးမှဒီခီးထွက်ချင်တာပေတူးနဲ့တာရီတို့အတိုင်ပေါက်ညီနေလေးရဘိုးတင်ရောက်ထမင်းစားနေသူတို့နှစ်ယောက်ကမကြေမနက်ကြည့်လိုက်ပြီးတော့မင်းတို့ကောင်တွေဒါမင်္ဂလာဆောင်သွားချင်ဟဲ့လားအဲ့ဒါပြန်သွားလေကွာမင်းတို့ဘယ်သူကဒါးနေလို့နေတစ်ပိုင်းလောက်သွားလို့ရဆိုတော့သွားမိမှာကွာအခုကခီးကတော်တော်ရောက်နေလို့မသွားတာပေတူးပြောတာဟုတ်တယ်ဘိုးလေးတို့၃ယောက်စကားထင်ထင်ဖြစ်နေချိန်ပေါတူးကထမင်းစားနေနေပေတူးနဲ့တာရီကလက်ကပြလိုက်ပြီးတော့ဟဲ့အောင်နေမင်းတို့เนี่ยဝက်သားစားခြင်းတယ်မလားငါလည်းကိုချက်ကြီးတို့တော့ချက်တတ်ပါတယ်ကွာမင်းတို့ကအသားရအောင်ရှာပေးကိုဘာတို့ကလည်းဗျာတော်ကြီးတောင်ကြီးဘယ်လိုလုပ်ဝက်သားရှာအာရန်ကိုပေတူးရာတာရနဲ့ဘိုးလေးဒီမှာဒူးလေးရှိတယ်သူတို့တောဝက်လိုက်ခိုင်းမို့ဟာပောက်ကြဗျာအဲ့လူတွေကတောဝက်ပြစ်လို့ကတော့တောဝက်တော့သူတို့မရအောင်သူတို့တော့တောဝက်ကရအောင်သေးတာလေတလားအဲ့ဆိုလေအခုငါ6ကြော်ဟင်းရွက်ကြော်လေးနဲ့ပဲတင်းနေကြပေါ့ကွာငါတို့ပါလာလို့မင်းတို့ထမဲเจ้าမစားရတာမှတ်အင်းပါဗျာအင်းပါအောင်တန်းတို့ကောင်တွေကတော့ခုချိန်လောက်ဆိုမင်္ဂလာဆောင်ဝင်မှာဝက်သားနဲ့ကြိတ်နေလောက်ပြီဟမ်တာဘိုးရင်းနဲ့မုတ်စိတ်ညူတော့မိသီးစကားမှမပြောပဲဓမင်းုံသာအောင်ဆိုင်စားနေကြဘေဒူးနဲ့တာကြီးမှာပြဓမင်းစားနဲ့ဦးအောင်ကြီးမင်္ဂလာဆောင်အကြောင်းဟာပြောကဆိုကားပြဓမင်းစားတောက်လို့နေကြပါလေတော့တယ်ဘေဘင်ရွာလေးထဲမှာဓာတ်ဆက်တန်မှာလွင့်ပြန်လို့နေတယ်ဖွင့်ထားတဲ့သချင်းမှာမင်္ဂလာဆောင်တွဲသချင်းဖြစ်ယခုဘေဘင်ရွာစီကိုတခြားသောရွာများမှာရွာသားများကလည်းလာရောက်နေကြတချို့သောသူများ၏လက်ထဲမှာတော့တိုက်ကြက်များကင်ထားသေးတယ်အเจ้าမှာရွာတလေးရက်တလေးများရလူမင်္ဂလာဆောင်ရှိကကာလာသားများမှာနွားเจ้าမင်းမသွားတော့ပဲကြိုပြီးတော့နွားသာဆင်းထားကြတဲ့အတွက်အလူမင်္ဂလာဆောင်နေများမှာတဏီကုံလုံးအားကြပြီအလူမင်္ဂလာဆောင်များမှာမနက်အချိန်များတွင်သာကျွေးမွေးကြရနေလေအချိန်များမှာတော့အားလက်ကြပြီရွာလူကြီးခွင့်ပြုချက်ဖြင့်ကြက်ဝိုင်းများပြုလုပ်ကြလေတယ်အဲဒီတော့အလူမင်္ဂလာဆောင်ရှိရာရွာသို့ကြက်သမားများမှာသူတို့၏တိုက်ကြက်များကိုပွေပြီးရောက်လာကြခြင်းဖြစ်ပါတယ်ဘေဘင်ရွာမှာတော့ရွာနီးချုပ်ဆက်မှကြက်သမားများကိုအဓိကဒိုင်ငံပြီးတော့ဧည့်ခံသူ2ယောက်ရှိသူတို့မှာတာရင်နဲ့ကိုတိုက်ကြီးဖြစ်ပါတယ်ယခုချိန်မှာတာရင်မှာခီးထွက်သွားပြီးကြက်သမားများဧည့်ခံသူမှာကိုတိုက်ကြီးသာအဓိကဖြစ်နေလေတယ်ဘေဘင်ရွာကိုလမ်းလာနေတဲ့ကြက်သမားများနောက်မှာရေဦးစင်ရွာမှာပကြီးကုန်နဲ့ဦးကဲတို့လည်းပါလာခဲ့အိုးမှသူရန်သူတော်ဖြစ်ခဲ့ဘူးတော့လေအားလုံးဟာတင်မုန်းချေလိုက်ပြီးဖြစ်ရဦးကဲဟာသူမင်္ဂလာဆောင်ကိုဖိတ်ကြားထားတာကြောင့်အခုလိုပကြီးကုန်နဲ့တူမင်္ဂလာဆောင်သူလာအောင်ချင်းဖြစ်ပါတယ်သူတို့ကလမ်းလျှောက်ရင်းနဲ့တယောက်ကိုတယောက်စကားဆိုနေကြလေတယ်ပကြီးကိုမင်းကိုဘယ်သူမင်္ဂလာဆောင်လာဖိတ်ပြားစံမင်းသားမင်းအောင်နဲ့ဂျိုးသိန်းလာဖိတ်တာပဲအေးဟိုကောင်တွေ3ယောက်လာဖိတ်မယ်ထင်ထားတာကွာဟုတ်တယ်ကျုပ်လည်းအဲ့လိုပဲထင်ထားတာနေပါငါအောင်ကဘာလို့ပြုံးစားမိမထားယူတာဟမ်ဩသူ့ငယ်ချင်းနဲ့တူလို့ဆိုလားဗျာငယ်ချင်းနဲ့တူတယ်ဟုတ်လားဟုတ်တယ်ဆရာကြီးကသူ့ငယ်ချင်းနဲ့ရုပ်တုံနေမကောက်နော်နာမည်ပါတူနေတာတဲ့နာမည်ကဘာဆိုလားဗျာပါဇက်ပြားတွေမိတ်နေပကြီးကမကြတော့ချိန်ကမှသူသွားခဲ့တဲ့မြောက်ကမ်းမှာမက်ဝရီရဲ့နာမည်ကိုမေ့လေလေရာဦးကဲတယောက်တပ်ပြေးကိုမသိမသာချလိုက်ပြီးထက်ဝရီမလားအာဟုတ်တယ်မက်ဝရီထက်တော့မပါဘူးမက်ဝရီတယ်ဗျာငါမိမနာမည်ကထက်ဝရီပါကွာပကြီးကဦးကဲနဲ့ဦးအောင်တို့ဤဇလိုင်းများကိုတီးထားသဖြင့်မိသည့်စကားမှမပြောဘဲငြိမ်နေလိုက်သူတို့ကနောက်ထပ်တယောက်ကိုတယောက်ဘာမှထပ်မပြောတော့ပဲပေပင်ရွာအတွင်းဝင်လိုက်ကြရာပေပင်ရွာမှာသူတို့နေတီကျွမ်းကြတဲ့ရွာသားများကနေအများကိုလာရောက်လဲပတ်ဖို့အတွက်ဖိတ်ခေါ်ကြလေတော့တယ်သူတို့နှစ်ယောက်ကပေပင်ရွာသူရွာသားများနှုတ်ဆက်နေလမ်းလျှောက်သွားလျာမကြသောချိန်မှာတော့အင်တိုင်းများဖြင့်ထိုးထားတဲ့မင်္ဂလာဆောင်မန်းတန်ဟာတွေ့ရှိရလေတယ်ဦးကဲနဲ့ပကြီးကိုရောက်ရှိချိန်မှာတော့မန်းတန်ထဲမှာလူကြီးလူငယ်လူရွယ်ကလေးများပြည့်နေကြပြီးဦးကဲတို့နှစ်ယောက်ကမြင်လာတဲ့ဧည့်သည်များဧည့်ခံနေတယ်ကိုမြာကြီးတို့ကာလာသားတစုမှပြုံးရွှင်သွားနေနှုတ်ဆက်ပြီးတော့ထမင်းစားတော့ဖို့နေရာပေးလေတော့တယ်ဟာပကြီးကိုနဲ့ဦးကဲနောက်ကြလိုက်တာဗျာလာထမင်းစားကြ
အေးအများကြီးစိုးကြီးထွက်လာတာပဲမင်းတို့ရွာနဲ့တို့ရွာလမ်းနေမလားဟုတ်ပါဗျာကဲလမ်းဝေးလျှောက်လာဆိုပေးမန်းပေါ်ထိုင်ဗျာမိကျော်တို့ဒီမှာဦးကဲနဲ့ပကြီးကိုနေရာပေးလိုက်စမ်းပါဦးကိုအများကြီးမလို့ပြောလိုက်တယ်ပကြီးကိုကလက်ကပြလိုက်ပြီမိကျော်တော့နေရာမပေးခိုင်းသမှာနဲ့ကိုအများကြီးကနေ့တွေဘယ်လောက်ကြာအခုဒီကျုပ်ကမျက်နှာပူတော့ဗျပကြီးကအဲ့ဒီကိစ္စတွေကပြီးတော့ပြီးတာကြာပြီကိုမိကျော်ဆိုရင်မေ့တော့မေ့နေတော့ပါပြီကွာ तू ကမေ့တာမေ့တယ်ကျုပ်ကမျက်နှာပူတာပဲဗျပကြီးကမအဲ့လိုပြောလိုက်ရဦးကဲစီလဲခေါင်းနှိမ့်လိုက်ပြီးတော့ဟုတ်တယ်အများကြီးအဲ့ကိစ္စငါလဲပါတယ်ငါတို့ဘာသာသွားထိုင်ပါမယ်ကွာနေသမ်းပါစီဦးကဲနေပကြီးကပြောဆိုဘာကြီးများနဲ့ဦးတန်းမောင်တို့ဓမင်းစားနေတဲ့ဇပွဲတန်းရကိုသွားလိုက်ကြသူတို့မြေနာနဲ့တန်းရမှာဦးစွာထိုင်နေကြတဲ့ဘာကြီးများနဲ့ဦးတန်းမောင်တို့မှာဓမင်းကျွန်းတဲ့လူငယ်လေးများကိုလှမ်းပြီးတော့စကားဆိုလိုက်လေတယ်ဟေးကောင်လေးတွေလာဒီမှာဧည့်သည်ရောက်နေဓမင်းမကန်တဲ့ချက်လာချဒီလားဟင်းလိုက်လာဖြစ်အောင်ကိုမြဝတ်သားကိုထိပ်ပိုင်းနေပြီးရွေးပြစားရတာဟေ့ဦးတန်းမောင်ရဲ့စကားကြောင့်ဘာကြီးများမှာမကြေမနက်ဖြစ်သွားတော့လေရွာမကာလာသားလေးများပြုံးဆဆဖြင့်ဓမင်းမကန်နဲ့ဝတ်သားဖြင့်အခြေသုံးငါ6ကျော်ပဲကြီးနဲ့တို့ကလာပြီးတော့ဖြေပေးကြလေတယ်လိုက်ပါကြီးလာပြီအေးဦးကဲနဲ့ပကြီးကိုစားကွာချက်ကြီးလက်ရနဲ့ငါအုံးစိန်နာတွေပေါ့ငါအုံးနဲ့တွေ့ပြီးကြပါလားဘိုင်းများမလို့မေးလိုက်ရဦးကဲနဲ့ပကြီးကိုဒီဝတ်သားပကံနဲ့ဟင်းကော်ရလက်လန်းမှာပြန်ဖြေလိုက်ကြမတွေ့သေးပါဘူးကိုမြရာဒီကောင်အိမ်ပေါ်မှာထင်းနေဘိုင်းမြဦးကမင်္ဂလာစကားပြောမှာလားအေးပြောမှာပေါ့မိဘကတော့ခိုင်းတော့ဦးအောင်တော့ဘယ်လိုလုပ်လဲမသိဟာကောင်တွေကမင်းတို့ငါအုံးကလဲတယ်ဟာမိဘကတော့ခံတာကိုပိတ်သိမ်းစရာကိုခြံခိုင်းခဲ့တာဒီကောင်အချင်းတွေလည်းတိသားနေကွာဘုရားကတော့တာတွေဘာတွေမလုပ်ခိုင်းဘူးလေပိတ်သိမ်းစရာတော့သူ့စင်လာဖြတ်လို့စိတ်တူနေရောမယ်မတူပါဘူးကွာငါအုံးကလူပါပိတ်သိမ်းစရာကိုငွေတိုးပေးထားတာဟာကဲတို့လည်းထမင်းစားပြီးအိမ်မော်တက်ကြစို့စားဘိုင်းမြစော်မှုကြောင့်ပကြီးကိုနဲ့ဦးကဲတို့ကထမင်းအားပါလွေးလိုက်ကြအဲနောက်တို့နှစ်ယောက်ကဘိုင်းမြဦးတန်းမောင်တို့နဲ့တူဦးအောင်ကြီးအိမ်မော်ကိုတက်သွားလိုက်ကြပါလိတော့တယ်ကျိုးနိုင်လုံးများပင်တိဆောက်ထားတဲ့ပြင်အောင်ပြင်ငင်းအိမ်ကြီးရဲ့ပေါ်မှာတော်ရက်နေလိုက်ဖက်စွာဝစ်စားထားတဲ့ရန်နီးရဝေးမှာဧည့်သည်များရှိကြလေတယ်ထူးဆန်းစွာအိမ်ကြီးရဲ့ပေါ်မှာတော့ဘုရားစင်တော်မရှိဘူးသို့မဲ့ထိုးရာမြည်သူမှစိတ်ဝင်စားဟန်မရှိသူတို့စိတ်ဝင်စားနေဒီမှာတိုက်ပုံကြီးဝတ်ထားပြီးတော့ခေါင်းမစပင်များမဲနေတဲ့ဦးအောင်နဲ့တင်းနဲ့သူတို့သမီးဝတ်စုံပြီးကြော်ရှင်းနေတဲ့မတ်ဝတီတို့ဖြစ်ကြအိမ်မော်ရောက်လာတဲ့ပကြီးငုံနဲ့ဦးကဲဟာဦးအောင်မသူတို့သမီးနဲ့တွဲထိုင်နေမှာလှမ်းပြုံးပြပြီးလက်ပြလေတယ်အဲ့တော့ပကြီးငုံနဲ့ဦးကဲဒီလည်းလက်လှမ်းပြလိုက်စကားပြင်လမ်းမဆိုကြပြီအเจ้าမှာဘိသိက်ဆရာကအဝါဝီဝါလုံနေသောကြောင့်ဖြစ်ဦးကဲစပင်များမဲနေတဲ့ဦးဝါတီတာကြီးကသူ့ဘေးမှာရှိတဲ့ပကြီးငုံဟာခတ်တိုးစကားဆိုလိုက်ဟေးခုံပကြီးငုံငါအုံးကစပင်ဖြူတာလေကွာအခုဘလို့တို့ဆိုရဲမဲနေတာတော့ဒီပေါ့ဗျာသူစပင်မဲတာတမျိုးကြီးပဲဗျာဦးကဲနဲ့ပကြီးငုံပြောတဲ့စကားကိုကြားတဲ့ကိုဝင်းကသူတို့ကြားနိုင်လောက်တဲ့လေတံနဲ့ဦးကဲကြီးအမေကဝင်ဖြေလိုက်အဲ့ဒါကျုပ်လှုပ်ပေးထားတာဗောဝင်းမင်းလှုပ်ပေးထားတာဟုတ်တယ်ကိုကြီးငွာကျုပ်အကြံပေးထားတာဘလို့မှကြံပေးထားဘလို့ကြမ်းပါလဲကိုကြီးငွာဒဲဟိုအောက်ကအိုးမဲနဲ့အုံးစီရောလိမ့်ပေးထားလိုက်တာလက်တော့ခေါင်းသွားကင်လို့မရဘူးပေါ့အော်တကယ်ကောင်းတဲ့အကြံပဲဇွေဖြူနဲ့ဆိုရင်ဘယ်ကြည့်ကောင်းမလဲဗျာအဲ့လိုလေးလှုပ်ပေးထားလို့ကြည့်ရတာအဆင်ပြေနေတာအေးမင်းပြောတာလေစိုးတော့မစိုးဘူးကွာခေါင်းကချွေးများထွက်တော့အခက်သားဟာဦးကဲမှာကိုဝင်းကလှဲကြည့်ပြောလိုက်ရကိုဝင်းကတစ်ချက်ပြုံးလိုက်ပြီးတော့ဦးဝင်းဘေးမှာထိုင်နေကြတဲ့မင်းတော်နဲ့ကြော်လွင်တို့ဟာလက်ညှိုးထိုးပြကစကားဆိုလေတယ်အဲ့တော့ကျုပ်ကကြိုးတွက်ပြီးသားပါတွေ့လားဟိုနှကောင်သူတို့လက်ထဲမှာပစိုးထည့်ပေးတာတကယ်လို့အဲ့လိုဖြစ်ရင်သူတို့ကတန်းသွားတုတ်ပေးလိုက်ဟာဝင်းမင်းအကြံတော့ပိုင်သားပဲဒီလိုပဲလေဗျာကဲဦးအောင်မင်္ဂလာစားပြောရမယ်ထင်တယ်အေးဟုတ်မယ်ဘိသိက်ဆရာမပါဠိပတ်သားနေငယ်ဖြင့်မင်္ဂလာစကားပြောပြီးတဲ့နောက်အိမ်ဝိုင်းနဲ့အိမ်တင်တောင်းသည့်အကြောင်းပြောတဲ့အခါသူတို့သမီးမဝီရီနဲ့သူ့မိခင်ဒေါ်သိန်းဝင်တို့မျက်နှာတပြုံပြုံဖြစ်နေကြသူတို့မှနောက်ထပ်တင်တောင်းသည့်ပစ္စည်းများထပ်ပါမိထင်တော်လဲထိုနေရာမှာပဲရက်သွားလေရသူတို့သမီးမိခင်မှာဟန်အောင်မဆောင်နိုင်တော့ပဲနဲ့သူမရဲ့သမီးဖြစ်သူအနာကတ်ကအတန်ခတ်အုပ်နဲ့စကားဆိုလိုက်ပါလေဝက်ဒီဘလို့ဖြစ်တာတော့ပြောတော့ရွှေငွေတွေလဲရတယ်အကုန်ပါတယ်ဆိုကျုပ်လည်းမသိပါဘူးမင်းပြီးမှမေးကြည့်ရမယ်မဝရီတို့သားမီးမျက်နှာမှာတိတ်၍မကြည်လင်တော့ပဲဦးအောင်ကမကြေမနက်ကြည့်လို့နေကြထိုးချင်းတွေရိတ်စားမိတဲ့ဦးအောင်မှာမသိချောင်ဆောင်နေတော့လဲချွေးတို့ပြန်လာကအတင်းဆောင်ဆိုင်နေတဲ့မင်းအောင်နဲ့ကြော်လွင်တို့အလိုက်တင်ထွက်လာတဲ့ချွေးများကိုတုပ်ပြီးကြလေတယ်မင်္ဂလာစကားပြောပြီးချိန်တွင်ပေပေရာလူကြီးဦးမောင်ကြီးမှချောင်းချဟန်းလိုက်ပြီးတော့အိမ်ပေါ်မှာရှိတဲ့မင်္ဂလာပရိသတ်တို့ဟာအတန်ခတ်ကျဲကျဲနဲ့စကားဆိုလိုက်ပါတယ်ကဲကျုပ်တို့ပေပေရာကကိုဦးကဇနီးကောင်းတယောက်ကိုပိုင်ဆိုင်လိုက်တာပဲခင်ဗျားတို့သိမလားတော့မသိဘူးအိမ်နဲ့ဝိုင်းကလွဲပြီးသူပိုင်တဲ့ပစ္စည်းတွေကိုဘိုးထေကိုအကုန်လွှဲပေးလိုက်တယ်လေသူ့ရဲ့ဇနီးတွေကလည်းဒဲပြီးစိတ်သဘောထားမြင့်မြတ်တပြားဥစ္စာပစ္စည်းမက်လို့ကိုုံကိုယူတာမဟုတ်ဘူးဆိုတာတက်တည်ပြလိုက်တယ်လို့ပဲဗျို့ရွာလူကြီးတွေကမကရွာကြီးရမရဖများသည်ပင်တို့သည်မဝရီယာချီးကျူးနေလျာမဝရီတယောက်မှန်းချက်နဲ့နှမ်းထွက်မကိုက်တော့လဲလူပုံလည်းမှာဖြစ်နေရကြောင်းပြဿနာပြုနေဖြစ်တဲ့မျက်နာအားမချီပြုံးပြင်ထိန်းထားရတယ်
သူမိခင်ကြီးဒေါ်သိန်းဝင်မှာဖြစ်ဟန်မင်မဆောင်နိုင်ပဲမျက်နှာမှာလာငပုတ်ဖမ်းထားသလိုဖြစ်လို့နေတယ်အဲ့ရများကိုသတိထားမိတဲ့ဦးအောင်တယောက်ချွေးများပြန်လာလျက်ခေါင်းမှာလိမ့်ထားတဲ့အိုးမဲများမျက်နှာပေါ်စီးမကြရင်တာဝန်ထားတဲ့ကြော်လွင်နဲ့မင်းတောင်မှာတာဝန်ကျေပွန်စွာဖြစ်ပစိုးဖြစ်မျက်နှာအတုပ်ပေးနေပြီးတော့မင်္ဂလာပွဲသည်လည်းအောင်မြင်စွာပြီးဆုံးသွားပါလေတော့တယ်ပြောမယ်သာပြောတာကိုကိန်းဟာခုချိန်သူရွာကောင်တွေတောက်စားနေလောက်ကြပြီဟုတ်တယ်ပေါတူရာကိုမြအိမ်မှာလူဆုံနေလောက်ပြီကွာတိပိများအုံဆိုင်နေတဲ့တောင်ကြီးရဲ့နောက်ဘေးမှာမြေတာတောင်တို့ခင်းနေကြတဲ့ဘိုးတင်တို့အဖွဲထဲမှာကိုကိန်းနဲ့ပေါတူတို့ပက်လက်လန်အိမ်နဲ့ကောင်းငင်မှာကျန်နေလာတစ်ချမ်းကိုမော့ကြည့်ရင်ဇကားဆိုနေကြခြင်းဖြစ်ဆိုင်နဲ့ဟိုကောင်တွေကိုအိပ်ပြီလားဟိုမှာတော့ကွေးကွေးလေးအိပ်နေတာပဲအိပ်ရောပေါ့ကိုကိန်းမင်းလည်းဘာမတောက်ချင်ဘူးလားဘာလဲပေါတူကအရက်လေးဘာလေးလေကွာတောထဲမှာနည်းနည်းအေးတယ်မလားတောက်တော့တောက်ချင်ပါလေအရက်မှမပါတာငါတို့ဘာသွားတော့ကိုကိန်းမအဲ့လိုညီးလိုက်ရပေါတူကကိုကိန်းဘက်ကိုတစောင်းလှဲလိုက်ပြီးအတန်တိုးတို့နဲ့စကားဆိုလိုက်လေတယ်ငါမှအစီတပလင်းပါခဲ့တယ်ကွာငါတို့တွေကဝစ်ဆိုင်နဲ့ရိုးထဲတာဟာတကယ်လားတကယ်ပေါ့ဟာရက်ရှိတော့ဟုတ်ပါရဲ့အမိကမရှိဘူးဟာငါအသားပါမှာတရားတောက်တတ်တာမင်းရလေကွာဟိုလေမှာမီးဖို့ထားတော့ငါချောက်လေးဖုတ်လိုက်မနေငါချောက်ဖုတ်နဲ့ရက်မီးရမှာမနှိပ်ပါဘူးကွာငှက်သားလေးပါလေးဆိုလဲတော်သေးကိုကိန်းမအဲ့လိုပြောလိုက်ရပေါတူကအိမ်ညမှာငုတ်တုတ်ထိုင်လိုက်ပြီးသူတို့နဲ့မလန်းမကန့်မှာအိမ်နေကြတယ်မုံစိန်ညုံနေဘိုးတင်တို့ဟာအကဲခတ်ကြည့်လိုက်ကကိုကိန်းကိုအကြံပေးလိုက်လေတယ်ကိုကိန်းငါတို့ငှက်သွားပြအောင်ပါဘယ်ငှက်တွေပြမှာမင်းကလည်းညနေကခါထုံတန်ကြားတယ်ကွာတောချက်တွေကတအားတော့ကန်ကောင်းရင်တောချက်တော့ရနိုင်သေးတယ်မောင်မောင်မမေ့ကွာမင်းကလည်းမိအောင်ဆောင်ပါလေကွာအေးဟုတ်တယ်ဒါနဲ့ငါတို့ဘိုးတင်တို့များပြောနေမှာမသိဒီကောင်လေးပေမန်းလို့အိတ်နေကြပြီနိုးမှလည်းမဟုတ်ဘူးဒါဆိုထကွာဓာတ်တွေယူရအောင်ယူတာပေါ့ကွာမင်းမိအောင်ဆောင်ပြငါပြစ်မယ်ကိုကိန်းနဲ့ပေါတူတို့ကအတန်တိုးတို့နဲ့တိုင်ပင်ပြီးတဲ့နောက်သူတို့ဤဓာတ်များကိုကြောမှာလွယ်လို့လွယ်များကိုလည်းလွယ်လိုက်ပြီးတော့မိအောင်ဆောင်ကိုပေါတူမှကိုင်ကသူတို့စကန်ချတဲ့နေရာနဲ့ကတ်လျက်ရှိတဲ့တောအတွင်းကိုဝင်သွားလိုက်ကြပါလိမ့်တော့တယ်မောင်မဲနေတဲ့တစ်ပင်တစ်တော်များကြားမှာဝါချင်းချင်းမီးလင်းရောင်တစ်ခုထွက်ပေါ်လို့နေတယ်အမောင်တို့ကြီးဆိုးတဲ့တစ်တော်အတွင်းမို့လို့ရေနံစီမီးကွက်ထဲထားတဲ့မီးအိမ်မှာအလင်းရောင်ကရက်တွင်းရွာတွင်းထွန်းလင်းတဲ့အချိန်များထက်ပိုလို့လင်းနေပြောင်ရှိလို့နေတယ်မီးရောင်ကလိုအပ်တဲ့နေရာသာအလင်းရောက်ရှိအောင်မီးအုပ်ဆောင်တတ်ထားခြင်းကလည်းမီးကိုလင်းအားကောင်းစေရန်အထောက်အကူပြုနေခြင်းလည်းဖြစ်နိုင်တယ်မီးအိမ်ကင်ထားသူမှာပေါတူးဖြစ်ပြီးတော့သူ၏ဘေးမှာတော့လေးကွာပြစ်ခတ်ရန်အသင်ပြင်ထားတဲ့ကိုကိန်းလဲပါတယ်သူတို့ကတော့တွင်းမှာစကားမပြောကြပဲကြဲအိတ်တန်းငှက်အိတ်တန်းများလိုက်လံရှာဖွေနေတယ်ချိန်တော်ကြောင်လိုက်ရှာတော့လဲအသေးချာပြစ်ခတ်နိုင်တဲ့အိတ်တန်းများမှာမတွေ့ရပဲအတန်မြင့်တဲ့တစ်ပင်များဘောမှာသာအိတ်နေတဲ့ငှက်တချို့ဟာတွေ့ရလေတယ်မြင်းဒီကတကြောင်ငှက်များကသေးဒီကတကြောင်အကြောင်းမျိုးမျိုးကြောင့်သေချာမပြစ်ခတ်လိုက်ရပဲသူတို့ဆက်သွားနေဒီမှာပဲစကန်းချနေရာနေဝေးတဲ့ဝေးလာကြအချိန်တော်ကြာတဲ့ဒီဘာငှက်မှမရတဲ့ခါမီးအိမ်ကင်ထားတဲ့ပေါတူးတယောက်စိတ်မကြည်မသာဖြစ်လို့လာပြီးတော့ကိုကိန်းဟာအတန်ခတ်အုံးနဲ့စတင်ပြီးတော့ပြစ်တင်စကားဆိုလာလေတယ်ကိုကိန်းမင်းလက်ကန်းလိုက်လားကွာပြည့်ရတဲ့ငှက်ကလည်းဘုတ်ဖေနေတော့လေးလေကွာပြီးတော့မင်းပြတဲ့မီးကလည်းပိုးဆုံးလေးတော့လင်းတာမဟုတ်ညနေတော့တွန်လိုက်တဲ့ခါတွေတွန်လိုက်တဲ့တောကြတယ်ခုတော့ဘယ်သွားသေးကုန်လည်းမသိဘူးပြောင်းပေါတူတောထဲမှာပေါက်ကြရမှာပြောနေမင်းငါဘာပေါက်ကြပြောလို့တော့မဟုတ်တယ်ကွာမင်းပလင်းပါလားအေးပါတယ်အစီပလင်းလေရေမမပါတော့ပါတယ်ငါရက်စားလေးပါထည့်လာတာကိုကိန်းအားလို့ပြောပြီးတော့လွယ်အိတ်တွင်းကိုလေးဝါထည့်လိုက်ပြီးတော့လွယ်အိတ်ထဲမှာစစ်သုံးရေဘူးလေးအားထုတ်ကပေါတူအားပေးလိုက်ပေါတူဒီလဲအောက်ပေါင်းရှင်းတဲ့တစ်ပင်တွင်အောက်မှာမီးအိမ်ကိုချလိုက်ပြီးတော့မီးအုံဆောင်ကိုဖယ်လိုက်ပြီးတော့ထွန်းလိုက်အဲ့တော့တစ်ပင်အောင်မှာမီးအိမ်ရဲ့အလင်းအောင်မှာဖြာချလျက်ရှိပေါတူကသူ့ရက်စီပလင်းအားထုတ်လိုက်ပြီးတော့ကိုကိန်းလက်ထဲမှာရေဘူးထဲကိုထဲ့ကအရက်ဆက်လိုက်ပြီးတယောက်ကုန်းငုံငါစာပဲပြေထုတ်ယူလာတဲ့ရက်စားလက်ဝါးပေါ်တင်းပြီးတော့ရက်လိုက်ပြီးရက်တော်ရင်းနဲ့စကားဆိုနေကြပါလိမ့်တယ်အမီးရမလားလုံငတ်ပြည့်ထွက်ပါတယ်ကွာခွေးကြီးထဲမှာပဲအခုရက်စားနဲ့မီးနေရအေးကွာကိုဘသားငါ6ဖုတ်လေးနဲ့မီးရင်တော့အေးဆေးနေဒါနဲ့ခုချိန်ဘာယူလို့ဝိုင်းပါဆိုအမီးစုံနေလောက်ပြီစုံတော့ပေါတူရမင်းသိတဲ့အတိုင်းပဲအချိန်မတော်ဝိုင်းလေရွာလူကြီးကအမီးစုံမှတောက်တာဝါကောင်းတုတ်လေးရဲ့ကြက်ကာလာသားလေးရဲ့လက်ဖက်တုတ်လေးတောင်ပါသေးတယ်ကြံတာတော့စုံမစုံပဲပြောရင်ဆိုရင်အပြေးကလေးတောင်တွားတောက်ခြင်းပြီတယ်ကွာပေါတူနဲ့ကိုရင်ကရေဘူးပြင်းထည့်ထားတဲ့အရာတယောက်လက်စီမော့တောက်နေရစားအမီးလောက်ပြီးတော့မီးနေကဘေးပင်ရွာရှိမင်္ဂလာဆောင်ပြီးတော့တောက်စားနေကြတဲ့အကြောင်းများကိုပြောဆိုနေချိန်သူတို့နှာခေါင်းထဲသို့အသားကင်နှမ်းများရလာလျာတယောက်ကိုတယောက်ကြည်နေပေါတူးမှာဥစွာအသားကင်အနှံအကြောင်းကိုပြောလိုက်လေတဲ့ကိုကိန်းငါတို့ရွာအကြောင်းပြောပြီးတရိယာလွန်သွားပြီထင်တယ်ကွာဝက်ကင်နှမ်းတော့ရလာပေါတူးမင်းရောရလားငါလည်းဝက်ကင်နှမ်းရတယ်ငါစိတ်တယ်ထင်တယ်မှတ်နေတာစိတ်ထင်တာပဲနေမှာကွာဒီတော်ကြီးတဲ့ဘသူကဝက်လာကင်မှာတော့အေးဘိုးတင်တို့များဝက်ကင်နေလားမသိဘူးဟမ်ယူလိုက်တဲ့တွေဟိုကောင်တွေကအိတ်တာပင်သိုးလို့တို့မူးလာလို့အနှမ်းရကျင်တာတွေများရနေတာမသိပါဘူးကွာမဟုတ်ဘူးမိတ်ဆွေတို့ကျုပ်ကင်လာတာလူတယောက်ရဲ့တန်မာရုပ်တဲ့ပေါ်လာဖြင့်ရက်တောင်းနေတဲ့ပေါတူးနဲ့ကိုကိန်းတို့ကအတန်လာစီကိုလှမ်းကြည့်လိုက်ကြသူတို့ထွန်းထားတဲ့မီးရင်အလင်းအောင်အောက်ကိုအသက်30ရွယ်ခန့်ဥပရိယုတ်ခတ်ကောင်းကောင်းလူတယောက်ကိုတွေးလိုက်ရ
အဲ့လူရဲမှာပေါတူးနဲ့ကိုကိန်းတို့ထိုင်နေတဲ့နေရာနဲ့မလန်းမကန်းထိတိုးကပ်လာကဖော်ရည်စွာပြုံးပြီးတော့စကားဆိုလေတယ်ငါကြီးတို့နှစ်ယောက်ဝိုင်းကောင်းနေတာလားမကောင်းပါဘူးဗျာရက်စားလေးနဲ့မမြည်နေတာဒါနဲ့ခင်ဗျာတော်ကြီးတဲ့တယောက်တည်းဘာလာလို့တာဒီဘက်လူတန်ကြားလို့လာကြည့်တာကျုပ်တို့တွေကဟိုဘက်နားမှာစခန်းချနေရလေတောဘက်ရလို့တောဘက်ကိုกินထားတာအားကြောင့်ထင်နေဗျာဝက်กินနဲ့ရနေပါတယ်လို့ခင်ဗျားတို့မုံဆိုးတွေလားဆိုပါတော့လာလီအကိုတို့စခန်းကိုလိုက်ခဲ့ဝက်กินလေးနဲ့မြည်ပေါ့အာတော်ပါဗျာအားနာစရာကြီးအားနာစရာမလိုပါဘူးငါညီတို့ရအကိုတို့ဝက်กินထားတာတကောင်လုံးပေါတူနဲ့ကိုကိန်ကတယောက်ကိုတယောက်ကြည့်လိုက်ပြီးတော့မင်းငေါကတိုင်မင်နေကြသူတို့ဟာဖိတ်ခေါ်တဲ့လူရွယ်မှာဖြင့်တိုင်မင်နေတာကိုသတိထားမယူရင်ပို့ပြီးတော့လောကိုပြုတ်လေတယ်လိုက်ခဲ့ပါငါညီတို့ဟာနီးနီးလေးကိုအားလဲနာတက်ပြီးတော့တကယ်လဲလိုက်ချင်နေကြတဲ့ပေါတူနဲ့ကိုကိန်ကတခြားသောအကြောင်းအများကိုမတွေးတော့ပဲခေါင်းအောင်ပြိုင်လူနီးပါးညှိလိုက်ကလိုက်မယ်ဗျာအဆူကောင်းတယ်ဗျာကောင်းတယ်လာအဲ့ဒါအကိုတို့သွားကြစို့လူရွယ်ကပေါတူနဲ့ကိုကိန်လိုက်မိပြောတာကြောင့်ဝမ်းသာအားနဲ့ရှေ့မှသွားလေတော့တယ်ပေါတူနဲ့ကိုကိန်ဒီလဲမီးရင်အားပေါတူမှကောက်ယူလိုက်ပြီးတဲ့နောက်လူစိမ်းနောက်ကိုလိုက်ပါသွားကြပါလိမ့်တော့တယ်တစ်ပင်တပင်ဟာလဲထားအကြောင်းအဲ့နေရာမှာတစ်တော်တွင်ကွင်းမြင်ခက်ကြဲကြဲဖြစ်လို့နေတယ်ကောင်းကင်မှာကျဲများနေဦးကောင်းတဲ့ကိုရောက်လို့နီးပါဖြစ်တယ်လာကိုလည်းမြင်တွေ့နိုင်လေတယ်ကွင်းမြင်ထဲမှာဖြင့်ဝက်တကောင်ကမီးပေါ်မှာတစိုးထိုးပြီးတော့กินထားပြီးဝက်ကင်ဘေးမှာတော့လူ၃ယောက်တို့ကမိသည့်စကားမှမပြောဘဲထိုင်နေကြညမကြသောချိန်မှာပေါတူးနဲ့ကိုကိန်တို့ဟာခေါင်းဆောင်လာတဲ့လူရဲကဝက်ကင်ဘေးမှာထိုင်နေကြတဲ့နောက်ထပ်လူရဲ၃ယောက်နားကိုရောက်လာကြသူတို့၏မျက်နှာများမှာမျက်နှာသေးများနေဖြစ်ပြီးတော့ပေါတူးနဲ့ကိုကိန်ကလှမ်းပြီးတော့ပြုံးပြဒီမှာပင်အသက်မပါလာပြီကိုကိန်တို့နှစ်ယောက်ကသူတို့ဟာပြုံးပြနေလူများကိုပြန်လည်ပြုံးပြလိုက်ကြသူတို့နှစ်ယောက်ကခေါင်းဆောင်လာတဲ့လူရဲမှာဖြင့်မျက်နှာပြုံးချိုပြီးသူ၏အဖော်ပေါင်းများကိုမိတ်ဆက်ပေးလေတယ်သူတို့ကငါနဲ့တောထဲမှာတွေ့ခဲ့တဲ့မိတ်ဆွေတွေပဲငါတို့နဲ့တူတောက်စားဖို့ခေါ်လာတာကောင်းတာပေါ့ကဲထိုင်ကြညနေတင်နေလူ၃ယောက်နဲ့သပင်ရောင်တုံးနေလူရဲကအငွေထောင်းထောင်းထနဲ့ဝက်ကင်ကလက်နဲ့ဆွဲဖဲလိုက်ပြီးတော့သူတို့နဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ကိုကိန်တို့ဟာကမ်းပေးလိုက်ကိုကိန်နဲ့ပေါတူးစီလဲအားနာနဲ့မျက်နှာများနဲ့သူတို့၏လက်မှာကင်ထားတဲ့မီးအိမ်နဲ့ရေဘူးတို့ဟာမြေပြင်မှာချလိုက်ကကြီးမားတဲ့ဝက်ကင်မိုင်းဟာလက်ခံယူဆောင်လိုက်သို့ပေမဲ့လွန်ပူနေရကြောင့်နှစ်ယောက်စလုံးလက်ဖြင့်မကင်နိုင်ကြပဲမျက်ပင်များပေါ်ကမန်းကရန်တင်လိုက်ရသူတို့၏ဖြစ်ပျက်ကိုမြင်တွေ့သွားတဲ့မျက်နှာစိမ်းလူရဲများမှာသဘောကျသွားပြုံးလိုက်ပြီးမိတ်ဆွေတို့ကပူမခံနိုင်ဘူးထင်တယ်ရှောင်းမင်းရလဲကွာဘူးလောင်လောင်ပေးလိုက်ရတယ်လို့အေးကွာငါမေ့သွားတယ်အစီမေကြလားညီလေးတို့ရောင်တုံးနဲ့လူရဲမမျက်နှာသေးကြီးနဲ့မေးမြန်းလိုက်ရပေါတူးတို့နှစ်ယောက်လဲလက်ကပြလိုက်ပြီးတော့အော်ရဘာမှမဖြစ်ဘူးသူတို့နှစ်ယောက်ကမျက်ပေပေါ်မှာဝက်သားကင်တော့လက်နေဖက်ကစားကြည့်လိုက်အနေငယ်စားပြီးတော့လက်ထဲမှာကင်ထားတဲ့အသားများကိုထူးဆန်းစွာကြည့်နေကြအเจ้าမှာအနံ့သာမွေးနေတော့လေသူတို့စားနေတယ်စားခြင်းစပွဲငွေထောင်းထောင်းနဲ့ဝက်သားကင်မှာမီးသွေးကရဝါးစားသည်လားပါဇက်တွင်းခံစားနေရဒါကြောင့်ကိုကိန်ကထူးဆန်းတဲ့အမူအရာဖြင့်ပေါတူးအားကြည့်လိုက်ပေါတူးသည်လည်းကိုကိန်ကပြန်ကြည့်လိုက်ရသူတို့နှစ်ယောက်ရဲ့ပါဇက်တို့မှာမဲလို့နေပါတယ်အိုမဲကဲများဝါးစားရသည်လားမဲနေပြီဖြစ်အနေငယ်မူးနေတော့လေသတိလလို့မရှိသေးတဲ့သူတို့နှစ်ယောက်ကတယောက်ကိုတယောက်အချိန်တန်ကြောင်ကြည့်ပြီးတော့ပုံမှန်သိတဲ့ပြင်အချင်းချင်းမျက်လုံးများနဲ့စကားပြောနေကြအဲနောက်သူတို့နှစ်ယောက်ကဘေးမှာချထားတဲ့အရက်ဘူးနဲ့မီးအိမ်တို့ကကောက်ကန်ကထိုင်နေမှာမတ်တက်ရက်လိုက်ပြီးပေါတူးမှသူတို့ကခေါင်းဆောင်လာတဲ့လူရွယ်လှမ်းပြီးတော့စကားဆိုလိုက်မင်းညာကိုကျုပ်တို့စကမ်းပြန်အောင်မယ်ကျုပ်တို့ပျောက်လို့အဖော်တွေကရှာနေလိမ့်မယ်ဗျာရောက်ပြီးမှတော့အေးဆေးနေပေါ့ညီလေးတို့ရာမင်းတို့စကမ်းဘဲမှမပြေးပါဘူးကွာမရလို့ပါကွာကျုပ်တို့သွားမယ်နော်ပေါတူးနဲ့ကိုကိန်ကကြောက်စိတ်တို့ဟာချုပ်တီးပြီးတော့ခတ်တီနဲ့ဝက်ကင်ကအလဲထားပြီးတော့ထိုင်နေတဲ့မျက်နှာသေးလူများကြောခိုင်းကလမ်းလျှောက်ထွက်သွားကြလိုက်သူတို့လမ်းလျှောက်လာကွင်းပြင်အစုံရောက်လူတွေအနောက်မှာမျက်နှာသေးလူစိမ်းများမှာတဟားနဲ့ရီမောလိုက်ကြပြီးပေါတူးနဲ့ကိုကိန်ကအတန်ခတ်မှာဖြင့်တယောက်သောမျက်နှာသေးလူမှဟန်ထားလိုက်လေတယ်မင်းတို့ကလိုက်လာတော့လိုက်လာပြီးတော့ခုဒီတိုင်းထွက်သွားမလို့လားမင်းတို့ကငါတို့မီးသေးတုံးတုံးစီစားပြီးပြီဆိုတော့မင်းတို့ရဲ့ပေါင်တစ်ချောင်းစီလောက်ငါတို့ပြန်ပေးမလားလေတန်အေးနဲ့မျက်နှာသေးလူရဲ့စကားကြောင့်ပေါတူးနဲ့ကိုကိန်တို့ကမတိုင်ပင်ထားပဲနောက်ကိုလှည့်ကြည့်လိုက်ကြသူတို့နှစ်ယောက်မင်းလိုက်ဒီမှာနှစ်ယောက်လုံးပါဇက်အဟောင်းသားဖြစ်အန်အိုးလို့နေပါတော့တယ်အเจ้าမှာမီးပုံမှာกินထားတဲ့ဝက်ကင်ကြီးမှာမဲနဲ့နေတဲ့မီးသွေးတုံးကြီးဖြစ်နေပြီးဝက်ကင်ဘေးမှာထိုင်နေတဲ့မျက်နှာသေးလူများသည်လေသူတို့ရုပ်တွေများပျောက်ွယ်ကကိုခန္ဓာမှာအခိုးငွေများထွက်နေပြီးတော့မျက်လုံးများပြူးကပါဇက်ပြဲပြီးခြုံထက်တဲ့သွားများမှာအတိုင်းသားပုံနေကြပါလေအမျိုးမီမသိတော့လဲမကောင်းဆိုးမှဖြစ်ဒီမှာတေးချနေတယ်မကောင်းဆိုးတို့ကလူကဲတို့မတ်တက်ရမသွားပဲခြေလျားတဲ့ခြေတံလက်တံများကိုအားပြုကလက်ထောက်ခြေထောက်ပြီးတော့ဂုံးကွားနဲ့ပေါတူးတို့နှစ်ယောက်အားကြည့်ကသူတို့ဤသွားများကိုပို့ပြီးတော့မြင်သာစေရန်မန်ဖီကဖျဲပြနေပြီးတရွေ့ရွေ့နဲ့ထိုးကတ်လို့လာပါလိမ့်တယ်အခြေအနေမကောင်းမှန်းသိတဲ့ကိုကိန်နဲ့ပေါတူးတို့ဟာတဖြည်းဖြည်းချင်းတယောက်မျက်နှာတယောက်ကြီးကရုတ်တရက်နှစ်ယောက်သားကဲကြပါအောင်မျိုးဟုတစားစားအော်ဟိနဲ့တောထဲကိုပြေးဝင်သွားရာအနောက်မှာမကောင်းဆိုးကောင်းများသည်လဲစူးစူးဆာဆာအော်တန်ပြုတ်ဝင်တဲ့ပေါတူးတို့နှစ်ယောက်နောက်ကိုလိုက်သွားလိုက်ကြပါလေတော့တယ်ငင်းချိန်ခါရီအော်တက်တဲ့အကောင်လေးများရဲ့အတန်နဲ့မီးပေါ်မှာထွက်လာသည့်မီးတောက်လောင်နေတဲ့အတန်များကြောင့်ဘိုးတင်တို့6ယောက်အိမ်မောကြလို့နေတယ်အဲ့ဒီချိန်ကဲကြပါမျိုးကဲကြပါဦး
ကျေလောင်စွာအိုဟစ်တန်များကြောင့်ဘိုးထင်တို့ကအိပ်ပျော်နေရမှာလန်နှူးသွားကြပြီးချက်ချင်းငုတ်တုတ်ထိုင်ကပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်ကြသူတို့ကကိုကိန်နဲ့ပေါတူးမရှိတာကိုသတိပြုမိပြီးတော့ဒါနဲ့ဖိုးထွေးမှမီးတို့တစ်ချောင်းကိုအလင်းမြန်လှုပ်လိုက်ရပတ်ဝန်းကျင်ကိုမီးတို့ရဲ့အလင်းအောင်မှလင်းထိန်လို့သွားအဲနောက်သူတို့ကပါလာတဲ့လက်နက်တို့ကအသင်ကန်လိုက်ပြီးတော့အချင်းချင်းစကားဆိုလိုက်ကြကိုကိန်တို့ဘယ်ပြောက်သွားလဲမသိဘူးအစောကအော်တန်ကိုကိန်နဲ့ပေါတူးတန်ဖြစ်မယ်ဒီလူနှစ်ယောက်ကကျုပ်တို့မသိပဲနဲ့ဘယ်မှမသွားပါနဲ့ပြောထားရဲ့နဲ့အဲ့ဒါဒီနောက်မှပြောတော့ဘိုးထင်ဟာသူတို့နှစ်ယောက်ဘေးကင်းမှုအရေးကြီးတယ်တန်ကြားတဲ့ဘက်ကိုသွားကြစို့မုံစင်းညွယ်သတိပေးမှုကြောင့်သူတို့အားလုံးကတောတွင်းကိုစတင်ဝင်ရောက်လိုက်ကြဘိုးထင်နဲ့မုံစင်းညွယ်မှာမီးတော်ဝါသားနဲ့ဘိုးထွေးထံမှာပြောင်းယူပြီးတော့ရှေ့ဆုံးမှာသွားနေကြသူတို့ရဲ့နောက်မှာတော့သားနဲ့ဘိုးထွေးတို့မှာဒူးလေးကိုဟန်ပြင်းနေကင်ထားပြီးဘေဒူးနဲ့သားရီတီလည်းလှန်နိုင်များကင်ထားကြဘိုးထင်နဲ့ပေါတူးတော်အော်ခေါ်ရင်းနဲ့သူတို့ကြားခဲ့တဲ့အတန်လားစီကိုမှန်းဆပြီးတော့ခက်မြန်မြန်သွားနေကြကိုပေါတူးမျိုးကိုကိန်ဘိုးထင်ကအော်ခေါ်လိုက်သူတို့ကြံတဲ့သူများသည်လေကိုကိန်နဲ့ပေါတူးတော်ဟာအော်ခေါ်နေကြညနေချိန်မလို့ဘိုးထင်တို့၏အော်တန်များကတတော်လုံးတို့ပဲ့တင်ထန့်နေတဲ့အအောင်ဖြစ်တယ်အတန်ကြောင်အော်ခေါ်တော့လဲကိုကိန်တို့မှပြန်လဲထူးသည့်အတန်မရှိတဲ့အခါဘိုးထင်တို့အားလုံးစိုးရိမ်စိမ်များပူလာကြတော့တယ်ကိုကိန်တို့နှစ်ယောက်ကစွန်သားခီးယာယခုမှထွက်ဖူးကြသူများဖြစ်၍အတွေ့အကြုံမရှိတာကြောင့်ပို့ပြီးတော့စိတ်ပူစရာဖြစ်ရလေတယ်ဒါကြောင့်သူတို့အော်ခေါ်နေကြတဲ့အတန်များကိုခိတရက်လိုက်ပြီးတော့အချင်းချင်းတိုင်ပင်ရပြန်နေဘိုးထင်ကိုကိန်တို့တခုများဖြစ်သွားပြီလားမသိဘူးဘာတမ်းမှလည်းပြန်မပေးဘူးအေးကွာဒီလူတွေမလိုက်ပါနဲ့လို့ငါတားသေးတယ်ငါဘယ်လိုလုပ်ကြလဲဘိုးထင်ဆက်ရှာကြမလားဒိုးစကန်နဲ့ဝေးလဲသွားအောင်မသိဘူးထင်တယ်ဘယ်လိုလုပ်ကြလဲမိုးစိန်ညိုဘိုးထင်မှမတွေးတတ်အောင်ဖြစ်နေသူ့ဘေးမှာမိုးစိန်ညိုဟာမေးလိုက်ပါလေတယ်အဲကမိုးစိန်ညိုကမိုးစိတ်ကိုတက်ကခိတစဉ်းစားလိုက်ပြီးတော့ငါတို့စကန်နဲ့ဝေးတော့သွားမရှာဘူးကွာတကယ်လို့သူတို့ကတောင်ဘက်မှာရှိရမယ်ထားငါတို့ကမြောက်ဘက်ရောက်သွားရင်လည်းအဆင်ပြေမှာမဟုတ်ဘူးအဲ့ဒါတော့ဟုတ်တယ်အဲ့တော့ငါတို့စကန်ပတ်ဝန်းကျင်နားနဲ့အော်ခေါ်ကြည့်တာပေါ့မိုးစိန်ညိုပြောဆိုနောက်ပြန်လှည့်မိကြမ်းစင်းကဲတော့အောင်မျိုးပေါတူရဲ့အော်တန်ထပ်ပြီးတော့ကြားပြန်လေအတန်လာစီတို့ဘိုးတင်တို့အုပ်စုဂျုံတွေများကိုပင်တရိမမူနိုင်တော့ပဲတောနှင်း၍ပြေးလွှားသွားလိုက်ကြပါလေတော့တယ်မောင်မဲနေတော့ထဲမှာကြောက်လန့်ကြားပြေးနေသူမြောက်မှာကိုကိန်နဲ့ပေါတူးတို့နှစ်ယောက်ဖြစ်ပါတယ်သူတို့ကကန်ဆိုးတဲ့ကြားထဲမှာကန်ကောင်းသူပြောရမည်ဖြစ်၍အเจ้าမှာပေါတူးကင်ထားတဲ့မီးအိမ်ကမိသည့်ယာနှိမမတိုက်မိပဲတလန်းလုံးအလင်းရောင်ပေးစွမ်းနေတာဖြစ်တော့တယ်သူတို့နှစ်ယောက်ကနောက်မှလိုက်လာတဲ့မကောင်းစွာကောင်များနီးကပ်လာတဲ့အခါအားဆိုင်ပြေးရ၍ဘိုးတင်တို့ကအတန်မပြုတ်နိုင်ပဲရှိနေကြအဲ့ကသူတို့ကမကောင်းစွာများမှမီးလူမိခင်ဖြစ်နေသလိုသူတို့လည်းမပြေးနိုင်တော့တဲ့အတွက်နောက်ဆုံးအချိန်အားကုန်သုံးပြီးကဲပါအောင်အော်ဟစ်ပြီးတော့ပြေးလွှားခြင်းကိုရပ်တန့်လိုက်ကြတော့တယ်အဲနောက်သူတို့နှစ်ယောက်ကကြောမှလွယ်ထားတဲ့ငှက်ကြီးတောင်ဓာတ်တို့ကိုဖြုတ်လိုက်ပြီးတော့ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်ပါလေတော့တယ်ဘာလို့မထူးကွာတေမဲတူအဲ့ကောင်တွေကိုငရဲခေါ်သားကြမယ်မိကြီးတော့ငရဲလားမိမသာငရဲသွားမှာငါတော့ငရဲမသွားနတ်ပြီးသွားငါနှစ်သားလုံးမှာမင်းတို့ကောင်မျိုးနတ်ဖြစ်မှာလားနတ်ပြီးမှာနတ်သားမျိုးနဲ့နတ်ခွေးဝဲသားတော့မဖြစ်ဘူးမင်းကဟဲ့ရောက်နတ်ပြီးမှာခွေးမရှိဘူးရှောက်ပြောင်းနေနဲ့ပေါတူနဲ့ကိုကိန်တို့ကမီးအိမ်နဲ့ရက်ဘူးများကိုဘေးချကလက်ထဲမှာကင်ထားတဲ့ဓာအားဒိန်ထဲမှာဆွဲထုတ်ပြီးတော့သူတို့ကနောက်ကလိုက်လာတဲ့မကောင်းဆိုးဝါးတို့နဲ့မျက်နှာချင်းဆိုင်ရင်ဆိုင်လိုက်တော့တယ်ကိုကိန်နဲ့ပေါတူတို့နှစ်ယောက်မှာပင်မန်းသည့်တန်အောင်တီလောက်မုန်းသူများဖြစ်ကြပေါတူလူပြိုခါလဲတောင်ဝမ်လုပ်ငန်းများညီပြည့်သူသားမှအသက်ငယ်ငယ်ဖြင့်ဒိုင်ငံလှုပ်ပြီးအိမ်အောင်ကျသွားတဲ့ခါမှလည်းမိမဖြစ်သူမဆွဲမိကမျက်စိထောက်ထောက်ကြည့်ကမျက်စိအောက်မှအပြောင်းမခံသူဖြစ်၍ပင်မန်းအလုံးများမခိုင်းပြီအဲ့အတွက်ပင်မန်းအလုံးများအားမလုပ်ရတာကြာပြီပင်မန်းတဲ့ခါစိတ်တူဒေါသထွက်တတ်သူဖြစ်ပါတယ်သူနီးသူကိုကိန်စီလည်းအမားဖြစ်သူများဖူးမှုတ်ထားသူဖြစ်ရာသူလည်းပင်မန်းတဲ့ခါလွန်တရားစိတ်တူတတ်သူဖြစ်ပါတယ်ပင်မန်းသည်ဆိုရာတွင်သူတို့ဘာသာစိတ်လိုလဲရပင်မန်းခံလောက်ကန်ရာတွင်တော့ပျော်နေတတ်သူများဖြစ်ပြီးတော့ယခုလိုသူတို့စိတ်မပါပဲပြုလုပ်ရတဲ့အခါများတွင်တော့လူပြင်းတို့၏ဒေါသမှာပေါက်ကွဲထွက်လာပြီးယခုလိုကြောမှလွယ်ထားတဲ့ဓားများကိုဖြုတ်ကမကောင်းစွာများအားရင်ဆိုင်ရန်အသင့်ဖြစ်လို့နေပါတယ်။များကြတဲ့အချိန်မှာတော့ဓားကင်ထားတဲ့သူတို့နှစ်ယောက်နားကိုရုပ်ဆိုးကြီးတန်လာတဲ့မကောင်းစွာ၄ကောင်တို့ရောက်လာကြ။သူတို့ရဲ့ကုန်းကွာတရံများမှာတရိတ်ဆန်များနဲ့တူပြီးတော့မန်ဖီနဲ့အတန်များမှာလည်းခွေးများမန်ဖီသလိုပဲဆင်လာပေတယ်။ကိုကိန်နဲ့ပေါတူကကိုကန်နာရှည်မြောလက်သေးများရှိပြီးတော့မျက်လုံးများပါဇက်ပြဲကသွားများသည်လည်းငမန်းလွှားတရံကဲ့သို့မကောင်းဆိုးဝါတို့ဟာတေချာကြည့်လိုက်ပြီးတော့ဒါလက်နဲ့ကြစ်ကြစ်ပေါအောင်စုပ်ကန်လိုက်ပြီးတော့တယောက်ကိုတယောက်မကြည့်ဘဲနဲ့စကားဆိုလိုက်လေကိုကိန်ဒီကောင်တွေကငါတို့စားမဲ့ပုံပဲကွာမင်းကတော့လှုပ်ပြီးစားမလို့လိုက်ပါဆိုမှစားမဲ့ပုံပဲလှုပ်နေသေးတယ်ငါ့တို့စားရင်စားမှာကွာမင်းတို့ယုံလို့စားမှာမဟုတ်ဘူးအရေးတဲ့အခွက်ကလာပြောင်းနေတဲ့ငါလှုပ်လိုက်အောင်မယ်ပေါတူကသေပေးနဲ့နီးနေသည့်တိုင်သူဤဗီဇာတိုင်းအရှုံးလေးဖောက်လိုက်သေးတယ်အဲနောက်တို့ကမျက်နှာချင်းဆိုင်မှာကုန်းကွာနဲ့တိုက်ခိုက်ပြင်နေတဲ့မကောင်းဆိုးဝါးကောင်တွေကိုအတန်ခတ်မာနဲ့စိန်ခေါ်လိုက်လေတော့တယ်ရုပ်ဆိုးကောင်တွေမင်းတို့ကောင်တွေဘာလုပ်နေလဲလာလေငါဒါမင်းတို့တောက်ချင်နေပြီမတတ်ချင်လို့ပြေးနေအောင်အဟုတ်မှန်နဲ့လာဆန်းကွာဟန်ပန်ကောင်းတဲ့ပေါတူးနဲ့ကိုကိန်တို့မှအဲ့လိုစိန်ခေါ်လိုက်ပြီးတော့ဓာတ်ဟုတ်ပင်ဦးကောင်းနဲ့တကောလုံးကလွှမ်းသလိုဓာတ်တိုင်းတစ်ခွက်ပင်ဗျိုင်းလူဖော်လိုက်ကြသေးတယ်သူတို့နှစ်ယောက်ကခါကြီးရဲ့ကြီးများမှာဘိုးတင်တို့ရဲ့ဆိုင်းနေတွဲပြီးတော့ဓာတ်တိုင်းကနေကြသူများဖြစ်ရာတိုင်းကားတဲ့ဟန်ပန်မှာပိုလိုမရှိလှပပြီတယ်ဒါမှန်လူများဖို့သူတို့ဟန်ပန်ကိုမြင်လင်းရှိန်သွားနိုင်တော့လဲ
ယခုသူတို့ရင်ဆိုင်နေရသူများမှာလူသားများမဟုတ်မြစ်တာတောင်တို့သွားစီလမ်းမှာကြုံတွေ့ရတဲ့မကောင်းဆိုးများဖြစ်တာကြောင့်ကြောက်လန့်ခြင်းအလေးမရှိပါပဲသူတို့ဟာကုတ်ဖက်စားတောက်ဖို့အတွက်ပြေးဝင်လာကြလေတော့တယ်အိုက်ကကိုကိန်းနဲ့ပေါတူးတို့ကဓာတ်တိုင်းမခင်းနိုင်တော့ပဲမဲမြာကိုကြံကုတ်တစ်ခုတ်ဝါခုတ်လို့လက်နှစ်ဖက်ဖြင့်ဓာတ်ကိုကင်ပြီးအားကုန်လွှဲပြီးတော့ရှောက်ခုတ်နေလိုက်တော့တယ်မကောင်းဆိုးတို့ရဲ့ကိုခန္ဓာကိုခုတ်ပိုင်းမိတော့တယ်သူတို့ဤဓာတ်များမှာတာမန်ဓာတ်များဖြစ်နေတာကြောင့်မကောင်းဆိုးတို့ကိုထိခိုက်ခြင်းမရှိပဲကိုကိန်းနဲ့ပေါတူးတို့အကြောင်များမှာကြွက်ကိုဖမ်းမိတဲ့အခါချက်ချင်းမစားသေးပဲကစားသလိုမျိုးလောင်ရင်တံများဖြင့်သူတို့နှစ်ယောက်အားကစားလို့နေပါတော့တယ်ကိုကိန်းတို့ကတေကာမဇွဲရှုံးမြူခံထားသူများဖြစ်ပြီးချွေးများဆူဆွဲကဓာတ်ချက်ကိုမင်းမြန်အောင်မခုံနိုင်သည်ထိလွှဲခုံနေရပေမန်းနွမ်းနေလို့နေပါလေတဲ့အဲနောက်သူတို့နှစ်ယောက်လည်းဆက်ပြီးတော့မခုတ်ကြတော့ပဲမြေပြင်မှာထိုင်ချလိုက်ပြီးသူတို့ဟာစော်ကစားနေတဲ့မကောင်းဆိုးကောင်များကိုဓာတ်ပြေချိန်ပြီးတော့ဘောပန်းကြီးစွာဖြင့်လေတံနဲ့ပြောလိုက်လေတဲ့ဟေ့အောင်နေမင်းတို့တတ်မှာပြစားမှာပြစားကွာငါတို့ကြွတ်နေမဟုတ်ကွာအေးဟုတ်တယ်တတ်မှာပြတတ်တော့ကွာပေမန်းစိတ်တူတတ်တဲ့ကိုကိန်းတို့နှစ်ယောက်ဖို့ယခုလိုအလွန်တရာပေမန်းချိန်မှာတော့သေမာကိုပဲမကြောက်တော့ပဲသူတို့ဟာမြန်မြန်လက်စားတက်ရန်ပြောလိုက်လေတယ်အကမကောင်းဆိုးတို့ကဟားတိုက်ရီမောပြီးတော့ကွဲအတန်ဖြင့်ပေါတူးနဲ့ကိုကိန်းအားကြည့်ကစကားဆိုလိုက်လေတယ်မင်းတို့ခေါင်းတွေကိုတတ်ပြီးခြေနဲ့ချောင်းလက်နဲ့ချောင်းအခုစားမယ်နောက်နေ့ခေါင်းစားမယ်နောက်နေ့တော့ကိုစားမယ်လူသားဆိုတာစားရခဲ့တယ်ကွာမင်းတို့ဘာသာအခုစားတော့ကြဆဆကွာစောက်ကူမစားဘူးစားခြင်းလို့စားလာသမ်းပါပေါတူးမစိန်ခေါ်လျာမကောင်းဆိုးနှကောင်တို့ကဂုံကွာဖြင့်မြေပြင်မှာဓာတ်ထောက်ပြီးတော့ထိုင်နေတဲ့ပေါတူးတို့နှစ်ယောက်နားကိုတဖေးဖေးချင်းတိုးကပ်လာပြီးတော့သူတို့ရဲ့ရှည်လျားတဲ့လက်သေးများဖြင့်ပေါတူးနဲ့ကိုကိန်းတို့၏ခေါင်းကိုကုတ်ခဲတော့မိချင်းမြားတဲ့နှစ်ချောင်းကပေါတူးတဲ့ခေါင်းပေါ်မှာကြော်လာဝင်ရောက်လာပြီးဂုံကွာဖြစ်နေမကောင်းဆိုးနှကောင်ရဲ့နှစ်ဖူးမှာထုတ်ချင်းကစိုက်ဝင်သွားပါလေတော့တယ်အဲ့လိုစိုက်ဝင်သွားတော့လဲမကောင်းဆိုးနှကောင်မှာဂယူမဆိုင်ဟန်ဖြင့်နှစ်ဖူးမှာစိုက်ဝင်တဲ့မြားတဲ့တို့ကိုလက်နဲ့ဆွဲဖြုတ်လိုက်ချင်းမြားတယ်မှာမီးကြည့်ခဲလို့ဖြစ်သွားပြီးတော့နှစ်ဖူးနေရာမှာစတင်ကမီးများတောက်လောင်သွားလေရာမြားမှန်ထားတဲ့မကောင်းဆိုးနှကောင်တို့ကသူတို့ရဲ့မီးလောင်နေတဲ့ခေါင်းကိုလက်နဲ့ကင်ပြီးတော့နာကျင်သွားအော်ဟစ်နေပါလိမ့်တယ်။ကျန်တဲ့မကောင်းဆိုးနှကောင်တို့မှာရုတ်တရက်ပြောင်းလဲသွားတဲ့ခြေနေကြောင့်ကြောက်လန့်နေတဲ့ဟန်ဒီအနောက်ကိုဆုတ်သွားကြ။ကိုကိန်းနဲ့ပေါတူးမှသေပေးမှလက်မတင်လေးလွတ်လာလျာကြောင်တောင်ဖြစ်နေချိန်သူတို့နှစ်ယောက်ရဲ့လက်မောင်းဟာပေတူးနဲ့တာရီတို့မှလာဆွဲထူပြီးတော့ဖိုးတွင်းနဲ့သားတို့ရဲ့အနောက်ကိုခေါ်လိုက်လေတယ်။ဖိုးတွင်းနဲ့သားကဒူးလျားဘိုးတင်ထဲမှာပြောင်းယူပြီးတော့ကျန်တဲ့မကောင်းဆိုးနှကောင်ကိုချိန်ရွယ်ပြီးပြစ်ခတ်ကြမ်းစင်မှာမကောင်းဆိုးနှကောင်တို့မှကျဲလောင်သွားအော်ဟစ်ပြီးတော့ထွက်ပြေးသွားကြလေတယ်။မုံစိန်တို့ကဘိုးတင်ကိုကြည့်လိုက်ပြီးတော့ဘိုးတင်ပေါတူးတို့ပစ္စည်းတွေသွားယူလိုက်ကွာစကန်းပြန်ရအောင်ဘိုးရင်ဒီလဲပေါတူးတို့ဤဓာများမီးရိမ်နဲ့ရေဘူးတို့ကိုယူဆောင်လိုက်ပြီးဓာနှစ်ချောင်းကဒိန်တွင်းထည့်ပြီးတော့ပေါတူးနဲ့ကိုကင်အားပြန်လွယ်ပေးလိုက်ပေါတူးမှဘိုးရင်လက်ထဲမှာရေဘူးအားယူပြီးတော့မောတောက်ချိန်သားမှသူ့ကိုယ်ကစူငေါက်လေတယ်အခုမင်းအခုကြောက်နေမလားဟမ်ခုမှလန့်ပြီးရေတားတောက်နေတာမင်းတို့အခုမပြောချင်သေးဘူးပေါတူးမှမြည်သည့်စကားမှခွန်းတော့မပြန်ပဲကိုကင်အားရေဘူးပေးလိုက်ကိုကိန်းဒီလဲရေဘူးအားအငန်းမရတောက်လေရပေတူးဒီလဲကြည့်ပြီးတော့ရေစားလာသဖြင့်ကိုကိန်းလက်ထဲမှာရေဘူးအားယူကမောတောက်လိုက်ပြီးတော့မှအတင်းထွေးထုတ်ကဘိုးတင်အားစကားဆိုလေတယ်ဘိုးတင်ဒါအရက်တွေဟာတကယ်လူတယ်ဟမ်သေမလို့ဖြစ်တာမှရက်ကလေးကတောက်လိုက်သည်ခမည်းတော်လက်လန်နေဗျာလာဒီလိုဖြစ်တာလည်းကောင်းတာပဲခမည်းတော်လည်းတွေးကြုံရပါဘူးနောက်သွားမယ်လန်ဒီတဲ့အများကြီးဆိုးမှာစကန်မှာခမည်းတော်ဓာတ်တွေပြန်ပြီးတော့စီရင်ပေးအောင်မယ်မင်းသားဆိုးတဲ့စီရင်ပေးတိုင်းဒီမှာကောင်းဆိုးလေးကောင်တော့သေနေပြီငါတို့သေခုတ်တာအေးပါဗျာအေးပါကြုတ်ပဲမှားပါတယ်ခါတော့မရသေးဘူးလားအေးရောအေးရဲသေးလားအေးရဲတာဘောကွာပြေးရတာပေမန်းနေပြီတော်သေးတယ်မင်းတို့ရောက်လာပြီလို့ပဲကဲပြန်ကြမယ်နောက်ဆိုကိုကိန်းနဲ့ပေါတူးမင်းတို့ငါတို့မသိပဲရှောက်မသွားနဲ့တော့ကြားလားစိတ်ကြောက်စရာကြီးကျုပ်တို့လည်းမှတ်သွားပါပြီမုံစိန်ညွန့်နဲ့ဘိုးတင်တို့မှကိုကိန်းနဲ့ပေါတူးတို့ငောင်ငန်းမီတွေးထားတော့လဲသူတို့ပုံမှန်တရံမှာကြောက်စိတ်ရှိနေသည့်ပုံစံမရှိလေရာအစိုးရမှအကောင်ပေါ်လာသည်မှတ်ယူပြီးတော့သတိပေးစကားသာဆိုပြီးသူတို့စကန်ချတာနေရာစီကိုသာပြန်လာလိုက်ကြပါလေတော့တယ်အောင်လိုင်းဘိုးတင်နဲ့မြစ်တာတောင်ခီးချမ်းဒုတိယပိုင်းကအိမ်မြတာမကြမီတတိယပိုင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးခဲ့တာကတော့အောက်လန်းဘိုးထင်နဲ့မြစ်တာတောင်ခီးချမ်းဒုတိယပိုင်းဖြစ်ပါတယ်နောက်နေ့မှလည်းဘိုးထင်ဇာတ်လမ်းတွေဆက်ပြီးတော့ရှိနေမှာဖြစ်တဲ့အတွက် Channel ကို Subscribe လုပ်ပြီးတော့စောင့်မျှော်နားဆင်ပေးကြဖို့တခါလဲဖိတ်ခေါ်လိုက်နေပဲဒီနေ့မှာအချိန်မီနားဆင်အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာကျွန်တော်အန်ခင်မှုပါပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Story Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာကတော့အောက်လန်းဘိုးထင်နဲ့မရဏတောင်ခီးချမ်းတတိယပိုင်းဖြစ်ပါတယ်အဲ့တော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ဒီနေ့အစီအစဉ်ကိုစရအောင်ပါခင်ဗျာကြောက်ခက်ကြောက်သားများမှာလံများဓားများသဖွယ်ခြုံထက်လို့နေပါတယ်အဲ့ဒီကြောက်သားများမှာကြောက်ကူရဲ့အပေါ်ရံမှအောက်သို့တွဲလောင်းကြနေခြင်းဖြစ်တွဲလောင်းကြနေတဲ့ကြောက်ဆိုင်များရဲ့ကြားထဲမှာတော့ခွေးပေါက်တစ်ကောင်လောက်ရှိတဲ့လင်းနှုံးတွေလင်းဆွဲများမှာတွဲလောင်းခိုးပြီးတော့ခတ်တိုးတို့အတန်ပြုတ်လို့နေတယ်ကြောက်ကူကြီးတွဲမှာတော့လင်းနှုံးတို့မစင်အနံ့များမှာထောင်းထောင်းထားလို့နေပေတယ်ယခုမောင်မဲနေတဲ့
ကြောက်ကူကြီးရဲ့နန်းမှာမီးတောင်ဖုံးတော်လဲမီးတောက်တရံလင်းနေတဲ့မော်ပညာတဲတို့ဖန်တီးထားတဲ့စုံမီးတောင်များမှလှဲ့ပတ်ပြီးတော့လင်းနေတဲ့ဂူကြီးရဲ့နိုင်ရန်ဘေးချီကြောက်ဖြာများမှာတော့များပြားလာတဲ့အမျိုးသားမျိုးသမီးများဟာတရံမျိုးမျိုးထိုင်နေကြသူတို့ရဲ့ရှေ့မှာတောကောင်များရိုးစုများနှင့်အရေကုန်များပြင်ပုတ်သိုးစားပြုတ်နေတဲ့အသားဆိုင်များရှိနေလေရာလင်းတို့၏မစင်နှန်းနေတူရောပြုံးပြီးတော့လုံးဝမတရီစရာကောင်းလာပေတယ်ယခုတီရှိတဲ့ကြောက်ကူရဲ့အမီနာမှလင်းတို့ကူဖြစ်ပြီးတော့ဂူထဲမှာတရိษံများရဲ့အသွေးသားနှင့်အယိုးကြောတို့ဟာစားတော့ပြီးတော့မကောင်းတဲ့အကျင့်တို့ကိုကြင့်ကြံနေသူများရှိပေတယ်သူတို့မှာမရဏမြန်ရွာပြတ်ပြီးတော့ထွက်ပြေးလာတဲ့မရဏမြန်ရွာသူကြီးဦးမာလာနေသူ၏နောက်လိုက်နောက်ပါအယောက်30ခန့်ဖြစ်ကြသူတို့ကတစ္ဆာကြောက်အားမြေတာတောင်ကိုမရောက်အောင်နှောက်ယှက်ခြင်းတော့လဲသူတို့၏ရုပ်ခန္ဓာကမတ်တက်ရရန်အတွက်ပင်ခန္ဓာအင်အားမရှိလေရာသူတို့နှင့်တီကျွမ်းခင်မင်မှုတွေမကောင်းတဲ့အမှောင်ပညာသည်များရဲ့အကူအညီဖြင့်ယခုလိုလူသူမနီးတဲ့တောကြီးတောင်ကြီးတွင်းမှာကြောက်ကူတွင်းမှာနေထိုင်နေခြင်းဖြစ်ပါတယ်ကြောက်ကူတွင်းကိုတာမန်ကြေးတော်သားတယောက်လိုဝစ်စင်ထားတဲ့အသက်50ကျော်အရွယ်လူနှစ်ယောက်တို့ဟာကြောက်ကူကြီးရဲ့အစွန်ဆုံးနန်းရံမှာတမ်မလင်ခွေထိုင်နေတဲ့ဥမာလာစီကိုအေးဆေးဆေးတီငိန်သွားဖြင့်လမ်းလျှောက်လိုလာနေကြသူတို့ရဲ့မျက်နှာမှာခတ်ထန်တဲ့အသွင်ရှိကြများမကြသောအချိန်မှာတော့အဲ့လူနှစ်ယောက်တို့ဟာဥမာလာရဲ့မျက်နှာချင်းဆိုင်မှာရက်တန့်လိုက်ပြီးတော့လေတန်းခိုင်နေပင်စကားဆိုလေတယ်မရဏရွာသူကြီးဥမာလာဘာတွေများလိုအပ်သေးလဲဩလမ်းဆုံးရွာသူကြီးတို့တောင်ရောက်လာပါဘောလားဟုတ်တယ်ခမားအခြေအနေကိုလာကြည့်တာကျုပ်ရွာသားတွေတောင်းဝင်ကြေးရဲ့လားကြေးပါဗျာကြေးပါခမားကျုပ်တို့ကတကယ်မိတ်ဆွေကောင်းပါပဲခမားကျုပ်ကိုကြည်ပေးခဲ့တာကြီးလည်းများခဲ့တာဟုတ်ဗျာအဲ့ဒါပဲလေဗျာအခုချိန်ကျုပ်ကအကူညီမဲ့နေတာကျုပ်တို့တွေကိုလွတ်တောင်မနေယုံခဲ့ရတာကဲအဲ့ဒါတွေထားလိုက်တော့ဗျာကျုပ်ဥမလာတို့အစင်ပြေလားလာကြည့်တာဘာတွေကူညီထပ်ပေးရအောင်မလဲကိုရီဆန်ကလမ်းဖွင့်ပေးတယ်ဆိုတော့ကျုပ်အကူညီတောင်းပေးရစီဗျာခင်ဗျာသစ္စာကြောက်ကိုသိတယ်မလားသိတာပေါ့ဥမလာရေဟိုထက်လန်းဆရာကြီးတွေနဲ့ပေးယူလုပ်တဲ့ကြောက်မလားဟုတ်တယ်ကိုဝေဆန်အဲ့ဒီကြောက်ပဲဘာမလို့လဲဥမလာကျုပ်ကိုပွင့်လင်းပြောပါအဲ့ဒီကြောက်ကိုမြေတာတောင်ကိုရောက်ရင်ကျုပ်တို့ရဲ့ဒီလောကကြီးကနေထာဝရကွယ်ပြောက်သွားတော့မှာအခုကျုပ်တို့ကအင်အားနည်းနေတာဆိုတော့ကျုပ်တို့ကိုစားကိုဝေဆန်ကပဲကြောက်ကိုမြေတာတောင်ပို့တဲ့သူတွေကိုတားဆီးစေခြင်းနဲ့ဥမလာပြောစကားအားလမ်းဆုံးရွာတကြီးဦးဝေဆန်ကချက်ချင်းအပြေမပေးသေးပဲအတန်ကြောင်တွေးတော်လို့နေသေးတယ်အတန်ကြာတဲ့ခါမှခေါင်းကိုညှိလိုက်ပြီးတော့သူ့ဘေးမှာရှိတဲ့အမျိုးသားကြီးအားစကားဆိုလိုက်ပါတယ်ကဲမိုးအောင်ဥမလာပြောတာကြားတယ်နော်ကြားပါတယ်တကြီးဒါနဲ့ဟိုတလုံးကမိန်းကလေးတွေပြောတယ်မြစ်တာတောင်သွားမဲ့လူဆိုတာအဲ့ကြောက်ကိုပို့မဲ့သူဖြစ်မဲ့ထင်တယ်တကြီးဟုတ်မယ်ကဲသူတို့တွေလာလို့ရှိရင်ငါတို့ရွာကိုဖျက်ရမှာပဲသူတို့တွေရဲ့ပညာဘလို့ရှိမှန်းမသိဘူးတတိဝရိယနဲ့ဂိုင်တွေရမှာပေါ့လမ်းဆောင်ရွာတကြီးမှသူကြီးဘေးမှာလူကြီးအားစကားဆိုနေချိန်ကြောင်းနံမှာကပ်ပြီးတော့တမ်မလင်ငွေထိုင်နေတဲ့ဥမာလာမှလမ်းဆောင်ရွာတကြီးအားသတိပေးလေတယ်ကိုဝေဆန်မြစ်တာတောင်သွားမဲ့ကောင်တွေထဲမှာကောင်လေးတယောက်ပါလာမလားပဲအဲ့ဒီကောင်လေးကိုသတိထားသူကငါတို့လိုအမှောင်ပညာတယ်ပဲဒါမဲ့သူကလူစင်စင်ဖြစ်နေတော့မယ်ဦးလေးရလူစင်စင်အမှောင်ပညာတယ်များကျုပ်တို့ကဘာတွေကူးဆိုင်နေအောင်မလဲအကောင်ကတာမန်ပညာတယ်မဟုတ်ဘူးကိုဝေဆန်သတိတော်ထားပြီးဂိုင်တွေရမယ်စိတ်ချပါဗျာအခုကိစ္စကျုပ်တို့လည်းဆိုင်နေဆိုတော့ကျုပ်တို့တားထားမယ်ဥမာလာစိတ်မပူပါနဲ့ပေါ်လေးတော့မတွေးစေချင်ဘူးနော်စိတ်ချလိုက်စပါဥမာလာရကဲခင်ဗျားတို့လည်းလှုပ်ရှားရှိတာလှုပ်လိုက်အောင်ကျုပ်တို့လည်းပြန်လိုက်အောင်မယ်လမ်းဆောင်ရွာတကြီးကဥမာလာနှုတ်ဆက်ပြီးသူနဲ့အတူပါလာတဲ့လူကြီးနဲ့အတူလင်းတို့မစင်အနက်နဲ့တောကောင်တို့၏အပုပ်နှံ့တို့လွှမ်းခြုံနေတဲ့မနှင်းမြုပ်ဝဲလင်းတို့ဟူသောအမိရတဲ့ကြောက်ကူကြီးတွင်မှထွက်ခွာသွားကြပါလေတော့တယ်တောတောင်များကြီးစိုးနေတဲ့ဒေါ်လန်တိုင်းဘိုးထင်တို့လူစုဟာလမ်းလျှောက်လို့နေကြသူတို့ကတောတောင်များကြားမှာရှိတဲ့တိရိတ်ဝိုင်းများကြားနေလမ်းပေါ်မမောမပန်းပဲခရီးတွင်အောင်လမ်းလျှောက်နိုင်နေတယ်။တိုင်းနဲ့ပေတူးပြင်ဘိုးထင်တို့ဒီလဲပလိုင်းကြီးများကိုဝလုံးနဲ့ရှို့ထမ်းကတယောက်လက်ပြောင်းပြီးတော့တဲလာကြ။မုံစိတ်ညုံမှာဖြစ်အရှိဆုံးမှာလမ်းလျှောက်နေပြီးတော့သူ၏အင်းကြီးအိတ်ကတ်ထဲမှာတစ္ဆာကြောက်ဝမကြာခဏထုတ်ကြည့်လို့နေတယ်။ဒီလိုလမ်းလျှောက်လာအရှိဆုံးမှာလမ်းလျှောက်နေမုံစိတ်ညုံကနောက်သို့လှည့်ကြည့်ပြီးတော့သူ၏အဖွဲ့သားများအတန်ခတ်ကျဲကျဲနဲ့လှမ်းပြီးတော့စကားဆိုလိုက်ပါတယ်။ငါတို့တွေခဏနားကြမလားဟိ။မုံစိတ်ညိုဤစကားပလိုင်းနှလုံးဝလုံးနဲ့ရှို့ပြီးတော့အရှိတယောက်နောက်တယောက်ထမ်းနေတဲ့ဘိုးထင်နေပေတူးနဲ့အရှိမထမ်းနေတဲ့ပေတူးမှာခေါင်းချိန်ပြီးတော့စကားဆိုလိုက်နောက်အောင်ပြကျုပ်တို့မသက်တာတော့ဘူးလမ်းလျှောက်ရညောင်းနေပြီမင်းတို့တကယ်တော့အဖြူရွာကိုတဲဖို့ခေါ်သွားကျင်တာဒါမဲ့အဲ့ရွာမှာမိန်းကလေးတွေကြီးပဲဆိုတော့အစင်မပြေနိုင်လို့ရွာတော့တော်တော်နီးနေပြီမုံစိတ်ညိုစကားကြောင့်ငါကြီးတောင်သားလွယ်ထားတဲ့ပေါတူးဟာပြုံးပျော်ရွှင်သွားပြီးတော့လှမ်းပြီးတော့အကြံပြုတ်လိုက်အဖြူရွာနီးနေပြီလားဆရာကြီးတို့လမ်းလျှောက်လာလဲရက်တွေကြာပြီဆိုတော့နီးပြီလေကွာနီးနေပြီဆိုတော့အဲ့မှာပဲကျုပ်တို့သွားသေးကြမလားဟိုတောထောင်နေဖြစ်သလိုအိပ်ရတာလေကြာပြီလေဗျာပေါတူးမလို့ပြောလျာပေါတူးကြီးနောက်မှလမ်းလျှောက်နေဖိုးရင်းနဲ့သားမှာပေါတူးဟာမကြေမနက်လမ်းပြီးတော့စကားဆိုလိုက်ကိုပေါတူးနော်ခမရတို့ပါလို့အဲ့မိန်းကလေးတွေကြီးပဲရှိတဲ့ရွာမိုးစိမ့်ရွာမသွားတာပဲနေမှာဟုတ်တယ်မသွားတာပဲကောင်းတယ်ဒီလူတွေပြဿနာရှာရင်ရှာနေမှာတော့ဒါနဲ့ဖိုးရင်းတို့ရဲ့စကားကြောင့်ပေါတူးနဲ့ကိုကိန်းမှာမကြေမနက်မျက်နှာများနဲ့
သူတို့ဟာပြစ်တင်ပြောဆိုနေဖိုးလေးတို့နှစ်ယောက်ခွန်းတုံပြန်လိုက်လေတယ်မင်းတို့ကလည်းကွာငါတို့နှစ်ယောက်ကိုတိတ်အထင်သေးတာပဲဘာလဲမင်းတို့ငါတို့နှစ်ယောက်နှာဘူးတွေများထင်နေတာဟဲ့ကောင်ဟမ်နှာဘူးလို့မထင်ပါဘူးဗျာတဏှာယူလို့ပဲထင်တာတော်သားရငါမင်းကိုဆိုတာတတိယအောင်မင်းတယောက်ကိုတယောက်စားနောက်ကလမ်းဆောင်နေကြမလို့မောပန်းတော်လဲတစ်ခါတတိမမူမိကြအဲ့လိုစကားပြောနေလမ်းလျှောက်လာပြီးတော့ကျိုးမင်းတပင်ရောက်တဲ့အခါမှာပေတူးနဲ့ဘိုးထင်မှာသူတို့ထမ်းထားတဲ့ပလိုင်းများကိုချလိုက်ပြီးတော့လက်ခုံပြင်းမျက်နှာမှာချွေးများတုတ်ကနားရံအတွက်ပေတူးမှာစတင်ပြီးတော့စကားဆိုလိုက်ပါလိမိုးစိန်တို့ဒီမှာခဏနားကြအောင်ဗျာနော်ကျုပ်တို့ညောင်းနေပြီအေးနားကြလေကွာဒါနဲ့အဖြူအောင်ကြော်သွားပြီလားကြော်သွားပြီမနှမ်းပြန်လောက်ဆိုရင်တော့ငါကောင်မလေးနဲ့တွေ့ခဲ့တဲ့နေရာကိုရောက်တော့တယ်ကွာအဲ့လိုမြေတာတောင်ရောက်ခံနေပြီပေါ့အေးငါလည်းမရောက်ဘူးတော့တိတ်တော့မသိဘူးလေကွာမိုးစိန်ကမှအဲ့လိုပြောပြီးတော့တခြားသူများနီးတူလေဘူးတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီးတော့ထိုင်လို့နေတယ်သူထိုင်နေတာကိုဘိုးတွေမှာစောင်းငယ်ကြည့်လိုက်ပြီးတော့လေတန်အေးပြင်လမ်းပြီးတော့စကားဆိုလိုက်ပါတယ်မိုးစိန်ညိုခမောင်ကြီးကကြာနေပြီတရားလဲရင်လို့မထိုင်တော့ဆိုပဲခမောင်ကသတိမပေးဘူးလားဘိုးတွေမှာရုပ်တရားအဲ့လိုစကားဆိုလိုက်ရမိုးစိန်ညိုတယောက်ခေါင်းချင်းလိုက်ပြီးတော့တပ်ပင်းရှည်ချက်ကိုချလိုက်ပြီးဟုတ်တယ်ကွာမင်းပြောမှငါ့ကိုငါသတိထားမိငါပေါ့နေတာကြာနေပြီပဲဟုတ်တယ်ကျုပ်လည်းသတိပေးမယ်နဲ့အခုမှသတိပေးပြတာမိုးစိန်ပြူကခမောင်တရားထိုင်နေချင်တာမလားထိုင်အောင်နေဗျာအေးပါဘိုးတွေငါထိုင်ပါမယ်ကောင်းတယ်ဗျာခင်ဗျားတရားထိုင်ကျုပ်တို့တော့ကောင်းကျိုးတွေရတယ်ဗျာအေးပါကဲတို့ဒီမှာသမင်းစားကြမလားမုံစိန်ညိုမှာကြံတဲ့သူများကိုကြည့်ပြီးတော့မေးလိုက်ရကြံသူများကမဆိုင်မတော့ပင်ခေါင်းများညှိလိုက်ပြီးတော့ပြန်ဖြေကြလေတယ်စားတော့ဗျာကျုပ်တို့လည်းဘိုင်းစားလာပြီကောတူဘိုင်းချက်တာတော့ငါ6ကြော်လीကွာခင်ဗျားတို့လည်းငါ6ကြော်ကြီးပဲနေတိုင်းချက်ဒါပဲလို့ငါ6ပဲရှိတာငါ6မချက်လို့ငါတော့ဘာချက်ရမှာဟမ်မင်းတို့ကသာပြောပြီးကောအတိုင်းစားခြင်းတောလိုက်ရတာလေကွာဒီကြီးကအပျော်ကြီးတော့မဟုတ်ဘူးဗျာတောလိုက်လို့ဖြစ်မလားလို့အေးအဲ့ဆိုငါတို့ချက်တာပဲစားကြီးများမနေနဲ့ခင်ဗျားတို့ကချက်ကျွေးနေတာဆိုတော့လဲစားရမှာပေါ့ပေတူးနဲ့တာရီတို့နှစ်ယောက်ကသူတို့အားစကားဆိုနေတဲ့ပေါတူးနဲ့ကိုကင်ကပြန်မငင်းတော့ပဲဗလိုင်းထဲများမှအစားတောက်များကိုထုတ်ကသစ်ပင်အောက်မှာဝိုင်းဖွဲ့ပြီးတော့စားတောက်လိုက်ကြရဲတန်ညာလမ်းလျှောက်လာပြီးစားတဲ့ဟင်းမှာငါ6ကြော်နဲ့တောတွင်းမှာစားကောင်းပြီထင်တဲ့ဟင်းသီးဟင်းရွက်များကိုအမြဲတစေချက်စားနေရတာကြောင့်လူငယ်နှစ်ယောက်ဖြစ်ကြတဲ့တာရီနဲ့ပေတူးမှာတိတ်ပြီးတော့မကြည်လာတော့ပဲတောထဲမှာတောကောင်များပြစ်မိကြံတော်လဲဘိုးထင်နဲ့မုံစိန်ညိုမှာခွင့်မပြုတာကြောင့်အခက်ကြုံနေရလေတယ်ကျန်တဲ့သူများမှာသူတို့နှစ်ယောက်ရဲ့မျက်နှာများမသားများဖြစ်နေအောင်သတိထားမိတော့လဲမတိကျုံကြုံပြည့်ရတာနေကြလေတယ်ဒီလိုနဲ့ကျုံးမင်းကြီးရဲ့ရဲရောက်မှာထမင်းစားနေခြင်းအသက်30ရွယ်ခန့်ရှိပြီးတော့ပစိုးကွက်ထောက်ပြင်းချမ်းအင်းကြီးကိုဝစ်စင်ထားပြီးတော့မျက်နှာမှာကြောက်ပေါက်မှာတချို့ရှိကဇမင်းဖျိုးပြဲနဲ့လူနှစ်ယောက်ကသူတို့ထမင်းစားနေတယ်ကျုံးမင်းနဲ့မလန်းမကန်းကိုရောက်လာကြလေအဲ့မျက်နှာစိမ်းလူနှစ်ယောက်တို့ကကျုံးမရောက်မှာထမင်းစားနေတယ်ဘိုးနေတော့ပြုံးရည်ကြည့်လိုက်ကမျက်နှာမှာကြောက်ပေါက်မှာရှိသူနှစ်ယောက်နဲ့ခေါင်းမှာဇမင်းများရှုပ်ပွားနေသူကစကားဆိုလာပါလိမ့်တယ်ပြုံးမိတ်ဆွေတို့ထမင်းလွေးနေကြလားဗျာဟုတ်ပါလာစားကြအောင်လေဗျာဘိုးနေတော့မှာတောသူတောင်သားများမလို့သူတို့ကနှုတ်ဆက်စကားဆိုသူများကိုဒါမှထမင်းစားခေါ်လိုက်အဲ့ကမျက်နှာစိမ်းလူနှစ်ယောက်တို့ကပြုံးရည်ပြီးတော့ကျိုးမင်းကြီးအရင်မှဝင်ထိုင်လိုက်ကသူတို့ဖွဲ့နေစကားစမီပြောလိုက်ပါလိမ့်တယ်မစားတော့ပါဘူးဗျာတိုးကြီးတောင်ကြီးအခုလိုလူအုပ်စုကြီးတွေ့ရတော့ဝမ်းသာလို့နှုတ်ဆက်တာကျုပ်တို့ကစားပြီးပြီကောဟုတ်လားဒါနဲ့မောင်ရင်တို့ကဗမာနေကြတော့မုံစိန်ကျွာထမင်းစားနေမှသူကြီးမျက်နှာချင်းဆိုင်ရှိကျိုးမင်းမှထိုင်နေတဲ့မျက်နှာစိမ်းနှစ်ယောက်တို့ကမေးမြန်းလိုက်အဲ့ကမျက်နှာစိမ်းနှစ်ယောက်တို့ကသူတို့ရဲ့အကြီးတန်းနဲ့မျက်နှာနဲ့မလိုက်ဖက်စွာအချိုးသားဆုံးပြုံးလိုက်ပြီးတန်တရားမျက်နှာဖြင့်ကြည့်နေမုံစိန်ညိုအမေးစကားကိုပြန်ဖြေလိုက်လေ။အော်ကျုပ်တို့ကဒီနာအမဲရွာလေအမဲရွာမုံစိန်ညိုမှာအဲ့ရွာနာမည်ကိုကြားဘူးတာကြောင့်နှုတ်မှရေရိုးလိုက်ခြင်းဖြစ်မုံစိန်ညိုကြည့်ပြီးကျိုးမင်းရင်မှထိုင်နေတဲ့အမဲရွာသားနှစ်ယောက်တို့ကတယောက်မျက်နှာတယောက်ခိတ္တကြည့်လိုက်ပြီးတော့နေအောင်စလုံးမုံစိန်ညိုကတယောက်လည်းအမေးစကားဆိုလိုက်ကြပါလိမ့်တယ်။ဒီကဦးရကျုပ်တို့ရောက်သိတယ်လား။ဦးကြီးရတာကျုပ်တို့ရောက်သိနေသလိုပဲဗျ။အမဲရွာသားနှစ်ယောက်တို့ရဲ့အမေးကြောင့်မုံစိန်ညိုကခေါင်းချင်းပြလိုက်ပြီးတော့ကျုပ်အသိမိတ်ဆွေတွေပြောဘူးလို့သိတယ်ဆိုပါတော့ကျုပ်တို့ရောက်သိတယ်ဆိုဦးရဲ့အသိမိတ်ဆွေကဘယ်ရွာများလဲဗျ။အဖြူရွာကမောင်ရင်တို့ရဲ့အော်စုံးပြူတွေနေတဲ့ရွာထဲမှာဟုတ်တယ်ဦးကြီးတို့ကစုံးပြူရွာလူနေတော့အသိမိတ်ဆွေရှိတယ်ဆိုတော့တာမန်လူတော့မဟုတ်ဘူးထင်တယ်ဒါနဲ့ဘယ်များသွားကြမလို့အမေဘာသာအမေကမုံစိန်ညိုမှမဖြေဘဲနဲ့စဉ်းစားနေချိန်ဘိုးတွေမှာဝင်အောင်ဖြေကြားလိုက်အော်ဒီလိုပါပဲဗျာကျုပ်တို့ကထူးဆန်းတာတွေသဘောကျတဲ့လူတွေဆိုတော့ခုလိုပဲရှောက်သွားနေပဲဆိုပါတော့ငါညီလိုထူးဆန်းနေသဘောကျတာလားအဲဆိုငါညီလိုကျုပ်တို့ရောက်လိုက်လေစီခြင်းနဲ့ဘာလို့လဲဗျာကျုပ်တို့ရွာထူးဆန်းနေလေဗျာအမှန်တိုင်းပြောရင်ကျုပ်တို့ကလူသားစင်စီတွေတော့မဟုတ်ဘူးပေါ့ပွင့်လင်းပြောဆိုလာတဲ့မဲရွာသားနှစ်ယောက်ကိုဘိုးတွေနှုတ်ဖွဲ့များစွာသဘောကျလေတယ်တစ္ဆာကြောက်ကင်ထားတဲ့မုံစိန်ညိုသည်လည်းမဲရွာသားနှစ်ယောက်တို့၏မလိမ္မာတဲ့စကားနဲ့သူတို့ပေါ်မကောင်းတဲ့အကြံဉာဏ်မရှိခြင်းတို့ကြောင့်သူသည်ဘိုးတင်တို့အားကြည့်ကမင်းငေါ်ပြီးတော့ခြေနေကိုမေးလိုက်ပါလေတယ်ကဲဘိုးတွေမင်းတို့ဘယ်လိုသဘောရမဲရွာကိုလိုက်လေခြင်းကြလားကျုပ်ကလိုက်ခြင်းတယ်ဗျာသူတို့နှစ်ယောက်ခင်ဖို့ကောင်းနေကြံတဲ့လူတွေသဘောထားတော့ကျုပ်လည်းမပြောတတ်ဘူး
ဘိုးရင်မှာတမင်းကိုကုံစံအောင်စားပြီးတော့ကြံသူများကြီးကမုံစိန်ညွာပြောလိုက်ခြင်းဖြစ်ဘိုးရင်ဆိုလင်းကိုသဘောပေါက်ကြတဲ့ကြံတဲ့ဖွဲသားများခက်မြမြမင်းဘိုးရင်နဲ့မုံစိန်ညွမမေးမီမှာပြန်ဖြေလိုက်ကြပါလေတိုးကြီးတောင်နဲ့လမ်းလျှောက်နေလဲကြာပြီဘိုးရင်ဒီကကိုလူရွာလိုက်ပြီးခဏလုံးနားတာပေါ့ငါတော့လိုက်မယ်ကွာဟုတ်တယ်ဘိုးရင်ငါလည်းလိုက်မယ်ကွာငါတို့ကအတွေးကြုံသိမ့်မများသေးဘူးဆိုတော့သူတို့ရွာလိုက်သွားရင်တွေးကြုံကောင်းနေတော့ရမယ်ထင်တယ်အေးငါလည်းလိုက်မယ်ကျန်သူများအလုံးလိုက်ပြီးပြောလိုက်တဲ့အခါအမေရွာသား2ယောက်တို့ပျော်သွားကြတယ်အဲနောက်မုံစိန်ညိုကသူတို့2ယောက်ကိုကြည့်လိုက်ပြီးတော့ကဲမောင်ရင်တို့ကျုပ်တို့တွေကမင်းတို့ရွာကိုဧည့်သည်လာလို့တော့မယ်ကျုပ်တို့ဒုက္ခမပေးဘူးလို့တော့ထင်တာပဲမုံစိန်ညိုကသူတို့ဤစိတ်ရင်ဟာတစ္ဆာကြောက်စွမ်းဖြင့်သိမြင်နေရတော့လေနှုံမနေပြီးထုတ်ဖို့မေးလိုက်သူဤစကားကြောင့်အမေရွာသား2ယောက်တို့ကပြပြတလဲဖြင့်ဒုက္ခပေးဖို့မဟုတ်ကြောင်းပြောကြလေတယ်ဟာပေါက်ခဲ့ဦးရာကျုပ်တို့ရွာအမေရွာဆိုရင်ကျုပ်တို့ရွာသူရွာသားတွေလူတွေဒုက္ခမပေးကြပါဘူးဗျာလူတွေကသာကျုပ်တို့ဒုက္ခပေးကြတာများတယ်အဲ့ဒါတော့စိတ်ချကျုပ်တို့ကကျုပ်တို့ရံမပြုတ်သေးဘာမှမလုပ်ဘူးဦးကြီးတို့မြင်တဲ့ကကျုပ်ကသဘောပေါက်ပါတယ်ဗျာအဲ့ဒါကြောင့်လေရွာကိုလဲခေါ်တာပေါ့ဦးကြီးတို့ရဲ့သမင်းစားလို့ပြီးပြီဆိုကျုပ်တို့သွားကြအောင်နော်ကိုတို့2ယောက်မှပြောဆိုဆိုနဲ့ထိုင်အားမှမတ်တက်ရလိုက်ကြသူတို့ရလိုက်တာနဲ့ဘိုးထင်တို့လဲသူတို့ဤဝင်စီဆွဲများကိုပလိုင်းပုံစံဖြစ်နေတော့လဲတာမန်ပလိုင်းထံများစွာကြီးတဲ့ပလိုင်းကြီးတဲ့ကိုထဲကအမဲရွာသားကိုတို့2ယောက်နောက်ကိုတုတ်သီးတုတ်ပြလိုက်ပါသွားလိုက်ကြပါလေတော့အပြောင်မိုးသားများကိုတစ်တော်ကြီးထဲမှာကြည့်ကတစ်ကိုင်းများပါတဲ့အပင်များကြားမှာမြင်နေရအခုတစ်တော်ကြီးထဲရှိလမ်းမှာအမဲရွာသား2ယောက်ဥဆောင်မှုဖြင့်ဘိုးတင်တို့ဖွဲ့နောက်မှလိုက်ပါလို့နေတယ်နာမည်ဒီကအမဲရွာကိုအမီတွင်တော်လဲအဲ့ဒီရွာကိုသွားတဲ့လမ်းတစ်လျှောက်ဘေးရှိတစ်ပင်များမှာကောင်းကင်ကိုမြင်တွေ့နိုင်တဲ့အတွက်ကောင်းကင်မှာပြန်ကြည့်ရင်လည်းသူတို့ရှောက်နေတဲ့လမ်းအားတစ်ပင်တစ်ကိုင်းများကြားမှာမြင်ရပြန်လေတယ်ဘိုးတင်တို့၏နောက်မှာပလိုင်းများကိုရှို့ထမ်းနေတဲ့ကိုကိန်းနဲ့ပေါတူးတို့ကခေါင်းကိုမော့ပြီးတော့ကောင်းကင်ကိုမကြာခဏကြည့်ရင်သူတို့ရဲ့အရှိမဘိုးတင်တို့ကအတန်ခောက်အုပ်နဲ့စကားဆိုလေတယ်ဘိုးတင်ဘာတော့မြဟေ့လူသွားနေလမ်းအပုံမြင်နေရသတိထားမိလားတစ်ကိုင်းတွေတော့အုံဆိုင်နေလူသွားလမ်းမှာတစ်ကိုင်းတွေကျိုးတူကျတွေဖြစ်နေလေဘဝင်းကြီးကိုဆက်ဆုတတ်တဲ့ကိုကိန်းနဲ့ပေါတူးစကားကြောင့်ဘိုးတင်သားမကသူတို့ဤပြောစကားများကိုကြားတဲ့ကြံသူများသည်ပင်အပေါ်ကိုမောကြည့်လိုက်ကြကိုကိန်းတို့ပြောသည်များဟုတ်မှန်နေလေရသူတို့သည်လည်းအံ့ဩကြလေတယ်အမေဘာသာ2ယောက်သည်လည်းဘိုးတင်တို့ကလဲမကြည့်ပဲရှေ့မှလမ်းလျှောက်ပြင်စကားဆိုလေတယ်အပေါ်ကအပင်နေကိုင်းကျဲနေအောင်အံ့ဩနေတာလားဗျာဟုတ်တယ်ဒါတော့ပိတ်ထူနေတော်ကြီးထဲမှာကျုပ်တို့သွားတဲ့လမ်းအပုံမြင်နေရတယ်လို့ပဲကျုပ်တို့ရွာသားကြီးသွားမှအဲ့လိုဖြစ်တာလေဗျာကျုပ်တို့နဲ့လှမ်းသွားရင်တာမန်ပြန်ဖြစ်သွားတာနောက်ကိုလဲကြည့်လိုက်နေပြောင်းမထိုးတော့ဘူးအမေဘာသာစကားကြောင့်ဘိုးတင်တို့ကလာရလမ်းကိုပြန်ကြည့်လိုက်ရဟုတ်ပြီတဲ့သူတို့သွားခဲ့တဲ့လမ်းမှာနေပြောက်တွေကတဖြည်းဖြည်းနဲ့ပြန်လဲပြောက်ွယ်သွားတာကိုအံ့ပွေတွေးလိုက်ရထူးဆန်းတဲ့နေထားမလို့ပေါတူးမှအတန်ခက်ကျဲနေရှေ့ဆုံးမှာအမေဘာသာ2ယောက်အားလှမ်းပြီးတော့မေးလိုက်ပါလေတယ်ပြောတော်ကြီးတခုတော့မေးပြရစီလားဗျာမေးပါဗျာမေးပါကျန်တာတော့မဟုတ်ပါဘူးဗျာအခုလိုနေပြောက်ထိုးအောင်လုပ်ထားတာလမ်းမပြောက်အောင်လုပ်လားဗျာအဲ့လိုလည်းပြောလို့ရတယ်နောက်တစ်ခုကကျုပ်တို့ရွာကိုကျုပ်တို့မဖိတ်ပဲလာလို့မရအောင်လုပ်ထားတယ်ဆိုပါတော့ဗျာဩဒီလိုခင်ဗျားတို့ရွာလျှို့ဝှက်တာပဲဗျာမှန်တိုင်းပြောရင်တော့ကျုပ်တို့တွေကတမန်းနေဆိုပါတော့ဗျာတမန်းဟုတ်လားဟုတ်တယ်ရွာအောင်မှကျုပ်တို့သေချာရှင်းပြမယ်လေအာမခံတာတော့ကျုပ်တို့ခင်ဗျားတို့ဘာအနေမှမပေးဘူးဆိုတာပဲဟုတ်ပါဗျာကျုပ်တို့ကလည်းခင်ဗျားတို့ကိုယုံလို့သာလိုက်လာတာလေအဖွဲသား2ယောက်နေဘိုးတင်တို့စကားတပြောနေလမ်းလျှောက်လာရလဲပိန်များခန့်ရှိတဲ့တစ်ပင်ကြီးများအများပြားရှိတဲ့တစ်တော်ကြီးတွေကိုရောက်လာကြအဲ့တစ်တော်ကြီးထဲမှာတော့တစ်လုံးများဖြင့်တိဆောက်ထားတဲ့ခြေတန်းရှိန်အိမ်လေးများကိုတွေးလိုက်ရပြီးအဲ့ဒီခြေတန်းရှိန်အိမ်လေးများစီကိုတက်တဲ့လေကားကထမ်းတက်တဲ့ရင်းအောင်တရံပြုတ်လုပ်ထားကြအိမ်များ၏အမြင့်မှာစင်တကောင်လွတ်လွတ်ကျွတ်ဝင်နိုင်သည်ထက်ပိုပြီးတော့မြင့်မိတယ်ခြေတန်းရှိန်အိမ်များပေါ်ကိုတက်ရောက်နေတဲ့ယောက်ျားမိန်းမများဟာအမေရွာသား2ယောက်ခေါ်လာတဲ့ဘိုးတင်တို့ကစူးစမ်းသလိုကြည့်နေကြပြီးတဲ့နောက်သူတို့ရွာသားကိုလှမ်းပြီးတော့မေးမြန်းကြလေတယ်ဟေးမိုးကျိုးနဲ့မုံနိုင်မင်းတို့ဧည့်သည်တွေခေါ်လာတာလားဟုတ်တယ်သူတို့ကလည်းလေချင်းစွာနဲ့ခေါ်လာတာမင်းမရင်ခေါ်သွားမှာလားအဘအိမ်မှာရှိတယ်မလားရှိတယ်မင်းဧည့်သည်တွေကညာဟောအိတ်ကြမှာလားအမေဘာသာတယောက်ရဲ့အမေဟာမိုးကျိုးနဲ့မုံနိုင်အမိရတဲ့ဘိုးတင်တို့ကခေါ်ဆောင်လာတဲ့ရွာသား2ယောက်တို့ကချက်ချင်းပြန်မဖြေပဲသူတို့ရဲ့အနောက်မှာမုံစိမ့်ညုံနေဘိုးတင်ဟာကြီးလိုက်ခြေနေကိုကဲခမ်းပြီးတဲ့မုံစိမ့်ညုံကကြံသူများကိုကြီးကဟဲ့ဘိုးတင်မင်းတို့အိတ်ကြမှာလားညနေလဲစောင်းတော့မှာဆိုတော့ဒီမှာပဲစီပြင်အိတ်ကြတော့ဗျာဘိုးတင်စကားကိုကြားတဲ့အခါမေးပါသားမိုးကျိုးကသူတို့ကမေးနေတဲ့ရွာသားကြီးကပြန်လဲဖြေကြားလိုက်အိမ်ပါလေဗျအေးအဲ့ဆိုမင်းတို့အိမ်ကိုရွာသားတွေစုကြတာပေါ့ကောင်းပြီအဲ့ဆိုကျုပ်တို့သွားလိုက်အောင်မယ်ထူးဆန်းတဲ့ခြေတန်းရှိန်30ခန်းရှိတဲ့တောနိုင်ကြီးထဲမှာရွာကြီးနာမည်ကအမဲရွာဖြစ်ဘိုးတင်တို့ကသူတို့ဟာအကဲခတ်သလိုကြည့်နေရွာသူရွာသားတချို့ကပြုံးပြလိုက်ရရွာသားများသည်လည်းအကဲခတ်နေသည်ကိုရပ်တန့်လိုက်ပြီးသူတို့ဟာပြန်လဲပြုံးပြလေတယ်ဒီလိုဖြင့်ဘိုးတင်တို့ကမိုးကျိုးနဲ့မုံတိုင်းခေါ်ဆောင်ရာနောက်ကိုလိုက်ပါသွားလေရတာမန်ခြေတန်းရှိန်အိမ်များထက်ပိုကြီးပြီးတော့ပိုမြင့်တဲ့အိမ်ကြီးစီကိုရောက်လာကြလေတယ်ထူးခြားသည်မှာအဲ့ဒီအိမ်ကြီးရဲ့အောက်မှာကွပ်ပစ်ကြီးတစ်ခုတိဆောက်ထားပြီးတော့ဝါးဖြင့်ရပ်ထားတဲ့ခေါင်းများနဲ့ဖြင်းဆောင်ချမ်းတို့ရှိလေတယ်
အိမ်ကြီးရောက်တာနဲ့မိုးကျုံနဲ့မုံတိုင်းမှာဘိုးတင်တို့ကလှည့်ကြည့်ပြီးတော့ပြုံးငါစကားဆိုလိုက်အိမ်ပေါ်မှာနားကျင်တယ်ဆိုလဲရတယ်မတက်ချင်လို့အိမ်အောက်ကိုပြစ်မှာနေမယ်ဆိုလဲရတယ်မိတ်ဆွေတို့သဘောပဲနော်ကျုပ်တို့အိမ်ပေါ်မတက်တော့ပါဘူးဗျာအိမ်အောက်မှာပဲနားတော့မယ်ကိုကိန်းနဲ့ပေါတူးတော့ပြောဆိုသူတို့တည်လာတဲ့ပလိုင်းများကိုချပြီးတော့အိမ်အောက်ကိုပြစ်မှာပတ်လက်လန်လဲကအမောဖြေနေကြလိမ့်သူတို့နီးလူကျန်တဲ့အဖွဲ့သားများသည်လည်းကိုပြစ်များမှာထိုင်သူထိုင်အိမ်အောက်ရှိရေဦးမှရေများတောက်သူတောက်နေအမောဖြေနေကြသည်ကိုမိုးကျုံနဲ့မုံတိုင်းသည်လည်းအိမ်ကြီးပေါ်ရှိမတ်ဆောက်တဲ့တစ်သားလေးကားတိုင်းတက်သွားပြီးတော့များမကြသောအချိန်မှာတော့လက်ထဲမှာကျိန်ချင်းအောင်တယောက်လုံးကိုဆွဲကအောက်ကိုပြန်ဆင်းလာခဲ့ကြလိမ့်တယ်ယခုအိမ်ပေါ်မှာဆင်းလာသူမှာသူတယောက်တည်းမဟုတ်တော့ပဲအသက်60ရွယ်ပစိုးကွက်ထောက်တိုက်ပုံအင်းကြီးခန်းနှောင်းကိုဝစ်ဆင်ထားပြီးတော့ခေါင်းမှာရောင်စလုံးကိုထုံးဖွဲ့ထားကမျက်နှာမှာနှကမ်းမွေးမှာအပေါ်ကော်နေတဲ့ဥပရိယုတ်ခက်ကောင်းကောင်းလူကြီးပါပါလာလိမ့်တယ်သူတို့အိမ်ရောက်တာနဲ့ဘိုးထင်းနဲ့ပေတူးမှာကိုပြစ်ပေါ်အိတ်နဲ့ပေါတူးနဲ့ကိုကိန်းအားလှမ်းနှိုးလိုက်အဲ့ရကိုလမ်းမြင်တဲ့ရောင်လုံးနဲ့လူကြီးမှာမျက်နှာပြုံးပြီးတော့ဘိုးထင်းတို့ကလမ်းစကားဆိုလိုက်ပါလိမ့်တယ်မောင်ရင်တို့ထားလိုက်ပါကွယ်သူတို့လည်းလမ်းလျှောက်တော့မောရှာမှာပေါ့အဲ့လူကြီးအတန်ကြားတော့မှကိုကိန်းနဲ့ပေါတူးတော့ကမန်းကရန်ထပြီးတော့ကိုပြစ်မှာထိုင်လေးတယ်ရောင်တစ်စောင်းနဲ့လူကြီးမှာဘိုးထင်းတို့ကကြည့်ပြီးတော့မုံတိုင်းနဲ့မိုးကျိုးတို့လက်ထဲမှာကျိန်ချင်းတောင်းကိုညွန်ပြကထပ်ပြီးတော့စကားဆိုလိုက်ပါတယ်ကဲဧည့်သည်တို့ဒီမှာအသီးနှံတွေစားကြပါဦးဗျာဧည့်သည်တို့ဒီမှာအိမ်မယ်လို့ကျုပ်သားနှစ်ယောက်ကပြောတယ်ဟုတ်တယ်ဆရာကြီးကျုပ်တို့ဒီမှာအိမ်မလို့ဆုံးဖြတ်ထားတာကောင်းတာပေါ့မောင်ရဲ့အော်မိတ်ဆက်ပေးရအောင်မယ်ကျုပ်ကဒီအမဲရွာရဲ့တကြီးဥမာတင်နေကွယ်ဒါကတော့ကျုပ်သားနှစ်ယောက်ပေါ့သူတို့နာမည်ကမုံတိုင်းနဲ့မိုးကျိုးတဲ့ကျုပ်အဲ့လိုနာမည်ပေးမိလို့ထင်ပါရဲ့ဗျာဒီကောင်တွေရုပ်ကစိုးလိုက်တာတာတေကိုလန်းနေတာပဲအမဲရွာကြီးမှာပျော်တတ်သူတယောက်ဖြစ်ဟန်တူလေကဘိုးတင်တို့နဲ့အချိန်ခါလေးတွင်ရင်းနှီးသွားကြတယောက်နဲ့တယောက်မိတ်ဆက်ပြီးတဲ့အခါအမဲရွာကြီးကတစ်သားနဲ့လှုပ်ထားတဲ့ထိုင်ကုန်မှာထိုင်ပြီးတော့ဒီငိန်လေတံမစ်ဆက်ပြီးတော့စကားဆိုလေတယ်မိတ်ဆွေတို့ကိုကျုပ်တို့ဘာလို့လာလေစေခြင်းလဲဆိုတာသိချင်မှထင်တယ်ဥမာဒီမှာအဲ့လိုပြောလိုက်တဲ့အခါမုံစိန်ညိုကခေါင်းငိမ့်လိုက်ပြီးတော့မန်တိုင်းပြောရင်တော့သိချင်တယ်ပေါ့ဗျာတခြားတော့မဟုတ်ပါဘူးကျုပ်တို့တွေကိုတာမန်လူသားတွေရဲ့ရက်ရွာမှာနေထိုင်လှုပ်ရှားတဲ့အကြောင်းလေးတွေပြောပြစေချင်တာမုံစိန်ညိုပါဝင်အားလုံးနားမလည်နိုင်ဖြစ်သွားကြအဲ့ကဥမာတွေကသဘောပေါက်နားလဲစွာပြုံးလိုက်ပြီးတော့သူဤသားနှစ်ယောက်တို့ကလက်ညှိုးထိုးပြကဆက်ပြီးတော့စကားဆိုလိုက်သူတို့အသက်ဘယ်လောက်ရှိပြီထင်လဲဧည့်သည်တို့ရှိလား30ကျော်လောက်ပေါ့ဖိုးရီမာလို့ဖြေလိုက်ရဥမာတွေကခေါင်းကိုခါရမ်းလိုက်ပြီးတော့မျက်နှာခက်ပြုံးပြုံးဖြင့်ပြန်ဖြေလေတယ်သူတို့အသက်က80ကျော်ပြီမိုးကြိုးက85မုံတိုင်းက83ဗျာမန်ဩပါနဲ့ဗျာကျုပ်တို့တွေကလူတွေနဲ့ဝေးတဲ့အခုလိုနေရာမှာအခြေချနေတာကြာပြီမန်တိုင်းပြောရရင်ကျုပ်တို့တမန်းတွေနဲ့စုံဖြူတွေနဲ့ညားတယ်စူပါတော့ဗျာကျုံမိန်းမလည်းစုံဖြူတယောက်ပဲလေဒီရွာမှာရှိတဲ့သူတွေကစုံတဲ့တမန်းမြစ်တာမျှပြီးမွေးထားတဲ့ကလေးတွေများတယ်ကျုပ်တို့မိန်းမပိုရင်တောထဲသွားပြီးတော့စုံနေပဲရှားတယ်စူပါတော့ကျုပ်တို့လိုတမန်းတွေနဲ့မြစ်တာများတဲ့စုံဖြူတွေဆိုမကောင်းတဲ့သူတွေလိုတတ်မှတ်ပြီးတော့ဒီလွတ်တော့တာအဲ့ဒါနဲ့အမဲပါဆိုပြီးတော့ဖြစ်သွားတာပဲကျုပ်ရွာကြောင်ရှင်းပြနဲ့လိုရင်းကိုမရောက်ဘူးဖြစ်နေဆိုလိုရင်းကတော့ဗျာဒီရွာမှာနေတဲ့လူတွေကလူတွေနဲ့နီးတဲ့နေရာကိုတခါမှမရောက်ဘူးတဲ့သူတွေများတယ်တချို့တလေကတော့ရောက်ဘူးတာပေါ့ဘာလို့လူတွေကိုဖိတ်ရလဲဆိုရင်ခင်ဗျားတို့ရက်ရွာအကြောင်းလေးတွေနားထောင်ကြလို့ဖိတ်တာပဲဥမာနေပြောတဲ့အခါမှာမုံတိုင်းနဲ့မိုးကြိုးတို့ကသူတို့ရွာလိုက်လို့တဲ့အကြောင်းအားသဘောပေါက်သွားလေတယ်ဒါကြောင့်ဘိုးတင်တို့ကဥမာတွေကရင်းနှီးပင်တယောက်တစ်ပေါက်စကားပြောလိုက်ကြလေတယ်တကြီးတို့ကနားထောင်နေတယ်ဆိုတော့ကျုပ်တို့ကပြောရမှာပေါ့ဗျာကျုပ်တို့အကြောင်းတွေပြောနေတော့တကြီးတို့သဘောကျသွားမှာသိကြပဲဟုတ်တယ်ဗျာဟုတ်တယ်ကျုပ်တို့ကလူစားစုတွေဗျာကျုပ်တို့အကြောင်းပြောရင်တော့ပြောမကောင်းပဲအစိုးဆုံးတော့ဒီညောက်ပေါ့ဗျာသူတို့ကလူရှုပ်တွေကျုပ်တို့ရွာမှာဆိုသူတို့မှွေတာတွေအကုန်လုံးကပြောမကောင်းပဲပေတူးသားရေးပေါတူးနဲ့ကိုကိန်တို့ဤတယောက်တစ်ပေါက်ပြောစကားများကိုတကြီးတို့သားဖမှာနားထောင်နေမျက်နှာများပြုံးလို့နေကြသူတို့သားဖကြီးနဲ့ဘိုးတင်စိတ်ထဲမှာသူတို့ကိုစာနာနေမိအချိန်ကြာမြင့်စွာလူသူနဲ့မနီးတဲ့တောကြီးမြန်မဲမှာနေထိုင်ခဲ့ရတာကြောင့်သူတို့ဤသားသမီးများအားလူလောကအကြောင်းများကိုနားထောင်စေခြင်းဒီမှာကောင်းတဲ့အမှုချင်းကိုဘိုးတင်နားလည်မိအဲနောက်တကြီးကဘိုးတင်တို့ကပြုံးပြီးတော့ကြည့်လိုက်ကမောင်ရင်တို့ကျုပ်တို့ရွာကိုလာတာတိတ်ဝမ်းသာတယ်ကွယ်ကဲအဲ့ဒါဆိုကျုပ်ရွာသားတွေစူခိုင်းလိုက်အောင်မယ်မောင်ရင်တို့လည်းနားကြအောင်ပေါ့ဟုတ်ကဲ့ပါစီမောင်ရင်တို့အသားစားကြတယ်မလားအစားတယ်မနက်စောစောကရတာတဲ့သမင်တကောင်တော့ရှိတယ်မိုးကြိုးဖြတ်ပြီးတော့အသားပေးမယ်ချက်စားကြပေါ့အသားတော့မနက်ကရတာဆိုသိတော့မလက်ဘူးပုတ်တော့မပုတ်ပါဘူးဟုတ်ကဲ့ပါစီကျေးဇူးတင်ပါတယ်ဗျာအသားငတ်နေတာကြာပြီဗျကဲမိုးကြိုးမင်းသမင်ဖြတ်ပြီးမောင်ရင်တို့အသားပေးလိုက်ကွယ်မုံတိုင်းတော့ရွာတွေကလူတွေကိုစုခိုင်းပြီးတော့ညနေလာခိုင်းလိုက်ကြလားတမန်းတွေကတော့ကလေးရစမလာလို့မရဘူးတေးချမှာမလာရင်အပြစ်ပေးခံမယ်လို့ပြောလိုက်ကြလားဥမာတွေကဘိုးတင်တို့ကစကားဆိုရင်လည်းသူဤသားနှစ်ယောက်ခိုင်းစီလိုက်သူဒီလဲဘိုးတင်တို့နဲ့သူစမ်းမိဆိုင်ရာစကားများပြောလို့နေပါလေတော့တယ်အမေရွာကြီးရဲ့ခြေတန်းရှိအိမ်ကြီးရှိကွင်းပြင်မှာလူများစုယုံလို့နေတယ်ထိုသူတွေမှာအသက်30ကျော်အရွယ်ယောက်ျားသားများနဲ့အသက်20ကျော်လှပတဲ့မဲမပြုတ်လေးများ
ပါရှိလေတယ်အရွယ်ကြီးသူများဟူ၍60ကျော်ရွယ်လူကြီးများနဲ့40ကျော်မိန်းမကြီးများတို့သာရှိလေတယ်ထူးဆန်းသည်မှာအသက်30ကျော်ခန့်ရှိတဲ့ယောက်ျားပြိုများမှာအသက်20ကျော်ခန့်ရှိတဲ့မိန်းမပြိုလေးများကိုအမေဟုခေါ်နေကြခြင်းဖြစ်ဘိုးနေတို့သည်လည်းမြင်ကွင်းအားထူးဆန်းအံ့ဩနေကြသူတို့ဘေးမှာထိုင်တဲ့မိုးကျုံးတွေမုံတိုင်းမှာရှင်းပြလေတယ်ငါညီတို့သူတို့စကားပြောတာကြည့်ပြီးတော့အံ့ဩနေတာလားဟုတ်တယ်ဗျဟိုလူတွေအရွယ်ရင်းနေလေဘယ်လိုလုပ်ပြီးတော့မိန်းကလေးတွေကိုအမေလို့ခေါ်နာလဲဒါတို့ရှိရဲ့ညီလေးကအကိုတို့တမန်းတွေကအသက်30ရွယ်ဒီအိုမင်းရော်တာမြန်တယ်အသက်ရာကျော်လောက်မှရုပ်ကရင့်ပြီးတော့အိုတာဆုံးပြူတွေကကြတော့အသက်80ကျော်ဒီမိန်းမငယ်လေးတွေပဲဖြစ်နေဟိုမှာတွေ့လား40ရွယ်လောက်တည်းလေအဲ့ဒါဆုံးပြူတွေယောက်ျားတွေပေါတူနဲ့ကိုကိန်းဒီသာမကဘိုးတင်တို့လဲအန်ဩရသည်မှာအမဲရွာမှာဖြင့်အဖြူရွာမှာဆုံးများနေတမန်းများညားကြသည်ကများကြတာမန်လူများမဟုတ်တာကြောင့်တို့ရွယ်စားနေအသက်ဟာတာမန်လူများဖြစ်ကြတယ်ဘိုးတင်တို့ဘလို့မှအကဲမခတ်တတ်ကြအမဲရွာသူရွာသားများအားလုံးရောက်လာချိန်မှာတော့တစ်သားထိုင်ကုန်မှာထိုင်နေတဲ့ရွာလူကြီးဦးမာတွေမှာချောင်းချက်ဟန့်ပြီးတော့သူရွာသူရွာသားများကိုစကားဆိုလိုက်ပါတယ်ဦးမာရင်ချောင်းချက်ဟန့်လိုက်တာနဲ့လူကြီးများသည်သာမကငိုနေတဲ့ကလေးချို့ပဲငိုတိတ်သွားရဘိုးတင်တို့အမဲရွာသူကြီးဦးမာရင်ဩဇာအာဏာကိုတော်လေးလေးစားအံ့ဩမှင်သက်ရပြန်လေတယ်ကဲမဲရွာကရွာသူရွာသားတို့မင်းတို့တွေကိုငါမိတ်ဆွေတွေနဲ့မိတ်ဆက်ပေးမယ်သူတို့ကထူးဆန်းဆန်းတွေကိုရှာဖွေနေခီးသွားတွေပဲသူတို့ကလူကောင်းနေဆိုတာငါအာမခံရဲတယ်အရင်တော့လို့ငါတို့ဒုက္ခပေးမဲ့သူတွေမဟုတ်ဘူးဆိုတာမင်းတို့ယုံကြည်ထားကြငါဘာလို့အာမခံနိုင်တာလဲဆိုတာမင်းတို့နားလေကြမယ်ထင်တယ်တကြီးမြေကိုဘယ်သူမှလိန်လို့မရဘူးဆိုတာကျုပ်တို့သိပါတယ်အေးကောင်းပြီအခုငါမိတ်ဆွေတွေကငါရွာသားတွေကိုတကောင်မကြော်ခင်ထိသူတို့ရဲ့အရက်ဒေတာအကြောင်းတွေပြောပြလိုက်မယ်မင်းတို့နားထောင်ကြမယ်လို့လည်းငါထင်တယ်နားထောင်ကြတော့ဗျာ25နှစ်တွင်းမှာဆရာကြီးတင်ကားတယောက်ပဲလာသေးတာ哦ရွာသူရွာသားများမှာလူတို့ရဲ့ရွာမှာအကြောင်းများကိုနားထောင်အမိကိုသိတဲ့အခါများစွာဝမ်းမြောက်နေကြတယ်ကလေးများမှာပျော်လွန်းတာကြောင့်လက်ခုပ်လက်ဝါးတီးနေကြသူရွယ်ငယ်သေးတဲ့ဆုံးပြူမိခင်များသည်လည်းသူတို့တက်အသက်ကြီးရန်ရှိတဲ့သားများနဲ့ကလေးရွယ်သားသမီးများကိုကြည့်ကကြည်နူးနေကြဦးမာရင်သည်လည်းအဲ့ဒီလောက်နဲ့စကားမရက်သေးပဲဆက်ပြီးတော့စကားဆိုလိုက်ပြန်တယ်ကဲဒီတော့အခုညဧည့်သည်တွေကိုဧခံပြီးရင်စကားပြောကြမယ်တမန်တွေဧည့်သည်တွေအနံ့ကိုလာခံကြကဲဧည့်သည်တို့ရေမောင်ရင်တို့ကကျုပ်တို့မိတ်ဆွေတွေဆိုတော့အမားမရှိအောင်ကျုပ်တို့အနံ့ခံဝင်ပြူဗျာကျုပ်တို့ကမောင်ရင်တို့အနံ့ကိုခံထားရင်ကြားတို့ဝင်ပလေတို့လိုအသွင်ပြောင်းတဲ့အချိန်မှာတော့မောင်ရင်တို့ကိုလုံးဝထိခိုက်အောင်လုပ်မှာမဟုတ်ဘူးဥမာရင်ကသူရွာသားများကိုစကားဆိုရင်မှဘိုးတင်တို့ကပန်ကြားလိုက်ခြင်းဖြစ်ဘိုးတင်တို့အားလုံးဒီလဲလိုလားလားခွင့်ပြုလျာဥမာတွေမှစတင်ပြီးသူဘေးမှာရက်နေတဲ့ဘိုးတင်တို့အဖွဲနာသွားကတယောက်ချင်းခေါင်းမနေစ၍ခန္ဓာကိုယ်တစ်ပတ်အနံ့ခံကြလိမ့်တယ်ရွာလူကြီးအနံ့ခံပြီးတဲ့အခါနောက်ထပ်ရွာလူကြီးသားများဒီလဲအနံ့ခံလိုက်တို့နဲ့တမန်းများမှာဘိုးတင်တို့အားလုံးဟာတယောက်ပြီးတယောက်အနံ့ခံလေတယ်အားလုံးပြီးတဲ့အခါရွာလူကြီးကမျက်မှောင်တစ်ချက်ကျုပ်လိုက်ပြီးတော့သူ၏သားများနဲ့ခြားသောရွာသားများကိုကြည့်ပြီးတော့မေးလေတယ်ဇံဝင်းမပါပါလားအဲ့ကောင်ဘယ်သွားနေတော့တကြီးရဲ့အမေကမိုးကျုံမှာပြန်ဖြေလေတယ်အဖြူအဘက်သွားတယ်အဖြူအမှာသူနဲ့ရင်ကန်နဲ့မိန်းကလေးနဲ့သွားတွေ့တယ်ဒီကောင်ကနည်းနည်းစိုးကျင်တယ်သူ့အမြန်သွားခေါ်ကြအောင်သူ့အနံ့ခံခိုင်းတာမှအဆင်ပြေမယ်ထင်တယ်တကြီးဇံဝင်းကိုခေါ်ရင်မိုးလင်းအောင်မှပြန်ရောက်မှာမဟုတ်ဘူးဒီကောင်အဖြူအသွားရင်နောက်နေ့မှပြန်လာတာပြဿနာတော့မရှိတော့ပါဘူးအေးအဲ့ဒါလည်းဟုတ်တာပဲကဲငါမိတ်ဆွေတွေအနံ့ခံမှုဘယ်သမန်းနေကြံသေးလဲမကြံတော့ပါဘူးကြီးအားလုံးနန်းခံပြီးချိန်မှာတော့မိုးလဲချုပ်ပြီးဖြစ်လေရသူတို့ကရွာကြီးအိမ်ရှိကွင်းပြင်မှာမီးဘိုကြီးတစ်ခုဖိုးလိုက်ကြမီးဘိုရဲ့အလင်းအောင်ပတ်ဝန်းကျင်ကိုဖျားချနေတော့လေအေးတက်ကပိုလာတာကြောင့်မီးဘိုဖိုးထားခြင်းမှာဘိုးထင်တို့အတွက်အတော့ကိုတတ်တောင်းတတ်တာဖြစ်လေတယ်ညမကြတော့ချိန်မှာတော့မိုးကျိုးတို့ညီကိုနှစ်ယောက်နဲ့တူနောက်ထပ်သမန်းများကတစ်လုံးများဖြစ်လှုပ်ထားတဲ့ထိုင်ကုန်များယူလာပြီးတော့မီးဘိုနဲ့မလန်းမကန့်မှာချပေးကဘိုးထင်တို့ဟာရွာတကြီးနဲ့တူဒန်းတူထိုင်စေတယ်ထို့အတူမီးဘိုပတ်ပတ်လည်မှာမဲရွာမှသမန်းများနဲ့စုံပြူများမှာဝိုင်းဖွဲ့ပြီးတော့ပွဲကြည့်သည်လားမြေပြင်မှာထိုင်နေလျာကိုထက်အသက်အရွယ်များစွာကြီးသူများမှာအောက်မှာထိုင်ပြီးငယ်သူများမှာအပေါ်မှာထိုင်နေရအောင်မနှိမ့်မြို့တဲ့ဘိုးတင်တို့မှာညင်းပယ်လေတယ်တကြီးကျုပ်တို့ဒီခုံလေးပေါ်မှာထိုင်ပြရစီနေဗျာအောက်မှာထိုင်နေသူတွေကကျုပ်တို့ရဲ့အသက်ကြီးတော့ကျုပ်တို့အားနာလို့ပါမောင်ရင်အဲ့လိုတော့မလုပ်ပါနဲ့ကွယ်မောင်ရင်တို့ကမြေပြင်မှာထိုင်ဟိုးနောက်ကလူတွေကမောင်ရင်တို့မမြင်ရတော့ဘူးလေအဲ့ဒီတော့ဒီခုံလေးမှာပဲထိုင်ကြပါမောင်ရင်တို့တော့အစားအသောက်တွေလည်းပြင်းပေးထားတယ်တကြီးစကားဆုံးတာနဲ့နောက်ထပ်တစ်လုံးနဲ့ပြုတ်လုပ်ထားတဲ့ဇဝဲကုံလေးများနဲ့တူအသီးနှံနဲ့အသားခင်များလာချပေးလေတယ်မိမသားများ၏အဝတ်ကြေပုံမှုမှာများစွာအားနာရလောက်တဲ့ဒီဖြစ်တကြီးပြောသည်မှလည်းသဘာဝကျတာမလို့ဘိုးနေတို့မှသူတို့အတွက်ပေးထားတဲ့ထိုင်ကုန်တွင်ထိုင်လိုက်ကရွာသားများကိုစတင်ပြီးတော့တယောက်ချင်းမိတ်ဆက်လိုက်ပါတယ်ကျုံနိုင်များတော့ဘိုးထင်မှာဘေးမိမနေပါတယ်သူတို့ကလည်းကျုံနဲ့တရွာသေးသားပဲမုံစိန်ညိုကတော့ကျုံတို့နဲ့မတူဘူးဗျသူနဲ့ကကြက်ဝိုင်းသွားနေပြီးခဲ့တာကြက်ဝိုင်းကိုကျုံသိတယ်ဗျကျုံတို့လူပြည့်ရှိတော့ကကျုံပါကြက်တိုက်တာလိုက်ဖူးတယ်ကြက်နှကောင်ခိုးခိုင်းတာလေရွာသားကြီးတယောက်မှအဲ့လိုပြောတဲ့အခါတာကြီးကခေါင်းချင်းလိုက်ပြီးတော့ဟုတ်တယ်ဗျဟုတ်တယ်တာကြီးကကြက်သမားပြီးကြက်ဝိုင်းများအကြောင်းကိုပြောလေတယ်တာကြီးပြောပြီးတဲ့အခါပေတူးက
တရင်ကျို့အခါသမယအကြောင်းပြောပြပြီးရွာထဲမှာမင်းတော်တို့ရွာသားတွေပြဆက်ကရအလွဲများအကြောင်းကိုပြောရာအမဲရွာသူရွာသားများကလည်းတဝါဝါနဲ့ပွဲကြလိမ့်ဖိုးတွင်နဲ့သားတို့မှဖြင့်တဘိုးရဲလာထမနဲထိုးတဲ့အကြောင်းနဲ့တပေါင်းမှာရှင်ပြုတ်အလူများအကြောင်းကာလာသားများအကြောင်းကိုးနောင်ကိုင်ပန်းနောင်ကိုင်များအကြောင်းစသဖြင့်ပြောလျာလူလောကရက်ရွာမှာအလူလုပ်ဘူးကြသူများမှာတို့အဲ့လိုလုပ်ဘူးကြောင်းဝမ်းမန်းတာပြောကြလိမ့်တယ်မုံစိန်ညိုမှာဖြင့်ရွာထဲရက်တကာလှည့်ပြီးတော့ဖေးရိုက်ကြက်တိုက်စင်ကအလွဲများကိုပြောပြရမှာရွာသားများကလည်းတဟားရီကြသလိုပေါတူနဲ့ကိုကိန်းမှာသကြံပွဲကြောင်းပြောပြီးတော့ကပြပြန်လျာအားလုံးပျော်ကြရွှင်ကြပြန်လေတယ်အမဲရွာမှာလူချို့ပင်လက်ခုပ်လက်ဝါးတီးပေးပြီးတော့ပျော်ရွှင်နေကြလေတယ်အမဲရွာစီဥမတွေမှာဖြင့်သူရွာသူရွာသားများပျော်ရွှင်နေအောင်မြင်တဲ့အခါများစွာပျော်ရွှင်နေပါတယ်ဒီလိုနဲ့အချိန်ကြာမင်းစွာပျော်ရွှင်စကားတွေပြောပြီးကြတဲ့နောက်ရွာသူကြီးကချောင်းချက်ဟန်းလိုက်ပြီးကဲအချိန်ကနီးလာပြီအားလုံးကိုယ့်အိမ်ကိုပြန်ကြတော့တကြီးကအဲ့လိုပြောလိုက်တာနဲ့အမဲရွာသူရွာသားများဘိုးတင်တို့ကနှုတ်ဆက်ကပြန်သွားခဲ့ကြလေတယ်တကြီးအိမ်မှာတော့တကြီးနဲ့သူသားနှစ်ယောက်ပြင်ဘိုးတင်တို့သာကြံခဲ့လေတယ်တကြီးကရွာသူရွာသားများမရှိတဲ့ကဘိုးတင်တို့ကသူ့အိမ်မောင်ကလည်းညှို့ထိုးပြပြီးစကားဆိုလေတယ်မောင်ရင်တို့ကျုံအိမ်မော်တက်နေကြပါအိမ်အောင်မှနေလဲဘာအန်ရမှမရှိပါဘူးဒါပေမဲ့မြင်လို့မကောင်းတာတွေရှိတော့အိမ်မော်သာတက်နေကြပါကွယ်ဟုတ်ကဲ့ပါစီဘိုးတင်တို့ကတကြီးစကားနားထောင်ကတကြီးရဲ့ခြေတန်းရှင်အိမ်ကြီးပေါ်ကိုတက်သွားလိုက်ကြအဲနောက်အိမ်ကြီးပေါ်မှာရှိတဲ့တကားပေါင်းတွေတခြားသောလေထကောင်းရန်အတွက်ပရိမောက်တရံဖောက်ထားတဲ့အပေါင်များမှာသူတို့ကြည့်နေလိုက်ကြများမကြသောအချိန်မှာတော့မိဖို့လင်းရအောင်မှာရွာလူကြီးတို့သားဖ3ယောက်ဟာလူသွင်းမှတဖြည်းဖြည်းအနက်နဲ့အဝါအဆင်းရှိတဲ့ကြားကြီးများဖြင့်အသွင်ကူးပြောင်းသွားကြပြီးတော့အချင်းချင်းခေါင်းတရံရံနဲ့ခြေဖြင့်တကောင်ပုတ်ခတ်ကစားနေကြပြီးတဲ့နောက်တောကြီးစီကို3ကောင်လုံးပြေးလွှားသွားသလိုဝင်းပလီဦးတန်များထွက်ပေါ်လာပြီးတဲ့နောက်တကြီးရဲ့အိမ်ဘေးမှနေကြီးမားတဲ့ဝင်းပလီများဟာလည်းစော်ကစားပြီးရွာထဲမှာပြေးထွက်သွားကြပါလေတော့တယ်တောတောင်ထဲမှာခြေတန်းရှင်အိမ်များတီဆောက်ထားတဲ့အမဲရွာမှာတော့ယခုချိန်ဆုံးပြူများနေသူတို့ဤအရွယ်မြောက်သေးတဲ့ရင်သွေးငယ်များခြေတန်းရှင်အိမ်မှာကြံနေပြီးတော့အိတ်ဆက်နေကြအရွယ်ရောက်တဲ့ယောက်ျားများနဲ့သမန်းသွေးပါတဲ့မိန်းမများမှာအသွင်ပြောင်းကာဖြင့်တောကြီးတွင်းသွားကအမဲလိုက်လို့နေကြပြီဖြစ်၍အချိန်တီလည်းတဖြည်းဖြည်းနဲ့ကုံလွန်လာပြီဖြစ်ပါတယ်အမဲရွာသည်ဥမာရင်းအိမ်မှာတော့ဘိုးတင်တို့ဒီတန်ခတ်တိုးနဲ့သူတို့ကြုံတွေ့ခဲ့ရတဲ့အကြောင်းအများကိုအိမ်မပြောတဲ့အတွက်ပြောဆိုလို့နေကြပါတယ်ဘိုးတင်မင်းနောက်လိုက်ရတော့တကယ့်ကိုတန်တယ်ကွာငါဘွားမှာအခုလိုကြုံတွေ့ရတာအိမ်မက်ကြီးတစ်ခုလိုပဲလူလောကမှာငါတို့မမြင်နိုင်မသိနိုင်တာအများကြီးရှိသေးတာပဲကွာဟုတ်တယ်ငါတို့ဘိုးတင်တို့နဲ့မလိုက်ရင်ရက်တောက်လိုက်ဖဲရလိုက်နဲ့ချိန်မဲကုန်အမဲရွာသားကြီးလည်းလူလောကအကြောင်းတော်တော်သိကျင်နေကြတာသူတို့ကလူတွေရှိတဲ့ညောင်သွားလို့မရဘူးထင်တယ်နော်သွားလို့မရလို့နေမှာပေါ့ငါအထင်သူတို့မှလည်းစီးကန်းတွေရှိမှာပဲဘာဖြစ်ဗျာတမန်းရွာကိုရောက်ခဲ့တယ်ဆိုတာလူတွေကိုပြောရင်လည်းယုံမှာမဟုတ်ဘူးသူတို့ကကငင်းစီမီးတိုင်းများတင်လုံးနိုင်မှာထွန်းထားတဲ့ရွာသူကြီးရဲ့ခြေတန်းရှိအိမ်ပေါ်မှာထိုင်ပြီးတော့စကားပြောနေကြခြင်းဖြစ်မိတိုင်းအလင်းရောင်ကြောင့်ရွာလူကြီးအိမ်ပေါ်မှာတော့ရှင်းလင်းလင်းမြင်နေရသူတို့ကအိမ်မပြောတဲ့အတွက်အိမ်ကြီးပေါ်မှာနေပြီးတခြားသောနေရာများကိုလှမ်းကြည့်လိုက်စကားပြောလိုက်နေအချိန်ဖြုံးနေချင်းလင်းမြန်တဲ့ရိတ်တစ်ခုနဲ့တူအိမ်မော်ကိုသက်30ရွယ်လူရွယ်တယောက်ရောက်လာခဲ့လေတယ်လင်းမြန်သောအိမ်မော်ရောက်လာခြင်းကြောင့်ဘိုးတင်တို့ကအဲ့လူရွယ်အကြောင်းငေးနေစဉ်လူအိမ်မျက်နှာတို့မှာတဖြည်းဖြည်းချင်းကြားကြီးမျက်နှာတွင်ပြောင်းလဲလာကနောက်ဆုံးမှာတော့ကြီးမားတဲ့ကြားကြီးဖြစ်ကိုအသွင်ပြောင်းသွားလို့နေပါတော့တယ်ဘိုးတင်တို့ကသူတို့ဟာအိမ်မော်ကိုတက်လာပြီးရန်ပြုတ်ဟန်ကြံနေတဲ့တမန်းကြားကြောင့်ဘယ်လိုပြုတ်လို့ရမိမှမသိဖြစ်နေလေတယ်ညာမကြသောအချိန်မှာတော့သူတို့ကတစ်လုံးနံမှာထွန်းထားတဲ့မီးတုံများကိုတရိယာပြီးမီးတုံ3ချောင်းကိုဘိုးတင်သားရင်းနဲ့ဘိုးတင်တို့မှဖြုတ်ယူလိုက်ပြီးတော့ကျန်တဲ့သူများရဲ့ရှေ့မှာကာပြီးတော့တမန်းကြားကိုရင်ဆိုင်မှုဟန်ပြင်လိုက်လေတယ်ကြားကြီးမှာပြင်ခေါင်းငုံပြီးတော့ခုံအုပ်ရန်အတွက်ချောင်းမြောင်းလို့နေတယ်မီးတုံကင်ထားတဲ့ဘိုးတင်ဖိုးထွင်းနဲ့ပေတူးတို့ဟာမီးတုံဟာဝေရမ်းနဲ့သူတို့ဟာခုံအုပ်ပြီးကြံနေတဲ့ကြားကြီးကိုဘလို့ရင်ဆိုင်မှာကိုစဉ်းစားလို့မရဖြစ်နေကြလူတရက်ကြော်မြင်ပါတဲ့ကြားကြီးမှာတာမန်ကြားများတဲ့ပို့ပြီးတော့ကြီးပြီးအလျားမှာလည်းပိုရှည်သလိုသွားဆွဲတို့ကတည်းလဲမီးရောင်အောက်မှာအယောင်လက်နေတဲ့လားထင်မှန်မှားရလောင်တောက်ပလို့နေပါတယ်ဘိုးတင်ကသူတို့နောက်မှသားနဲ့ပေါတူးတို့အတန်ခတ်အောင်နေမေးမြန်းလိုက်ကျုပ်လက်နဲ့တွေရောအေးဟောကိုပြစ်မှာလေကွာအဲ့ဒါမှသိရပဲဒီတမန်းကြားဒုံးနဲ့မသိဘူးထင်တယ်ဟုတ်တယ်ငါထင်ရွာလူကြီးပြောတဲ့ဆန်ဝင်းဆိုတာလားမသိဘူးဟုတ်မယ်မုံစိန်ညိုမုံစိန်ညိုကညနေအချိန်ကတကြီးပြောတဲ့စကားကြားလိုက်တာကြောင့်ဘိုးတင်ကပြောလိုက်ခြင်းဖြစ်ဘိုးတင်ဒီလည်းမုံစိန်ညိုပြောစကားကိုခေါင်းငိမ့်ကအတိမတ်ပြုတ်လိုက်နဲ့ကြားကြီးကိုစူးစိုက်ကြည့်ကကိုဆန်ဝင်းလားခင်ဗျားတို့ကျတော့ရန်သူတွေမဟုတ်ဘူးကျုပ်တို့အမဲရွာကိုလာလေဧည့်သည်တွေပါဘိုးတင်မှာခတ်တီနဲ့အဲ့လိုပြောလိုက်ရသူတို့ဟာခုံအုပ်ရဟန်ပြင်းနဲ့ကြားကြီးမှာခိတ္တငြိမ်သွားတယ်ဒါပေမဲ့ခိတ္တသာဖြစ်ပြီးတော့နောက်ထပ်ရန်ပြုတ်ပြီးတော့ပြန်ခုံအုပ်ရဟန်ပြင်းပြန်လေတယ်အချိန်တွေမကောင်းမှန်းသိတာကြောင့်ဘိုးတင်ကလက်တစ်ဖက်ဖြင့်အမြဲတမ်းလွယ်ထားတဲ့လွယ်ထဲမှာအစီရင်အားနှိုက်ပြီးတော့မတက်တာတဲ့ဆုံးတမန်းကြားကြီးကိုခုခံပြီးကြမ်းစင်အိမ်မော်ကိုအရေးလားလှင်မြန်တဲ့အမျိုးသမီးတယောက်ရောက်လာခဲ့လေတယ်သူမကဘိုးတင်တို့ကကြည့်နေပြီးတော့ဘိုးတင်နောက်မှမုံစိန်ညိုကမြင်တဲ့အခါအံ့ဩနေပြီးနှုံးမှလည်းမုံစိန်ညိုကခေါ်လိုက်ပါလိမ့်တယ်ဦးမြစ်တာတောင်သွားမယ်ဦးကြီးမလားအဖြူရွာကမထွေးမလားဟုတ်တယ်ဦးရသူဘလို့ရောက်နေလဲ
အမေရွာတကြီးသား2ယောက်ဖိတ်လို့ရောက်လာခဲ့တာမြစ်တာတောင်သွားရင်းနဲ့လမ်းကြုံလို့ဒီရွာမှာတဲတာဆိုပါတော့ကွယ်ဟာအချင်းကြီးမလို့တော်ပါသေးရဲ့ကျမအယောင်းမြန်မေးလို့ပဲအဖြူအမဆုံးမြူမာလေးမထွေးကအဲ့လိုပြောလိုက်ပြီးတော့ဂျာကြီးလေပင်ကိုပုတ်ကဆန်ဝင်းဒါငါနဲ့မိတ်ဆွေတွေသူတို့ကရန်သူတွေမဟုတ်ဘူးလေတန်အေးနဲ့မထွေးပြောလိုက်တဲ့အခါမှာတမန်ကြားကြီးကမန်ဖီနီယာကိုရှော့လိုက်ပြီးတဖိဖိနဲ့လူသွင်းကိုပြန်ပြောင်းလို့သွားပါလေတယ်အဲနောက်သူကဘိုးထင်တို့ကတေချာကြည့်လိုက်ကမင်းတို့ဒီမှာဘာလုပ်နေလေတန်ခမ်းမာနေမေးချိန်သူတို့ဤနောက်မှနောက်ထပ်အတန်တစ်ခုပေါ်လာခဲ့လေတယ်ဇန်ဝင်းအဲ့ဒါကိုသူတို့မေးရမှာမဟုတ်ဘူးမင်းကိုမေးရမှာမင်းဘယ်တွေသွားပြီးဘာတွေလုပ်နေအဲ့လိုစကားဆိုလိုက်သူကပါဇက်မှာပေးနေတဲ့သွေးများကိုလက်ဖမိုးပြင်းတုပ်ပြီးတော့အိမ်ပေါ်ကြောက်လာတဲ့ရွာလူကြီးဦးမာတင်ဖြစ်ပါဦးမာတင်ရောက်လာတဲ့ကဆန်ဝင်းကိုမြည်ရတဲ့တမန်းမှာခေါင်းအောင်ငုံပြီးတော့ကျုပ်ဖြူပါပဲသွားပြီးတော့မိမခိုးတာပါမိမခိုးလာတယ်ဟုတ်လားဟုတ်ပါတယ်ကြီးအဲ့တကြီးပြန်အောင်ပြီးထင်ပြီးတော့အိမ်ကိုလာခဲ့တာသူတို့တကြီးမှတွေ့တော့တကြီးကိုရန်ပြုတ်မယ်ထင်လို့အခုလိုလုံးလိုက်ရတာငါထင်တော့ထင်သားပဲဒါတော့ငါချက်ချင်းပြန်လာဒါနဲ့ तू ကအဖြူရွာတကြီးရဲ့ညာလည်းယုံမလားဦးမာရကမထွေးရကြည့်ပြီးတော့ပြောလိုက်ရမထွေးတယောက်မရဲတရက်နဲ့ခေါင်းငိမ့်လေတယ်အဲ့ကဦးမာရမှာခေါင်းအောင်ခါရမ်းလိုက်ပြီးတော့ဇန်ဝင်းမင်းအောင်လှုပ်လိုက်ရင်ဖြင့်ကွာခိုးလာပြီးတော့လည်းဘယ်တတ်နိုင်မှာတော့ငါပဲပြဿနာရှင်းရမှာပေါ့ဘယ်သူမှမဖြေကြအောင်မလားရွာလူကြီးဦးမာရကဘိုးတင်တော်ကြည့်ပြီးတော့မေးလိုက်ခြင်းဖြစ်ဘိုးတင်တော်ဒီလည်းမီးတော်ကလက်ကကင်ထားရင်းနဲ့ခေါင်းရမ်းပြဘာမှမဖြစ်တာတော်သေးတာပေါ့ဇန်ဝင်းမင်းတို့အနှံ့တွေခံတာတို့ကတို့ရန်သူမဟုတ်ဘူးတကြီးစကားကြောင့်ဆန်ဝင်းကဘိုးတင်တော်ဟာတယောက်ချင်းအနှံ့ခံလိုက်လေတယ်ဆန်ဝင်းနှံ့ခံပြီးတဲ့အခါဆန်ဝင်းကမုံစိန်ညိုကြည့်ပြီးတဲ့နောက်ရွာတကြီးကစကားဆူလိုက်တကြီး तू ကမြစ်တာတောင်ကိုသွားမဲ့သူတယ်မထွေးနဲ့ तू သိတယ်မြစ်တာတောင်ကိုသွားမယ်ဟုတ်လားဘာကိစ္စလဲဥမာရင်ခက်မြမြမေးစကားမုံစိန်ညိုမှာမထွေးဟာကြည့်ရတာနေပြီးချက်ချင်းပြန်မပြောသေးဘူးမထွေးခေါင်းငိမ့်တဲ့အခါမှပြန်ဖြေလိုက်လေတယ်အော်ကျုပ်တို့ကမြစ်တာတောင်သွားပြီးတော့တစ္ဆာကြောက်ကိုသွားထားမှာတစ္ဆာကြောက်သွားထားမှာဒီလောက်အေးကြီးတာကိုဘာလို့မပြောတာလဲဗျာလူတိုင်းကမပြောသေးဘူးထင်လို့ပါမုံစင်းရွယ်စကားဥမာတွေမှာနားလဲသွားပြီးခေါင်းအောင်ညှိလိုက်ပြီးကျုံနားလဲပါတယ်ဗျာမြစ်တာတောင်ကြောက်ကြောက်သွားဖို့ကအရေးကြီးတယ်အဲ့ဒါမှစီးလို့ဝါလို့ဖြစ်နေတယ်မကောင်းဆိုးကောင်တွေဒီကုန်းချုပ်မှာအဲ့တောင်သွားမယ်ဆိုရင်တော့မောင်ရင်တို့ဘေးရန်တော့များမယ်နော်ကျုပ်တို့သိပါတယ်ဗျာဒါမဲ့သွားထားမှရမယ်လीကောင်းပြီလေကဲမောင်ရင်တို့ကိုကျုပ်လက်ဆောင်တစ်ခုပေးလိုက်မယ်ရွာလူကြီးမအဲ့လိုပြောလိုက်ပြီးတဲ့နောက်သူကြီးနေအိမ်တေလုံးနံမှာချိတ်ထားတဲ့တရေအိမ်ထဲမှာတထွာတသားဝါးနဲ့ပြုတ်လုပ်ထားတဲ့အရာဝတ္ထုလေးတစ်ခုပေးပြီးတော့စကားဆိုလိုက်ပါတယ်မောင်ရင်တို့မြစ်တာတောင်သွားတဲ့လမ်းမှာတကယ်လို့အကူကြီးလိုခဲ့ဒီဝါးပလွေလေးကိုမှုတ်လိုက်ကျုပ်တို့ရောက်လာခဲ့မယ်ကျုပ်တို့မခေါ်ချင်ပါဘူးဗျာခင်ဗျားတို့အေးချမ်းနေတာကိုမဖြတ်စည်းချင်ဘူးမဟုတ်ဘူးကျုပ်တို့တွေတကယ်ကြတော့မအေးချမ်းဘူးစီးလို့ဝါလို့မကောင်းဆိုးကောင်တွေရှိနေသူတွေကျုပ်တို့မအေးချမ်းဘူးဗျာသဘောပေါက်ပါပြီဗျာလိုအပ်ရင်တော့ဒါဆိုကျုပ်တို့ခေါ်လိုက်ပါမယ်မိုးစိန်ညွှန်အဲ့လိုပြောပြီးတော့ဦးမာရင်ပေးတဲ့ဝါးနဲ့လှုပ်ထားတဲ့ဘလွေခတ်တူလေးအားယူထားလိုက်အဲ့နောက်ဦးမာရင်ကဘိုးတင်တော်ကကြီးလိုက်ပြီးတော့ကဲမောင်ရင်တို့ကြီးရတာအိရသေးပုံမပေါ်ဘူးမောင်ရင်တို့ဒီလောက်အိလိုက်ကြအောင်နိုးမခီးဆက်ကြပေါ့တောလုံးအောင်ဒီကျုပ်သားနှစ်ယောက်ကိုလိုက်ပို့ခိုင်းမိမယ်ကောင်းပါပြီဗျာအဲ့ဒါကျုပ်တို့အိလိုက်ကြအောင်မယ်ဒီလိုနဲ့ဘိုးတင်တော်ကရွာလူကြီးဦးမာရင်ပြောစကားလက်ခံလိုက်ပြီးတဲ့နောက်ဦးမာရင်ရဲ့ခြေတန်းရှည်အိမ်ကြီးပေါ်မှာအိဆက်ရန်ဆုံးဖြတ်လိုက်ပါတယ်ဥမာနေမှာဖြင့်ဆန်ဝင်းနဲ့မထွေးကိုခေါ်ကအင်ရောက်ကိုဆင်းသွားလိုက်ကြပါလိမ့်တော့တယ်။အော်လိုင်းဘိုးတွေနဲ့မြေတာတောင်ခီးချန်တတိယပိုင်းကြီးကအီမြတာမကြမီဇက်သိမ်းပိုင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါအောင်ခင်ဗျာ။ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Good Story Channel ကနေတင်ဆက်ပေးခဲ့တာကအော်လိုင်းဘိုးတွေနဲ့မြေတာတောင်ခီးချန်တတိယပိုင်းဖြစ်ပါတယ်။နောက်နေ့ဒီမှာလည်းဘိုးတင်ဇက်လက်နေဆက်ပြီးတော့ရှိလုံမှာဖြစ်တဲ့အတွက်လာပြီးတော့နားဆင်အားပေးကြတော့ဗားလေးဖိတ်ခေါ်ရင်းနဲ့ပဲဒီနေ့မှနားဆင်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။